ချစ်ရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် STM Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ချစ်ပရိသတ်တို့နားဆင်မှုအတွက်အချစ်ဇလန်းကောင်းလေးတစ်ပုဒ်ဖြစ်တဲ့ချစ်စနင်းငယ်ဆိုတဲ့ဇလန်းကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဇလန်းလေးမစတင်ခင်မှာတော့အချစ်ဇလန်းကောင်းများစွာကိုတင်ဆက်ပေးနေတဲ့ကျမတို့ Channel လေးကို Subscribe လုပ်ပြီးဘေးနားက Notification လေးကိုနှိပ်ပေးခဲ့ကြပါအောင်နော်ကဲဒါဆိုရင်တော့ဇလန်းလေးကိုအခုပဲစတင်လိုက်ပါတော့မယ်ပေါ်တီကိုအောက်ကိုတရကြမ်းမောင်းဝဲလာတဲ့ကားကိုသူမစိတ်ဝင်တစားလမ်းကြည့်နေတော့မှပဲလူတစ်ယောက်ကကားပေါ်ကနေစမတ်ကြစွာဆင်းလာခဲ့တယ်။အနက်ရောင်လဲပဲကိုချက်အင်ကြီးပေါ်ကနေဒူးတီရှိတဲ့လောင်းကုတ်ကိုဝစ်ဆင်ထားတဲ့ထို့အမျိုးသားမြန်မာလွန်တဲ့အရက်အမောင်အဝေးကကြည့်တာတောင်စူးရှနေတဲ့မျက်ဝန်းတင်တဲ့ထို့လူကြီးကသူမဦးလေးရဲ့တငယ်ချင်းနဲ့ဘလို့ပဲကြည့်ကြည့်ဒီလူကြီးကကလေးပေဖြစ်တဲ့သူမဦးလေးချက်အများကြီးပိုချောပိုနုတယ်။ Sorry ပဲငါကောင်ရငါနည်းနည်းနောက်ကျသွားတယ်။ရပါတယ်ကွာငါလည်းရောက်တာမကြသေးဘူးထိုလူကြီးကသူ့ကိုအင်ကြီးကိုချွတ်ကဆိုဖာကျုံးမီမှာတင်လိုက်ပြီးလူကပါဆိုဖာမှာဝင်ထိုင်လိုက်လေဒါဘယ်ကကလေးလဲငါမှသမီးလေးကွာငငယ်ကမင်းတလောက်ထိန်ခဲ့တာမမတ်မိဘူးလားဟာဆန်ရှိုင်းလေးတောင်ဒီရွယ်ရောက်နေပြီလားဆန်ရှိုင်းနဲ့ချီပထမဆုံးကြားဖို့တဲ့အခေါ်ပေါ်ပဲအေးအခု10တန်းပြေပြီလို့ငါတို့နဲ့လာနေတာမမေကလည်းသူ့မြေကိုတအားသေးနေတာလေကြောက်ပိတ်တာနဲ့တက်မိခေါ်ထားတော့တာသူကအိမ်မှာပြင်းလို့ငါနဲ့လိုက်ချင်နေဆိုလို့ခေါ်လာတာဟဲ့ကို့မတ်မိလားချီကောင်းအသာရှမ်းပြလိုက်မိတယ်ငငယ်ကတော့မင်းကိုလက်ဘဝကိုမစင်ပါဘူးချီဦးလေးဖြစ်သူကိုအာကိုတကြီးလမ်းကြည့်လိုက်တယ်ဒါကိုသဘောပေါက်တဲ့သူမရဲ့ဦးလေးကဝေဟင်ကငါတူမအောင်ငငယ်လေးကထိမ့်ပေးခဲ့ဘူးတယ်လေဘလောက်ငိုနေနေသူချီလိုက်ရင်တူမလေးကတန်းတိတ်သွားတာဆိုင်ဆိုင်လေးဆိုတာနဲ့အတန်လာရအောင်ပြေးပြီးသားပဲချီဝေဟင်ဆိုတဲ့ဦးလေးကြီးကိုပြန်ကြည့်လိုက်ပြီးမှမမတ်မိလို့တောင်းမမာတဲ့ဦးအဲ့တော့ကချီကအရန်ငယ်သေးလို့ပါသူ့ကိုချီရနှွေးထွေးစွာပြုံးပြလိုက်တယ်အဲ့ဒီနောက်မှာတော့သူနဲ့သူမဦးလေးကအလုပ်ကိစ္စပြောနေကြလို့ချီလဲပြင်းတာနဲ့ပဲနေရာကနေထထွက်လာကခြံထဲကိုဆင်းခဲ့လိုက်တယ်သူမသုံးတဲ့သမီးအရွယ်လောက်မှာပဲသူမရဲ့ဖေဖေရဲ့မမေရဲ့ကဖေဖေအမျိုးတွေရှိတဲ့ကလောကိုပြောင်းရွှေ့ခဲ့တယ်လို့မမေပြောဘူးတယ်တခါတလေသူမမမေတို့ရန်ကုန်ကိုလာရင်တောင်မှသူမကတော့ကြောင်းတစ်ဖက်နဲ့မို့ဘယ်တော့မှအတူလိုက်ခွင့်မရခဲ့ဘူးပါနေချောင်းပရက်တွေဆိုလဲနောက်ထပ်စာသင်နှစ်တွေအတွက်စာရေးကြိုတင်ကျူရှင်တွေကြိုတက်ရတာမို့သူမအတွက်ကအမေဘက်ကအဖွားနဲ့တွေ့ဖို့အခွင့်မသားခဲ့ပါသူမရဲ့ဖေဖေရောဖေဖေအမျိုးတွေကစီကံကြည့်ပြီးပုံသွင်းတော်လို့နေအောင်ကြီးဆိုတဲ့သူမကပြတာနေအောင်တွက်လက်နေမှုမျိုးတစိုးတစည်းမှမရှိပဲလူပုံကခက်အေးအေးပါပဲလူကြောက်တာမျိုးတော့မဟုတ်ပေမဲ့လူများတဲ့နေရာတွေတခါမှမသွားဘူးလို့အခုဆိုအိမ်ပြန်ထွက်ရင်တောင်ယောက်ျားလေးတွေရှေ့ဖြတ်မလျှောက်ရဲပါအိမ်ကလည်းယောက်ျားလေးတွေနဲ့လုံးဝမပတ်သက်ခိုင်းဘူးလေအခုတောင်မှ10တန်းပြီးပြီမို့လို့ဖေဖေကရန်ကုန်ကိုပို့ပေးတာအမတ်စင်းထွက်ပြီးရင်တော့သူမကိုပြန်ခေါ်မယ်တဲ့ဖေဖေကသူမကိုလည်းအရန်ဥတိုလွန်းတာသူတို့ကလုံးမပြန်ခင်မှာဦးလေးကိုတေချာမှာသွားသေးတယ်ငါသမီးကိုရီစားမထားစေနဲ့တဲ့လေချီပန်းမင်တွေကြည့်ပြီးအတွေးလွန်နေတော့မှနောက်ပါစီမှဆန်ရှိုင်းလေးဆိုတဲ့အတန်းကြောင့်ချီနောက်ကိုလဲကြည့်လိုက်မိတယ်ဥလေးလေးရောတောင်းလက်ဝင်နေတယ်သူကချီကိုခေါင်းစားချီဆုံးကြည့်ကမထင်တော့မိဘူးကိုငငယ်ကထိန်ခဲ့ဘူးတဲ့ကလေးကအခုလိုလာတာပါတာလေးဖြစ်လာမယ်လို့တကယ်ကိုအတော်လေးအရွယ်ရောက်ပြီးတော်တော်လေးလှလာတာပဲကျေးဇူးတင်ပါတယ်ဦးနောက်ရက်တွေလည်းအိမ်ကိုအလဲလာခဲ့လေမလာတော့ပါဘူးဒီမှာဦးတယောက်ပဲရှိတာဆိုတော့ယောက်ျားလေးတယောက်တည်းနေတဲ့အိမ်ကိုမလာသင့်ဘူးလေအိမ်အခုတော်ကြီးရှိပါတယ်ဘာဖြစ်ဖြစ်ချီမလာရဲပါဘူးသူဘာမှဆက်မပြောပဲပြုံးယုံတာပြုံးနေလိုက်တယ်သူနဲ့15နှစ်တောင်ကွာတဲ့ထိုကလေးမလေးကိုသူဘာလို့အာရုံစိုက်မိနေပါလဲပြီးတော့သူတို့ချင်းကလည်းအခုမှတွေ့ဘူးတာမဟုတ်လားငါတို့မှသွားရအောင်ဦးလေးဖြစ်သူကအိမ်ထဲကထွက်လာပြီးလမ်းခေါ်လို့ချီလဲဦးဝေဟင်ကိုခေါင်းငိတ်နှုတ်ဆက်ခဲ့ပြီးဦးလေးဖြစ်သူထံကိုပြေးလာခဲ့လိုက်တယ်ဝေဟင်ငါတို့ပြန်တော့မယ်နော်အေးဖြစ်ဖြစ်တငယ်ချင်းဖြစ်သူမြတ်သူရကလေသူ့မြင်ကွင်းထဲကနေပျောက်သွားမှသူလဲအိမ်ထဲကိုဝင်ခဲ့လိုက်တယ်နေရောင်ကြီးဆိုတဲ့အဲ့ဒီကလေးမလေးကိုလည်းသူမကြခင်မှာကျင်းသေးပေါက်ပြန်တွေ့ချင်မိတယ်ဒီလောက်ငယ်ရွယ်လွန်းတဲ့ကလေးမလေးကိုဘာကြောင့်များဝေဟင်ရှင်နဲ့တွေ့ကိစ္စကဘလို့လဲဝေဟင်သူ့ရှိကဖြူစင်သွဲကိုတစက်မအရေးမလုပ်ပဲလက်ထဲကစီကရက်ကိုသာတခြားပြီးတခြားဖွာနေလိုက်တယ်သူနဲ့ဖြူစင်သွဲရဲ့အဖေဦးတာယာကလုပ်ငန်းပါတနာဖြစ်ပြီးဖြူစင်သွဲနဲ့သူ့ကိုပါနှိစက်စေချင်နေတာပါသူကလည်းအထာမပေးမိပါပဲနဲ့ဖြူစင်သွဲဆိုတဲ့မိန်းမကသူ့ကိုဇွတ်တရွတ်တွေ့ကပ်ပြီးချီရေးပါစုပ်ထားတာပဲတွယ်မင်းနေတယ်လေမင်းမေကောမဖြေဘူးဆိုတာဖြေစရာအဖြစ်မရှိလို့ပေါ့ဒါလေးတော့သဘောမပေါက်ဘူးလားဘာလို့လဲတော်ရဒီလောက်လှတာ哦အတိုင်းဝိုင်းလဲတောင်းနေပညာလဲတက်တယ်အရေးအချက်လိုက်ရှိပြီးရှင်စနီးဖြစ်ထိုက်ပါတယ်ပြီးတော့ရှင်နဲ့တွေ့ပေပေကလည်းလုပ်ငန်းပါတနာတွေပဲလေမင်းပြောသလိုပဲမင်းကအားလုံးပြေဆုံးပါတယ်ဒါပေမဲ့မင်းတခုကြံခဲ့တယ်
မင်းကယောက်ျားတယောက်ကိုသူ့အိမ်ထိလိုက်ပြီးပိုးပန်းတက်တယ်အဲ့ဒါကြမ်းခဲ့တယ်ထပ်ပြလိုက်သူပြောပြီးလက်ထဲကဆစ်လစ်ကိုစပွဲပေါ်မှာဖိချေကထိုင်ရာကနေထားရလိုက်တယ်မင်းနေချင်းဆက်နေခဲ့တော့ငါတော့ကိစ္စရှိလို့အပြင်သွားရအောင်မင်းဖြူစင်တဲ့ဘာမှမပြောခင်မှာပဲသူကအရင်ဥအောင်အိမ်ထဲကနေထွက်ခဲ့လိုက်လေတော့တယ်ဝေဟင်ဖြူစင်တဲ့တယောက်ဒေါသတွေထွက်ပြီးကြမ်းခဲ့မှာကိုသိပေမဲ့သူလှစ်လှရှူထားခဲ့လိုက်တယ်သူဥဒိတ်နေရကဆန်ဆိုင်လေးထန်သူသူဆိုတာကမြတ်သူရာတို့အိမ်မှာတကားမရှိဓာမရှိဝင်ထွက်သွားလာခွင့်ရသူပါသူနဲ့မြတ်သူရာဆိုတာကငယ်စဉ်ကလေးဘဝတွေကခင်မင်လာတဲ့သူတွေမို့တငယ်ချင်းဆိုတာတဲ့ညီအကိုတွေနဲ့ပို့တူတယ်အန်တီမိုးကြီးသူမြတ်သူရာရဲ့အမေဖြစ်သူကိုအတန်လန်းပေးရင်အိမ်ထဲဝင်ခဲ့တော့ချီရအိမ်ခန်းထဲမှာတီဗီကြည့်နေရင်မှနေသူ့ကိုလှည့်ကြည့်လို့လာတယ်။အော်ဦးလေးသူမကထိုင်ရာကနေချပြီးသူ့ထံကိုရှောက်လာတယ်လို့သူကလည်းသူမထံကိုတက်တက်မတ်မတ်ပဲရှောက်လာတာမို့နှစ်ယောက်သားကခဏအတွင်းမှာပဲနီးကပ်လို့သွားရလေတယ်။ဦးဘာကိစ္စရှိလို့လဲအန်တီရောအိမ်မှာချီပဲရှိတယ်ဖွားဖွားနေမကောင်းလို့တော်လေးကစီကန်းလိုက်ပို့နေတာဦးအရင်ထိုင်ပါအောင်ဦးတက်ကြီးအေးဖြော်ခဲ့ပေးပါမယ်သူဆိုဖာမှာဝင်ထိုင်ပြီးသူမကိုထိုင်ဆောင်နေတော့မှပဲချီကအေးပလင်းလေးကိုပိုက်ကသူ့ထံရောက်လာတယ်ဦးဖွင့်ပေးပါလားချီဖွင့်တာမရလို့ဟုဆိုကသူ့ကိုအေးပလင်းလေးထိုးပေးလာတယ်သူအေးပလင်းလေးကိုဖွင့်ပေးလိုက်တော့သူမကကျေးဇူးတွေအထက်ထက်တင်ကမိဖို့ကန်ထဲကိုပြန်သွားပြန်တယ်သူမရဲ့လှုပ်ရှားမှုတွေတိုင်းကသူ့ကိုရင်ခုန်စိတ်လှုပ်ရှားနေစေတာဘာကြောင့်လဲသူနဲ့ရှင်ရင်သူမကလေးပဲရှိသေးတာကိုသူကအခုကလေးတယောက်ကိုရင်ခုန်နေတာလားဖះကြီးဒါကဘလို့အခြေအနေလဲမြတ်သူရနဲ့မက်ခင်ယူရတာတည်ရင်သူ့ကိုအမုန်းချေတော့မှာပဲအေးလေးသုံးဆောင်မအောင်ဦးချီအေးခွက်လေးကိုဦးရှိမှချပေးပြီးလူကတော့ဦးနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်တယ်ဦးကဖွားဖွားနဲ့အရေးကြီးပြောစရာရှိလို့လားအဲ့လိုမဟုတ်ပါဘူးဒီတိုင်းအလဲလာရုံမှာအော်ဟုတ်ဆန်းရှားရီရောဘယ်မှမတော်ဘူးလားဘယ်မှမတော်တတ်တာမြတ်သူရကရောလိုက်မပို့ဘူးလားလေးလေးကမအောင်လေဆန်းရှားလေးဘက်ကဆန္ဒရှိရဲဆိုရင်ကိုလိုက်ပို့ပေးမယ်လေတကယ်လားရင်ဦးသူမကအယံဝမ်းသာသွားတဲ့ပုံစံနဲ့မေးလာပြီးမှချက်ချင်းဆိုသလိုပဲမျက်နှာလေးကအရှောင်ပြောင်းသွားရတယ်ချီဖွားဖွားကိုမပြောရဲပါဘူးမဖြစ်ပါဘူးဦးရဲ့ကိုပြောပေးပါမယ်တကယ်ပြောပေးပါလားအန်တီကလက်ခံပါပါကိုကသူ့သားလိုပဲလေဟုတ်ကဲ့ဦးကျေးဇူးပါနော်သူမပြောလိုက်တော့ပါးလေးနှစ်ဖက်ကချစ်စရာကောင်းမိုးတက်လာတယ်ပခုံးထောက်နေတဲ့စပင်လေးတွေကခက်အုပ်အုပ်လေးနဲ့နူးညံ့စွာပျော့တွဲကြနေပြီးနှကန်းလေးတွေကလည်းပန်းသွေးရောင်ဆိုလက်နေပြန်သေးတယ်သူကသာသူမနဲ့ပတ်သက်သမျှကိုတစ်ခုချင်းစီကိုစာဖွဲ့နေပေမဲ့သူမကတော့သူ့ကိုဦးလေးတယောက်လိုပဲမြင်နေတယ်ထင်ပါရဲ့ဘယ်တော့မှကိုတက်အသက်တဝက်လောက်ငယ်မဲ့ကလေးတယောက်ကိုအခုလိုမျိုးရင်ခုန်မိလိမ့်မယ်လို့သူတခါမှရောင်လို့ပဲမစင်စားခဲ့မိပါပြောရရင်သူကဒီအချိန်ထိမိန်းမကိစ္စနဲ့ပတ်သက်ပြီးအရှုပ်ရှင်ကင်းခဲ့သူဘဝမှာမိန်းမတယောက်ကိုမဖြစ်မနေလိုအပ်တာမျိုးလည်းရှိလာမှာမဟုတ်ဘူးလို့ထင်ခဲ့တာအခုအဲ့ဒီခံယူချက်တွေကိုပြောင်းရတော့မယ်ထင်တယ်ဦးကသူ့ကလေးအတိုင်းသူမကိုအပြင်ခေါ်သွားပေးဖို့ဖွားဖွားစီမှာခွင့်တောင်းပေးခဲ့တယ်ငါသားနဲ့ဆိုအန်တီကစိတ်ချပြီးသားဆိုပေမဲ့အန်တီချက်ပြီးမှလာအောင်မယ်အန်တီမီလေးကိုဘာမှမဖြစ်စေနဲ့နော်သူမိဘတွေကတအားသေးလွန်းလို့သူတို့မှဒီသမီးလေးတယောက်တည်းရှိတာဆိုပြီးပုံမွေးသလိုမွေးထားတာတခုခုဖြစ်ရင်အန်တီကောင်းပေါ်ကြလာမှာဆိုလို့စိတ်ချပါအန်တီကဆန်းရှိုင်းလေးကိုချစ်ရလေးတစ်ခုတောင်မရှိစေဘဲနဲ့အိမ်ကိုရှော့ရှော့ရှူရှူပြန်ပို့ပေးပါမယ်အေးပါစောစောလေးပြန်ခဲ့ကြအောင်နော်ဟုတ်ကဲ့ပါအန်တီလာဆန်းရှိုင်းလေးဖွားဖွားချီတို့သွားပြီနော်အေးဦးကသူမလက်လေးကိုဆွဲပြီးအိမ်ထဲကနေခေါ်ထုတ်လာခဲ့တယ်။လမ်းရောက်တော့ဦးကဆက်ရှိုင်းလေးဘယ်သွားကြလဲ။မသိဘူးလေဦးပဲလိုက်ဖို့ပေးပါ။စိတ်ထဲမှာလှုပ်ချင်တာတခုကိုမရှိဘူးလား။သူမကမျက်တောင်လေးပုတ်ခတ်နဲ့စဉ်းစားကန်းထုတ်နေလို့သူ့မှာကားမောင်းနေရင်သူမကိုလှည့်ကြည့်ပြီးအသေးတွေရှားနေရတယ်။စပင်လေးကိုဇတုံးလေးနှစ်ဖက်ခွဲတုံထားပြီးပန်းလူရောင်ဘွိုင်လာအင်ဂျီလေးနဲ့သူမကသူ့မျက်လုံးထဲမှာတကယ်ကလေးပေါက်စာလေးအတိုင်းပဲမျက်နာကလည်းဘာမှလိမ်မထားသည့်တိုင်နူးညံ့ဖြူဥနေပြီးပားပြန်လေးတွေနဲ့နှကန်းလေးတွေကပန်းရောင်တန်းကျင်နေသည့်အနေအထားလေးမှရှိနေတယ်။ဟုတ်လေတခုတော့ရှိတယ်ဦးရဲ့ဒါပေမဲ့လေချီကလူများတဲ့နေရာတွေမသွားတတ်ဘူး။ဆန်းရှိုင်းလေးကဘယ်သွားကြလို့လဲ။ရုပ်ရှင်ရုံချီအခုတိရုပ်ရှင်ရုံမှာရုပ်ရှင်သွားမကြည့်ဘူး။ဖေဖေတို့ကလည်းမပို့ပေးဘူး။ချီကလည်းဖေဖေတို့ကိုမပူစားရဲခဲ့ဘူးလေ။ကို့တော့ပူစားရဲတယ်ပေါ့။ဒါပေါ့ဦးကသဘောကောင်းတာ哦။ချီဦးအရန်ခင်တယ်။ဟုတ်ပါပြီဗျာလိုက်ပို့ပေးမယ်နော်ဝေဟင်သူမကောင်လေးကိုလိုက်ကင်ပြီးပြောလိုက်တယ်ချီရလေးဘဝမှာဘယ်တော့မှမရဘူးတဲ့လွတ်လပ်မှုဆိုတာကိုဦးနဲ့မှပဲခံစားဘူးတော့တာပါပြီးတော့ဒီကိုရောက်တော့မှဖြစ်ချင်တာတွေလှုပ်ချင်တာတွေအလုံးကိုလှုပ်သွားအောင်မယ်လို့ချီရဲ့စိတ်ထဲမှာတွေးထားလိုက်တယ်သူမတို့ရုပ်ရှင်ရုံကိုရောက်တော့ဦးကလက်မှတ်ဖြတ်ပေးတာနဲ့သူမအတွက်မုံတွေအများကြီးဝယ်ပေးတယ်ဆန်းဆိုင်လေး
ကုန်မုံတွေများကြီးဝယ်ထားပေးထားတယ်တခြားဘာစားကျင်သေးလဲဟမ်ဒါကိုအရမ်းများနေပြီဦးရဲ့ဟိုရုပ်ရှင်ရုံတွေကိုမဝင်ရသေးဘူးလားခဏဆောင်ရအောင်မေအချိန်မကျသေးဘူးလေအော်ရုပ်ရှင်လက်မှတ်ကိုကြည့်ပြီးပြုံးစီစီဖြစ်နေတဲ့သူမကိုကြည့်ကဝင်းဟင်မာလိုက်ပြုံးမိတဲ့အထိပဲဒီကလေးကသူ့ကိုအချိန်တို့အတွင်းမှာဒီလောက်ထိစိုးမိုးသွားနိုင်ခဲ့တာပဲသူတို့အချိန်ကြာလို့ရုပ်ရှင်ရုံထဲဝင်ရတော့ချီပေးခုံကလည်းယောက်ျားလေးသူ့ပေးခုံကလည်းယောက်ျားလေးဖြစ်နေရောဝင်းဟင်ခမသူမလက်မောင်းလေးကိုဖတ်ပြီးသူမရဲ့ကိုယ်လေးကိုသူ့ဘက်မတိမတာဆွဲထားရသေးတယ်။ဦးဘာလို့ဖတ်ထားတာလဲတတောင်တတာမဖြစ်ဘဲနေလိမ့်မယ်။ဟိုဘက်ကယောက်ျားလေးလေကွာလူတယောက်ကိုအတလူကြီးဆွဆွဲတာမဟုတ်ပေမဲ့ကိုယ့်ဘက်ကကာကွယ်ထားတာအကောင်းဆုံးပဲ။ချီကသူ့ကိုနားမလည်သလိုမော့ကြည့်လာတယ်။မုံစားတော့မလား။ဟုတ်စားမယ်။ဝေဟင်လက်တစ်ဖက်ထဲနဲ့ပဲပပဘူးကိုဖွင့်ပြီးသူမကိုပါအရန်သိခွန်ကြည့်လိုက်သေးတယ်။ကိုမသားစားပါမယ်ဦးရဲ့။အသားနေပါရုပ်ရှင်သားကြည့်။ဟုတ်ဦးကမုံစာရာကအစားရေးတောက်တာအစုံချီကိုကိုလက်ကုတ်ချင်နဲ့မလောက်ခိုင်းမဲသူ့ပဲအကုန်လုပ်ပေးတယ်။သူမမိဘတွေတောင်မှနေမကောင်းတဲ့အချိန်ကလွဲလို့အခုလိုမျိုးဘယ်တုန်းကမှမလုပ်ပေးဘူးပါ။ဦးကသူမကိုအတော်တန်ရောစင်ရှိပုံပဲ။ငငယ်ကလေးကဦးကသူမကိုလက်ပေါ်ကမချဘူးတလို့သူမကလည်းဦးကိုအတော်လေးခင်တွယ်တယ်တဲ့။မတွေ့ရတာ15နှစ်လောက်ကြာသွားတာကြောင့်မှဦးကသူမကိုအခုထိချစ်နေတော့မယ်။သူမတို့ရုပ်ရှင်ရုံကအပြန်မှာဦးကသူမကိုအေးအေးဆိုင်တစ်ဆိုင်ကိုခေါ်လာတယ်။ဆက်ရှာလီဘာတော့မလဲဖရဲသီးဖြော်ရေးတောင်းမယ်ဖရဲသီးကြိုက်တာလားဟုတ်တယ်ဦးသူလည်းဘာမှဆက်မမေးပဲဝေတာကောင်လေးကိုဖရဲသီးဖြော်ရေးနှစ်ခွက်ပေးပါဒါနဲ့ဆက်ရှာလီက16နှစ်ပြည့်တော့မှလား9လလောက်လိုသေးရဲ့အော်ဒါဆိုဆက်ရှိုင်းလေးကိုသဘောကျနေတဲ့ရီစားတို့ဒါမှမဟုတ်သဘောကျနေတဲ့သူဒါမှမဟုတ်ဆက်ရှိုင်းလေးဘက်ကသဘောကျနေတဲ့သူတွေပါရောရှိလားဟဲမရှိပါဘူးဦးလေးရဲ့ဖေဖေကယောက်ျားလေးတငယ်ချင်းတော်မထားခိုင်းဘူးဒီကိုတောင်မှအောင်တက်နဲ့ပို့ပေးတာဖေဖေကအချီကိုတစ်စက်လေးမှစိတ်ချတာမဟုတ်ဘူးဦးကဘာလို့မေးတာလဲဘာမှမဟုတ်ပါဘူးဒီတိုင်းပဲသိချင်လို့မေးကြည့်တာတို့ကဝိတာကောင်လေးကသူတို့စီကိုဖြော်ရည်ခွက်တွေလာပို့ပေးလာတယ်သူမကဖြော်ရည်ကိုပိုက်လေးနဲ့မွေရင်းနဲ့မှဦးကရောဘာလို့အခုထိမိမမယူသေးတာလဲချစ်သူတွေဘာတွေရောမရှိဘူးလားမရှိပါဘူးကိုဘွားမှာဘယ်တော့မှမိမတယောက်ကိုမလိုအပ်ခဲ့ဘူးအိမ်အောင်ပြုတ်ကိုလည်းစိတ်မကူးခဲ့ဘူးဒါပေမဲ့အခုကအဲ့လိုမဟုတ်တော့ဘူးသူမကသူ့စကားကိုစိတ်ဝင်သွားဟန်ပြေးနေတဲ့မျက်လုံးတွေနဲ့သူ့ကိုမျက်တောင်မခက်တန်းစိုက်ကြည့်လာတယ်ကိုအခုကောင်မလေးတယောက်ကိုသဘောကျနေမိတယ်သူကကို့အတော်လေးစိုးမိုးထားတာသူနဲ့ဆုံတာလည်းဘလောက်မှမကြသေးဘူးဒါပေမဲ့ကိုကအတော်လေးကိုညှိတွယ်နေတာသူကရောမသိဘူးလားမသိတော့ဘူးဦးကသူသိအောင်ပြောပြလိုက်လေသူမုန်းတော့မှဆိုလို့ပါသူ့အချစ်ကိုမရရင်နေပါစေအမုန်းတွေတော့မလိုချင်ဘူးလေဦးကသူ့ကိုတကယ်ချစ်တာလားတကယ်ပေါ့သူ့ကိုမရှိမဖြစ်လိုအပ်နေပေမဲ့ကိုရှေ့ကိုလည်းမတိုးရဘူးဆန်းရှိုင်းလေးတင်ကိုဘာလုပ်တင်လဲတပန်မင်းကလေးရဲ့စိတ်နေစိတ်ထားပေါ်မူတည်တာပေါ့ဦးရဲ့သူကအကျိုးအကြောင်းစီလျော်အောင်တွေးတတ်သူလားအရန်စိတ်ဆိုးလွယ်သူလားဆိုတဲ့ပုံမှာလိုက်ပြီးသူ့ကိုဖွင့်ပြောရမလားမပြောရအောင်လားစဉ်းစားတင်တာပေါ့သူကဥသာဖွင့်ပြောလိုက်ရင်ဥကိုမုံသွားမဲ့အနေထားမှာရှိလို့လားမသိတော့ပါဘူးကလေးကကိုကတတိကြောင်နေမိရဲ့ထင်နေဒီရွယ်ကြီးရောက်နေတာတောင်မှမင်းကလေးတယောက်ကိုချစ်ရေးမဆိုရဲဘူးဖြစ်နေတယ်ထားပါတော့ဆန်းရှားလေးပါစိတ်ညစ်သွားလိမ့်မယ်အေးတော့ဟုတ်ချီဘာမှဆက်မမေးပဲအေးသာဆက်တော့နေလိုက်တယ်ဦးလိုရုပ်ရည်ခံကြပြီးအတိုင်းဝိုင်းချင်းရုပ်ရှိရေးရှင်အမျိုးသားတယောက်ကတောင်မှချစ်ရေးဆိုကိုတွန်းဆုံနေရတယ်ဆိုတော့အဲ့ဒီမိန်းကလေးကဘလို့မိန်းကလေးမျိုးမို့ပါလဲချီအရန်သိတင်လိုက်တာဝေဟင်တယောက်ခြေလန်းကြီးတွေနဲ့ဆေးရုံထဲကိုဝေအောင်သုံးကဝင်လာခဲ့တယ်မင်းရဲ့ဆက်ရှိုင်းလေးကားနဲ့ချိန်မိတာအခုဆေးရုံရောက်နေတယ်ငိုပဲငိုနေတာချုပ်လို့ကိုမရဘူးကွာမြတ်သူရရဲ့စကားကိုပြန်ကြားရောက်လာတော့သူ့ရဲ့နဲ့ကအပူလုံးကြီးကပို့ပြီးကြီးထွားလာရတယ်မနေ့ကကြီးအကောင့်တိုင်ရှိနေတဲ့ကလေးကိုအခုကျဆေးရုံမှာတွေ့ရမယ်လို့ပေးချင်ပါလေသူဆန်းရှိုင်းလေးရှိနေတဲ့အခန်းကိုရောက်တော့သူမကအဖွားဖြစ်သူရင်ခွင်မှာမိကငိုနေရှာတယ်သူအတော်လေးစိတ်မကောင်းဖြစ်သွားရတယ်ဆန်းရှိုင်းလေးဦးမဝေဟင်မင်းတငယ်ချင်းပြောပြရလားဟုတ်တယ်အန်တီသူဆန်းရှိုင်းလေးချေချေဝတ်မှာစီးထားတဲ့ပတ်တီးကိုကြည့်ပြီးဘလို့ဖြစ်ရလဲဆန်းရှိုင်းလေးကဟူရင်မေးလိုက်တော့သူမကငိုနေရင်းနဲ့မှကြီးကဘဘတို့အိမ်မှာမရှိတော့စပိန်ပတ်စီပြီးအပြင်ထွက်လေတာအဲ့ဒါကားတစ်စီးနဲ့ချိန်မိတာဘာလို့လူကြီးတွေစီကခွင့်မတောင်းမဲ့ကိုသဘောနဲ့ကိုလှုပ်ရတာလဲအဲ့ဒါပြောတာပေါ့မဝေဟင်ရဲ့အခုကြည့်ဒဏ်ရာရပြီသူမိဘတွေကိုအကြောင်းကြားမယ်လို့တော့လေသူကလက်မခံဘူးသူ့ကိုကလောပြန်ခေါ်သွားမှကြောက်လို့မပြောပါနဲ့တဲ့မဝေဟင်သူ့ကိုခဏကြည့်ပေးထားအောင်နော်ဆရာဝန်ဝယ်ခိုင်းထားတဲ့ဆေးတွေအန်တီသွားဝယ်လိုက်အောင်မယ်ဟုတ်ကဲ့အန်တီမိုးကြီးအခန်းထဲကထွက်သွားတာနဲ့ဝေဟင်သူမလက်လေးကိုစုပ်ကိုင်လိုက်တယ်နောက်တစ်ခါအဲ့လိုမလုံးနဲ့တော့ဆန်းရှိုင်းလေးကိုကြချင်းဘလောက်တောင်ရင်ပူသွားရလဲသိလား
ချီကဘယ်တော့မှအပြင်ကိုထွက်မလဲဘူးလေအဲ့ဒါကြောင့်အိမ်မှာဘယ်သူမှမရှိတာနဲ့ချီကိုဘာသာခိုးထွက်မိတာပါဆန်းဆိုင်လေးသွားချိန်ကိုလိုက်ဖို့မဲလို့ပြောထားတယ်လေကွာအိုးအားနာလို့ကိုတို့ကအားနာရမယ်သူတွေလားသူမကကောင်းလေးအသာရှမ်းပြလာတယ်အင်းလေဒါကိုဘာလို့အားနာတယ်တွေပါရှောက်ပြောနေတာလဲချီပါမှပြန်မပြောခင်မှာပဲဦးကသူမကောင်းလေးကိုကန်ပြီးသူ့ရင်ခွင်ထဲကိုထွေးပွေဖတ်တွေ့လာတာနဲ့ချီလဲဦးရဲ့ခါကိုပြန်ပြီးအလိုက်တင်ဖတ်ထားလိုက်တယ်အခုအရန်နာနေတာလားစားပြစ်တောင်းအောင်မစိုးပါဘူးချီငိုရဲဆိုတာကလော့ကိုပြန်မှကြောက်လို့ချီကောင်းကောင်းတော့မပြောရသေးဘူးမပြန်ချင်သေးဘူးဦးဖွားဖွားနဲ့လေးလေးကိုပြောပြီးနော်ဒီကိစ္စကိုဖေဖေနဲ့မမေကိုမပြောပါနဲ့လို့နော်ဦးနော်ပြောပြီးနော်အင်းမကိုပြောပေးပါမယ်မြတ်သူရတယောက်သူမဖြစ်သူစီအလာမှာအခန်းတကားမန်ကနေပြီးအခန်းထဲကိုလှမ်းကြည့်ပြီးတော့မြင်လာရတဲ့မြင်ကွင်းကြောင့်သူ့မျက်ခုံတွေကအလွန်လိုတွန့်ချိုးသွားရတယ်ယောက်ျားချင်းဖြစ်တဲ့အပြင်ခလေးဘဝကလေးကပေါင်းလာတဲ့သူမို့စိတ်ကအလိုလိုနေရင်ပဲတခုခုကိုတည်သွားတယ်လို့ပဲဒီတိုင်းဖတ်ထားတာပဲမဲ့လေတာမန်တော့မဟုတ်နေဘူးဆိုတာကိုသူသေချာသိနေတယ်မဟုတ်မှဒီကောင်တော့ဆန်းရှိုင်လေးသူအခန်းထဲဝင်ခဲ့တာနဲ့ခြေကအိယာကနေကုံယုံထတော့ဝင်းဟင်အမြန်သွားထူလိုက်ရတယ်ဘာလို့စေယုံမှထပ်မနေတာလဲခြေထောက်ကတက်တာလို့လားစေယုံမုံလို့ပါစေယုံနှံတွေကိုလည်းမခံနိုင်လို့ကိုကြားထားတာတော့ဆန်းရှိုင်းလေးကစာရမ်းတော်တာတဲ့စိတ်မက်မိမာလို့တောင်ကိုကိုတွေးကြော်ထားတာဆိုဟုတ်တယ်ဦးရဲ့စေယုံမုံနေတဲ့သူကစိတ်ကြောင်းတက်အောင်မလားအဲ့ဒါကချစ်ဝါဒနာမဟုတ်တယ်လို့ဖြစ်စင်တာလည်းမဟုတ်ဘူးဒါပေမဲ့ဖေဖေတို့ကချစ်ကိုဆရာဝန်ပဲလုပ်ရမယ်တဲ့ချစ်ဘာဖြစ်ချင်လဲဆိုတာကိုဘယ်တော့မှမမေးဘူးကြောက်လေဆန်းရှိုင်းလေးကဘာဖြစ်ချင်တာလဲဒါကဦးကိုပဲပြောပြတာနော်ချီကလေမင်္ဂလာပွဲတွေမွေးနေ့တွေနဲ့တခြားပွဲအခမ်းအနားကြီးတွေမှာပန်းအလှဆင်ပေးတဲ့အလုပ်ကိုလုပ်ချင်တာ။အော်ဒါမှမဖြစ်နိုင်ပါဘူး။ဖေဖေတို့ကလက်မခံပါတေချာတလောက်ပဲ။ထိုအခါမြတ်သူရအခန်းထဲဝင်လာပြီးအော်မင်းရောက်နေပြီပဲ။အေးခုနကပဲစကားပြောတာ။ငါနဲ့ခဏစကားပြောရအောင်။ရတယ်လေ။ခဏလေးနော်ဆန်းရှိုင်းလေး။ဟုတ်။မြတ်သူရကသူ့ကိုခြံထဲထိခေါ်လာပြီးမှငါမင်းကိုမေးစရာရှိလို့ဝင်။မေးလေ။ငါတဲ့ပဲမေးမယ်ကွာ။မင်းငါ့တူမကိုကြိုက်နေတာလားမြတ်သူရမေကုန်းကိုဖြေဖို့အဖြေက yes ဖြစ်နေလို့ဝေဟင်ဘာပြန်ပြောလို့ပြောရမှန်းမသိပါမင်းနေတယ်လေကွာကြိုက်နေတာမဟုတ်ဘူးချစ်နေတာငါဆန်းရှိုင်းလေးကိုချစ်မိနေတာသူရဟာဟဲ့မင်းယူနေလားအဲ့ဒါငါတူမလေးမင်းတငယ်ချင်းရဲ့တူမမင်းငငယ်ကထိန်ခဲ့တဲ့ကလေးကွာငါသိပါတယ်ဒါမဲ့ငါလည်းတမင်ရည်ရွယ်ခဲ့တာမဟုတ်ဘူးသူ့အလိုလိုနေရင်ကိုချစ်မိသွားတာမရဘူးမင်းချစ်လို့မရဘူးသူ့ဖေကြောင့်မင်းဘာသိလို့လဲသူကသူ့သမီးကိုနည်းနည်းလေးမှအထီးခံတာမဟုတ်ဘူးနော်ငါမကမှသဘောတူကောင်းတူနိုင်လိမ့်မယ်သူ့အဖေကလုံးဝမရဘူးတစက်မှမရဘူးကွဝေဟင်ရမင်းဘေးမှာတတ်တူရွယ်တူမိန်းမတွေဝိုင်းနေတာကိုမင်းဘာကိစ္စနဲ့ကလေးတယောက်ကိုမှတွားချစ်နေတာလဲငါတကယ်ကိုနားမလဲတော့ဘူးငါလည်းငါ့ကိုငါနားမလဲနိုင်ဘူးငါဆန်းရှိုင်းလေးကိုဘာလို့ချစ်မိသွားမှန်းကိုမသိတာငါတခါတော့စူးစမ်းကြည့်ချင်သေးတယ်သူကဆန်းရှိုင်းလေးသာငါ့ကိုပြန်ချစ်ရင်တခြားဘယ်ရအောင်မဆိုငါကြော်လွှားနိုင်ပါတယ်မင်းကတော့ပြဿနာပဲသူတို့အပြင်မှာစကားပြောနေတော့အေကန်နဲ့ကဖုန်းမြည်လာလို့မြတ်သူရရဲ့သမီးကဖုန်းကိုသွားကင်လိုက်တယ်။ဟယ်လို။အော်ဖူးငယ်လေးလားတီတီပါသမီးရဲ့တီတီခင်လား။ဟုတ်တယ်လူကြီးတွေပဲသွားလဲသမီး။မမေနဲ့ဖွားဖွားကအပြင်သွားတယ်ဖေဖေကတငယ်ချင်းနဲ့စကားပြောနေတယ်။သမီးမမရောတီတီဖုန်းခေါ်တာမကင်လို့မမကြီးကနေမကောင်းဘူးကားတိုက်ခံရလို့အိတ်နေတယ်။ဟမ်ကားတိုက်ခံရတယ်။ဟုတ်ခင်ယူရကချက်ချင်းဖုန်းချပစ်ပြီးသမီးဖြစ်သူတန်းချက်ချင်းဖုန်းဆက်တယ်။ချီကဖုန်းကိုဆိုင်လန့်လုပ်ပြီးအိပ်ပျော်နေတာမို့ဖုန်းဝင်နေတန်းကိုမကြားလိုက်ပါ။သမီးဖြစ်သူကဖုန်းမကင်တော့ခင်ယူရကမောင်ဖြစ်သူစီကိုလမ်းဆက်တယ်။ဝေဟင်အိမ်ပြန်သွားတာနဲ့မြတ်သူရအိမ်ထဲဝင်လာတော့သူ့ပေါင်းမီအိတ်ကတဲကဖုန်းမြည်လာလို့သူထုတ်ကြည့်လိုက်ရအမဖြစ်သူဆက်လာတာဖြစ်တာကြောင့်သူအသက်ရှူပါကျသွားရတယ်။ဟယ်လိုမမငါသမီးကားတိုက်ခံရတယ်ဆိုနင်ဘာလဲငါတို့မပြောတာလဲဟမ်သူရကိုတော်သမီးထိခိုက်တောင်မိဘတွေကမသိရဘူးဆိုတာဖြစ်တယ်လားနင်ကအခုပြောစမ်းမမခဏလေးစိတ်ကိုအေးထားအခုတူမလေးကကြီးကြီးမားမားဖြစ်သွားတာမဟုတ်ဘူးဒီတိုင်းကားနဲ့ချိန်မိုံပဲဘလို့နေနေပေါ့ငါသမီးအခုလိုဖြစ်တယ်ဆိုကြတဲ့ကနင်တို့ငါသမီးကိုဂယုမဆိုင်ပဲပြစ်ထားလို့ပဲမဟုတ်ပါဘူးမမရကျွန်တော်တို့တွေတူမလေးကိုဂယုဆိုင်ပါတယ်ဒါကလေအခက်မသိလို့ဖြစ်သွားတာပါပြီးတော့ဘာမှကြီးကြီးမားမားမဖြစ်သွားပါဘူးအခုတူမလေးကတက်တာနေပြီတော်ပြီဘာမှထပ်မပြောနဲ့တော့ငါတို့မကြခင်ရန်ကုန်လာမယ်ငါသမီးကိုပြန်လာခေါ်မယ်ဒါပဲပြောပြီးအမဖြစ်သူကဖုန်းချသွားတယ်ဘလို့တိသွားတာလဲကွာထို့စဉ်ခုနှစ်ရှိပြီဖြစ်တဲ့သမီးဖြစ်သူကသူ့ထံရောက်လာပြီးဖေဖေခုနကတီခင်ဖုန်းဆက်တယ်အဲ့ဒါသမီးလည်းမမကားတိုက်ခံရတဲ့အကြောင်းပြောလိုက်တယ်အော်တရခန့်ညီကိုသမီးဘာလုပ်လို့လဲဖေထားလိုက်တော့မဲမင်းကြီးမကြီးပြောပြီးမြတ်သူရလည်းအိမ်ပေါ်ကိုပေါက်ဆက်နဲ့တက်ခဲ့လိုက်တော့တယ်အချိန်အားဖြင့်ညဆိုင်နာရီခွဲရှိနေပြီ
ဝေဟင်သူလှုပ်ရှားရှိတာတွေလှုပ်ပြီးတာနဲ့အိယာဝဲမှုပြင်နေတော့သူ့ကရင်ဘေးစာကြီးစပွဲပေါ်ကဖုံးမြင်လာလို့သူယူကြည့်လိုက်ရဖုန်းစကရင်မှာပေါ်နေတဲ့ဆန်းရှိုင်းဆိုတာကြောင့်သူ့နှကန်းထက်မှာအပြုံးတွေပေါ်ပေါက်လာရတယ်ဟယ်လိုဆန်းရှိုင်းလေးဦးဆန်းရှိုင်းလေးဘာဖြစ်တာလဲဘာလို့ငိုနေတာလဲပပင်းနဲ့မမေကချီအစီရပြစ်တဲ့အကြောင်းသိသွားပြီးအဲ့ဒါချီကိုပြန်လာခေါ်တော့မှာတဲ့သူမကငိုနေရင်းကနေသူ့ကိုရှင်းပြလာတယ်ဟမ်ဒါဆိုဆန်းရှိုင်းလေးကဒီကိုဘယ်တော့ပြန်လာမှာလဲမဖြစ်နိုင်တော့ဘူးလေအခုလိုအက်ဆီဒန့်ဖြစ်သွားတော့ပိုဆိုးတာပေါ့ဟာဦးတခုခုမကူညီနိုင်ဘူးလားယင်ချီတီမပြောတယ်ကလောက်ကိုမပြန်ချင်ဘူးဦးရဲ့ကိုဘလို့ပြန်လုပ်ပေးရမလဲမသိတော့ဘူးကိုလည်းဆန်းရှိုင်းလေးကိုပြန်မလွတ်နိုင်ဘူးသူတို့ကြားမှာအချိန်အတော်ကြာတိတ်ဆိတ်သွားတယ်ကိုအခုလာခဲ့မယ်ဆန်းရှိုင်းလေးစီရောက်ရင်ကိုဖုန်းဆက်လိုက်မယ်ဖုန်းကင်တော့ဘာလာလို့မလဲအဲ့ဒါရောက်ရင်သိမှာပေါ့ကို့ကိုသာစောင့်နေနော်အိမ်ကလူတွေမသိစေနဲ့ဟုတ်ဝေဟင်လည်းဖုန်းချပြီးတာနဲ့သူ့ရဲ့ဘဏ်ကန်နဲ့မပုံတင်ကိုယူပြီးအိမ်ကနေထွက်ခဲ့လိုက်တယ်။သူမနဲ့မဝေးဖို့ကတနည်းပဲရှိတော့တယ်။ဦးကသူရောက်နေပြီလို့ဖုန်းဆက်တာနဲ့ချီလဲဖွားဖွားနဲ့ဦးလေးတို့မသိအောင်ခြေထောက်ထောက်နေနဲ့ပဲအိမ်ထဲကနေတိတ်တိတ်လေးခိုးထွက်ခဲ့လိုက်တယ်။ဦးသူမချန်ပြင်ကိုရောက်တာနဲ့ဦးကသူမကိုလာဖတ်တယ်။ဦးဘာလုပ်တာလဲ။ဝေဟင်သူမကိုလှုပ်ပေးလိုက်ပြီး sorry ကိုအရန်စိတ်လှုပ်ရှားသွားလို့ဦးကဘာလာလုပ်တာလဲ။ကိုနဲ့ခဏလိုက်ခဲ့ပါလား။ဘယ်လဲတနေ့ရရကိုပေါ့ကို့ကိုယုံနေမလားဦးကလူကောင်းမဲဟာရှုံတာပေါ့အဲ့ဒါဆိုကိုနဲ့လိုက်ခဲ့ပြောလို့မရအောင်လေကိုနဲ့လိုက်ခဲ့ရင်ဆာရှာလေးကလောက်မပြန်ရတော့တာလည်းဖြစ်နိုင်တယ်တကယ်လားဟဲ့ဦးအရန်ဝေးလားမဝေးပါဘူးကို့ကိုယုံတော့ဟုတ်ဦးချီဦးနဲ့လိုက်ခဲ့မယ်โอเคကားပေါ်တက်ဦးကချီကိုကားတကားဖွင့်ပေးလာတာနဲ့ချီလေးကားပေါ်ကိုတက်လိုက်တယ်ဝေဟင်သူ့လုံနေတာမှန်လားမလားမသိလိုက်ခင်ပါပဲသူဆန်းရှိုင်းလေးကိုခိုးပြင်းပြီးနေပြီးပါပြီဆန်းရှိုင်းလေးသူ့ကိုအထက်လွဲပြီးမုန်းတီးသွားမယ်ဆိုလဲသူခံရမှာပါပဲသူကမှသူနဲ့မခွဲနိုင်တာနောက်ပြဿနာကိုနောက်မှရှင်းရတော့မယ်ဦးချစ်ကိုပဲခေါ်လာလဲကို့အိမ်မှာအရင်ကအိမ်ကိုလောက်သွားဘူးတဲ့ဇနီးမောင်နှံရဲ့ရွာလေးအော်ကိုရရွာလူကြီးအိမ်ကိုအရင်သွားရအောင်သူတို့ကဒီရွာကားလိုပဲပြောတာဘယ်အိမ်ဆိုတာတော့ကိုလည်းမသိဘူးဟုတ်သူကောက်အချိန်ရှောင်းမောင်းရင်းနဲ့ရွာထဲမှာတွေ့တဲ့သူကိုမေးမြန်းရင်းနဲ့ရွာလူကြီးရဲ့အိမ်ကိုရောက်လာခဲ့တယ်သူတို့ရောက်သွားတော့ရွာလူကြီးကလည်းအရန်သိရှိနေလို့အတော်ပဲဖြစ်သွားတယ်ဒါရွာလူကြီးအိမ်လားဗျဟုတ်တယ်အန်ကဲကရွာလူကြီးပဲဘာကိစ္စရှိလို့လဲကွသူဆန်းရှိုင်းလေးလက်ကိုဆွဲပြီးရွာလူကြီးထိုင်နေတဲ့စပွဲမှာဝင်ထိုင်လိုက်တယ်ဒီရွာမှာမိုးစိန်နဲ့အေးမြကြီးဆိုတဲ့ဇနီးမောင်နှံရှိလားသိကြလို့ပါကျွန်တော်တို့ကသူတို့ဧည့်သည်တွေပါရှိတယ်မောင်ရင်ခဏလေးဆောင်တော့ဦးလေးသွားခေါ်ခိုင်းလိုက်မယ်ဟုတ်ကဲ့ကျေးဇူးပါဗျရပါတယ်မောင်ထွန်းရေဟေးမောင်ထွန်းလာပြီတကြီးအတန်းနဲ့အတူအိမ်ထဲကနေပြီးလူလက်ပိုင်းအမျိုးသားတို့ထွက်လာတယ်ဘာခိုင်းမလို့လဲတကြီးမိုးစိန်နဲ့မြအေးမြကြီးကိုသွားခေါ်လာခဲ့သူတို့ဧည့်သည်ရောက်နေတယ်လို့နာမည်ကဝေဟင်မကြားတယ်နော်ဝေဟင်နဲ့မြန်သွားခေါ်လာခဲ့သွားဟုတ်ကဲ့တကြီးထိုလူကခြေဖနှောင်းနဲ့တမတသားရဲဖြစ်အောင်ပြေးပြီးခြံထဲကနေထွက်သွားတော့တယ်ဘလောက်မှမကြလိုက်ပါခုနကလူနဲ့အတူမိုးစိန်တို့လင်မယားကသူတို့ရှေ့ရာစီကိုရောက်လာကြတယ်ဟာအကူလေးဟုတ်ပါမလားလို့ဘယ်ကနေဘလို့ရောက်လာတာလဲဒီကောင်မလေးရောဘာတူလဲသူ့ကိုတွေ့ရတဲ့မိုးစိန်ကတရဆက်မေးလာတယ်ငါနောက်မှအေးစိတ်ရှင်းပြမယ်ဟုတ်ပြီကိုလေးလာကျွန်တော်တို့အိမ်ကိုသွားရအောင်လေအေးကျေးဇူးတင်ပါတယ်ဦးလေးကျွန်တော်တို့ကိုခွင့်ပြုပါအောင်အေးဟုတ်ပြီသူတို့တွေရွာလူကြီးကိုနှုတ်ဆက်ပြီးသူ့ကားနဲ့ပဲမိုးစိန်တို့အိမ်ကိုထွက်လာခဲ့လိုက်တယ်မိုးစိန်တို့အိမ်ကိုရောက်တာနဲ့လာထိုင်ကိုလေးအေးမြအကိုလေးတို့အတွက်တခုခုယူခဲ့ပါအောင်အေးမြကြီးကနှခါပင်ပြောစရာမလိုပဲနောက်ဖေးမိဖို့ကြောင့်နဲ့ဝင်သွားတယ်အကိုလေးကျွန်တော်တို့စီလာလေတာလားဆိုပါတော့အကိုလေးတို့ပစ္စည်းတွေကျွန်တော်သွားယူပေးမယ်လေနေဘာပစ္စည်းမှပါမလားအဝတ်တက်ကိုတခုနဲ့ထွက်လာတာဗျာဟိုကငါသူ့နဲ့ခဏစကားပြောလိုက်အောင်မယ်ပြီးမှမင်းတို့ကိုတခြားရှင်းပြမယ်ရပါတယ်ကိုလေးကျွန်တော်ရှောင်ပေးမယ်ပြောပြီးမိုးဆွေကနေရာကနေထထွက်သွားတယ်ဆန်းရှိုင်းလေးရှင်ကိုပြောတာတခြားနားထောင်နော်ဟုတ်ဦးပြောလေသူပြောမဲ့စကားအတွက်အတော်လေးကိုအားယူနေရတယ်ဟိုကိုကအခုဆန်းရှိုင်းလေးကိုခိုးပြေးလာတာရှင်ဦးဘာတွေပြောနေတာလဲမနောက်ပါနဲ့ဦးရဲ့ကိုတကယ်ပြောနေတာကိုဆန်းရှိုင်းလေးကိုကို့ဘေးမှာခေါ်ထားကြလို့အခုလိုလောက်လိုက်တာဟမ်ချီလက်မခံဘူးဦးဘာလို့အခုလိုလောက်ရတာလဲသူမကပြောရင်းနဲ့ငိုချတယ်ဆန်းရှိုင်းလေးကိုပြောတာနားထောင်တော့ကိုဆန်းရှိုင်းလေးကိုချစ်တယ်ဟမ်ယူနေလားဦးရဲ့ချီတို့ကဒီလောက်အသက်ကွာတာကိုပြီးတော့ဦးကချီဦးလေးနဲ့တငယ်ချင်းလေးချီကအခုမှခလေးပဲရှိသေးတာချီယောက်ျားမလို့ချင်ဘူးလို့ချီမှလောက်ရမယ့်အရာတွေအများကြီးရှိသေးတယ်ဦးကဆန်းရှိုင်းလေးဖြစ်စင်တာမှန်သမျှနောက်ကနေပံ့ပိုးပေးမှာပါဆန်းရှိုင်းလေးဘာပြစ်ချင်လဲဘာရည်ရွယ်ချက်ရှိလဲကိုအားလုံးခွင့်ပြုပေးမယ်ကိုကဆန်းရှိုင်းလေးကိုအပြည့်အဝလွတ်လပ်ခွင့်ပေးမှာပါဟမ်ချီအရန်ကြောက်တယ်ဖေဖေကချီကိုအရန်စိတ်ဆိုးတော့မှာဝ
ဝေဟင်သူမပခုံးလေးကိုဆွဲဖက်ပြီးသူ့ရင်ခွင်ထဲဆွဲသွန်းလိုက်တယ်။အခုဘာမှနောက်ဆောက်လို့မရတော့ဘူး။ဆန်းဆိုင်လေးလည်းသိမှာပါ။အခုဆန်းဆိုင်လေးကကို့အပိုင်ဖြစ်သွားပြီ။ကို့စီကနေထွက်သွားလို့မရတော့ဘူး။ကို့မုန်းလား။မသိဘူး။ချီမမုန်းတတ်ဘူး။ဦးတော့စိတ်ဆိုးတယ်။မမုန်းတတ်ဘူးဆိုတာနဲ့ကိုအရန်ဝမ်းတာနေပါပြီကလေးက။ကိုဆန်းဆိုင်လေးကိုအရန်ချစ်တယ်။အချိန်ကခဏလေးဆိုပေမဲ့အရန်ခံမြဲတယ်။အဲ့ဒါသိကြတယ်။သူမကသူပြောသမျှကိုသူ့ရင်ခွင်ထဲမှာငြိမ်သက်စွာနားထောင်နေတယ်။အခုသူမနဲ့ပြဿနာကတော့ရှင်းသွားပြီ။သူမမိဘတွေနဲ့ထိတ်တိုက်တွေ့တဲ့ခါကျရင်ဘယ်လိုလာမလဲမသိ။ဘာတွေပဲဖြစ်လာပါစေသူရင်ဆိုင်မှုအစ်စ်မှာပဲ။ဘာပြောလဲ။ငါသမီးမရှိတော့ဘူး။ဟုတ်လား။ငါသမီးကဘေးရောက်သွားလို့မရှိတော့တာလေ။ရောက်ဖဖြစ်သူနေလေးအောင်ကြည့်ပြီးမြတ်သူရခမအသက်ပင်မှန်မှန်မရှိနိုင်ပါ။ဝေဟင်ကဖုံးဆက်ထားလို့သူအားလုံးသိပြီးမို့ဘဲကနေဘလို့စပြောရမှန်းမသိ။နင့်တူမပြောက်သွားတော့နင်ဘာလို့ဒီတိုင်းနေနေတာလဲသူရ။ဘာလို့မရှာကြတာလဲ။ရဲဟုတ်တိုင်ရမယ်မလား။သမီးစိတ်ကိုအေးအေးထားပါမီလေးကအနေရကင်းနေပါတယ်ဟမ်မမေတို့ကသမီးလေးပင်မရှိနေလေသိနေတာလားတော်မိုးကြည့်နေမြတ်သူတို့တယောက်မျက်နှာတယောက်ကြည့်လိုက်ကြတယ်ပြောကြလေဟိုကတူမလေးကယောက်ျားနောက်လိုက်သွားတာဘာကွာမင်းဘာစကားတွေလာပြောနေတာလဲငါသမီးကဘာလို့အခုလိုလုပ်ရမှာလဲတကယ်ပြောနေတာတူမလေးကဝေဟင်းနဲ့ပါသွားတာဟမ်ထိုနာမည်ကြတော့ခင်ယူရောက်မှမျက်လုံးတွေဝိုင်းဆက်သွားခဲ့ရတယ်ဝေဟင်းကြားဖို့တလို့ပဲနေလေးအောင်ကပြောလိုက်တယ်ကျွန်တော်တငယ်ချင်းမရောက်ဖဟာငါသမီးကအဲ့ဒီကောင်းနဲ့ဘယ်ကနေဟောခွေးတရိတ်ဆန်ကောင်ငါသမီးကိုများခုတ်ပြစ်ရဲရတယ်လို့တွေ့မယ်အသေးကိုတတ်ပြစ်မယ်ခင်ယူရခမဘာမှမပြောနိုင်တော့ပါကို့မောင်နဲ့ရွှေသူဖြစ်ပြီးကိုမျက်စိရှိမှတင်ကြီးပြင်းလာတဲ့သူကိုတမတ်တော်ရတော့မယ်အဖြစ်တကယ်ကိုတွေးတက်เสียပါအခုဆိုအားလုံးလုံကုန်လောက်ပြီထင်တယ်အချိန်ကတဖြည်းဖြည်းလစ်လာပြီးမိုးလဲချုပ်လို့နေပါကိုရောက်လာတယ်သူတို့တွေမိုးဆွေတို့ကိုအကြောင်းဆုံးရှင်းပြလိုက်တော့အလိုက်သိတဲ့မိုးဆွေတို့ကအောက်ချက်ကကလေးမအိတ်ကြပြီးသူတို့ကိုတော့အပေါ်တက်ကအခန်းမှာအိတ်လေ။ဦးချီတို့ဘယ်နဲ့ပြန်ပါလဲ။ဒီမှာဆက်နေကြသေးလား။မသိဘူးလေလောလောဆယ်ချီရေချိုးချင်နေ။ညမိုးချုပ်နေပြီလေဆန်းဆိုင်လေးရဲ့နေ့လယ်ကလည်းဘာမှမပြောဘဲနဲ့ရေချိုးကလူမြင်ကွင်းကြီးမှာလေရှက်လို့လေအဝတ်စားလည်းမပါတော့ဘယ်လိုလုပ်ကြမလဲ။အခုဝတ်စားတွေပဲပြန်ဝတ်မလား။အာမဝတ်ချင်ပါဘူး။အဲ့ဒါဆိုဘယ်လိုလုပ်မှာလဲ။ဦးခေါ်လာတာပဲဦးစီစဉ်ပေးပေါ့။ချီကတော့ရေမချိုးရရင်မအိပ်ဘူးဝေဟင်တက်မလေးချလိုက်တယ်ဒါဆိုခဏဆောင်တော့အေးမြောက်သွားမေးလိုက်မယ်ဦးအခန်းထဲကထွက်သွားတာနဲ့ချီလဲကလေးမဝင်ထိုင်နေလိုက်တယ်ခဏကြာတော့မတ်အေးမြရေကအခန်းထဲဝင်လာပြီးသူမရေချိုးဖို့နဲ့ရေချိုးပြီးဝတ်ဖို့အားလုံးစီစဉ်ပြီးတော့တယ်ရေကထမိန်ရင်ရှားပြီးချိုးရမှာဖြစ်ပြီးချီကတခါမှထမိန်ရင်မရှားဘူးတော့မို့အတော်လေးအခက်တွေ့ရတယ်ရရလားညီမလေးဟုတ်ချီလေသူမအဝတ်တွေကိုလျှော်ဖို့အောက်တက်ကိုတခါတည်းယူလာခဲ့လိုက်တယ်မနှက်ကြရင်ပြန်ဝေးရမှာဆိုတော့အခုညကလေးကလျှော်ထားရမှာပေါ့ဝေဟင်အောက်တက်မှာထိုင်ဆောင်နေတော့ဆန်ဆိုင်လေးကအိမ်ပေါ်တက်ကနေထမင်းရင်ရှားလေးနဲ့ဆက်လာပြီးဝေဟင်သူမလေးချံကိုရှောက်သွားလိုက်တယ်ပြီးပြီလားဦးကဘေးကနေစောင့်ပြီးနော်အင်းမဒီအဝတ်တွေကဘာလို့ဖို့လဲလျှော်ဖို့လေကိုလျှော်ပေးမယ်မလုပ်ပါနဲ့ချီငရဲကြည့်လိုက်မယ်ဘာမှမဖြစ်ပါဘူးပေးပါဆိုပြောစစုံနဲ့ဦးကသူမလက်ထဲကအဝတ်တွေကိုဆွဲယူလိုက်တယ်လာရေသွားချုပ်ရအောင်ဦးကသူမရဲ့ပခုံးလေးကိုဖတ်ပြီးအိမ်ထဲကနေခေါ်ထုတ်လာတယ်။ဦးနဲ့အခုလိုအနီးကပ်ရှိနေတော့ချီစိတ်တဲ့ရှက်တယ်လို့ကဲချို့တော့ကိုကအဝတ်တွေလျှော်လိုက်မယ်။ဟုတ်ချီရဲ့စိတ်တဲ့ဦးကိုအားနာမိပေမဲ့ဦးကပြောလို့ရမှာမဟုတ်တာသိနေလို့ဘာမှထပ်မပြောပြတော့ပါ။သူမကရေချိုးနေရင်ကနေတခုခုကိုတတိယသွားဟန်နဲ့သူ့ကိုလဲကြည့်လာတယ်။ချီအတွင်းဝတ်တွေချီတကယ်ပဲယူကျင်သွားရတယ်။ဦးကသူမအတွင်းဝတ်တွေကိုလျှော်ပြလိုက်တယ်။ဟာဦးမလုပ်ပါနဲ့။ချီကသူ့လက်ထဲကသူမရဲ့အတွင်းဝတ်တွေကိုဆွဲလူလာတယ်။ဦးချီကိုငရဲကိုကြိုးကန်အောင်လုပ်နေတာလား။ဝေဟင်ရေရေဆိုကတ်နေတဲ့သူမခန္ဓာကိုယ်လေးကိုကြည့်ပြီးအာကောင်တွေပါခြောက်တွေ့လာရတယ်။ဟုတ်ရေမြမြန်ချိုးအေးပတ်မယ်။သူပြောပြီးစက်ပြတိုက်ပြီးသားသူမအဝတ်တွေကိုရေမြမြန်လျှော့ကနေရာကနေထွက်လာခဲ့လိုက်တယ်။သူ့ရင်ထဲမှာရင်ခုန်တန်တွေဝုန်းတိုင်းကျင်းနေပြီးသူမမျက်နှာလေးကိုပဲပြန်မြင်အောင်ကလူကနေရတာတမျိုးကြီးဖြစ်လာတယ်။ဒီညကိုသူဘယ်လိုကြော်ဖြတ်ရမလဲ။ချီရီချိုးပြီးအပေါ်တက်ကိုပြန်တက်လာတော့ဦးကသူမကိုကြော်ပေးပြီးအိပ်ပျော်နေပြီလားမသိပါ။ဦးအိပ်ပြီလား။ဦးကသူမကိုစက်ခနဲလက်ကကြည့်လာပြီးအိယာကနေထလာတယ်။ပြီးပြီလားဆန်းဆိုင်လေး။ဟုတ်ဦးဟိုဘက်လက်ပေး။โอเคသူဟိုဘက်လက်ပေးလိုက်တာနဲ့ချီလဲကရင်ချေရင်ကအဝတ်တွေကိုကောက်ဝဲမလို့လို့တော့ကရင်ချေရင်ကနေအိမ်မြောင်တစ်ကောင်တက်လာလို့ချီအလန့်တကြားနဲ့အွန်လိုင်းမိတယ်။ဘာဖြစ်တာလဲကလေးအိမ်မြောင်ကြီးပြောဆူနဲ့ချီကကရင်မောပြေးတက်လာပြီးသူ့ဘေးလာကက်ကလက်မောင်းကိုဖတ်တွယ်ထားတယ်။ဘာမှမဖြစ်ပါဘူးကလေးရဲ့မကြောက်ပါနဲ့တကယ်တမ်းကဆက်ဆိုင်လေးကြောက်မှာအိမ်မြောင်မဟုတ်ဘူးတခြားအရာကိုကြောက်ရမှာဘယ်ဟာလဲ
ကို့အခုလိုပဲဆက်ပြီးဖတ်ထားမယ်ဆိုရင်မွေထွက်လာလိမ့်မယ်ဟမ်မွေဘယ်ရောက်မွေလဲသူမကကြောက်အားလန့်အားနဲ့သူ့ကိုပို့ပြီးဖတ်တွေ့လာတယ်အသားဆိုင်အေးအေးလေးတွေကသူ့ရဲ့လက်မောင်းကိုပွတ်တိုက်ထိတွေ့ရင်းနဲ့သူ့ကောင်ကိုအတင်းနိုးနေတယ်ဆန်းဆိုင်လီအခုကိုတို့ကမကြခင်မဲ့အကျဉ်းလင်းများဖြစ်တော်မှာမလားအိမ်တော်တဲ့လင်မယားတွေဘာလို့ကြလဲဆိုတာကိုဆန်းဆိုင်လေးကိုသင်ပေးရမလားဟမ်ဦးကသူ့မောင်လက်မောင်းလေးတွေကိုစုပ်ကင်လာပြီးသူမရဲ့နှကူလေးကိုနမ်းလာတယ်ဦးသူမအတန်ကိုတိုးလျလျလေးကသူ့ရဲ့နှလုံးသားကိုရိုက်ခတ်လာတယ်သူ့ကိုဦးလို့ခေါ်တတ်တဲ့နှကန်းလေးကိုသူသိမ့်ပိုက်ဖို့ကြံတော့သူမကခေါင်းလေးငုံပြီးရှောင်းနေဆန်းဆိုင်လေးဟမ်ချီကြောက်တယ်ဦးမကြောက်ပါနဲ့ကိုဆန်းဆိုင်လေးကိုကျင်နာပါမယ်သူမကသူ့ကိုမျက်လုံးဝိုင်းလေးတွေနဲ့မော့ကြည့်လာတယ်နော်ခွင့်ပြုနော်ဦးကပါဇက်ကပြောရင်လက်ကလေးသူမရဲ့ထမိန်လေးကိုဆွဲချစ်လာတယ်ဦးကသူမရဲ့ရှင်သားလုံးလုံးလေးတွေကိုခပ်ဖွားဖွားဆုပ်နေလာတယ်ခြေရှက်လွန်းလို့ဦးကိုပင်မကြည့်ရဲပါအခုခြေကဦးရဲ့ရှိမှမြင်းမွေးတိုင်းဖောင်မွေးတိုင်းဖြစ်နေတယ်မဟုတ်လားရုတ်တရက်ကြီးဦးကသူမကိုအိပ်ယာပေါ်တွန်းလဲပြီးသူမရဲ့နှုတ်လေးတွေကိုငုံဆိုးလာလို့ခြေမျက်လုံးလေးတွေဝိုင်းဆက်သွားရတယ်ဟမ်မလောက်ပါနဲ့ဦးကတစက်မကယူမဆိုင်ပဲသူမရဲ့ရင်သားထိတ်လေးတွေကိုပါဇက်ထဲမှာမျိုးစုံကူးလူပြီးကလိလိုနေတယ်သူမအသက်ရှူတန်တွေကကြိတ်လောင်မြန်ဆန်လာရပြီးသူမရဲ့ခန္ဓာကိုယ်ကမယိုးမရွဖြစ်လာရတယ်ဦးကသူမပေါင်တန်လေးတွေကိုပုတ်တက်လာပြီးသူမရဲ့ရဝန်းလေးကိုကျူးကျော်ထိတွေ့လာလို့ခြေပေါင်လေးကိုအတင်းစိတ်ထားလိုက်မိတယ်။ပေါင်ကားပြီကလေးဟမ်လောက်ပါကလေးရဲ့ကိုကောင်းအောင်လုပ်ပေးမယ်လေ။ခြေလဲမဝင့်မရဲနဲ့ပဲပေါင်လေးကိုဖြည်းဖြည်းချင်းကားလိုက်ရာဦးကသူမပွင့်ချက်လေးတွေကိုအသားဆွဲဖြည်းပြီးတေချာကြီးကြည့်လာတယ်။မကြည့်ပါနဲ့ဦးရဲ့ခြေရှက်တယ်။မရှက်ပါနဲ့ကလေးကကိုတို့ကရှက်ရမဲ့သူတွေမဟုတ်ဘူးလေ။ကလေးကအရန်လာတာပဲနော်။ခြေကမျက်နှာလေးတွေနေရဲပြီးသူ့စီကနေအကြည့်လွဲသွားတယ်။သူလည်းအချိန်ဆွဲမနေတော့ပဲသူမရဲ့အကွဲချောင်းလေးကိုလက်နဲ့ပုတ်ဆွဲပြီးသူ့လက်တစ်ချောင်းကိုသူမထဲကိုထိုးသွင်းလိုက်တယ်။နားတယ်ဦးခဏနေမနာတော့ဘူးနော်။သူခပ်ပြင်းပြင်းနဲ့အသွင်းကြောက်ပုံမှန်လှုပ်ပေးနေလိုက်တယ်။ချီနှုတ်ကညီးစံတက်တက်ထွက်လာတော့ဝေဟင်လည်းလက်ကိုပုံမြန်လိုက်တယ်။တမျိုးကြီးပဲဦးရဲ့ခဏနေတော့ချီတကူလုံးတုံရင်သွားပြီးငင်းကျသွားလေတယ်။ချီမျက်လုံးလေးတွေမိတ်ပြီးအမောဖြေနေတော့မှပဲပူနှွေးနှွေးအရာကြီးကသူမရဲ့အောက်ပိုင်းကိုပုတ်ဆွဲလာလို့ချီမျက်လုံးလေးပြန်ဖွင့်ပြီးကြည့်လိုက်တော့ဦးကသူမပေါ်ကနေအုံမိုးပြီးသူ့ရဲ့အရာကိုသူမစီမှာလာထောက်နေတယ်။ဦးခဏပဲနော်မနာစီရအောင်။ချီဘာမှပြန်မပြောနိုင်ခင်မှာပဲဝေဟင်လဲသူ့ရဲ့အရာကိုသူမပေါက်လေးမှာတည့်၍ခပ်ပြေးပြေးထည့်သွင်းလိုက်တယ်။ဦးနားတယ်။ဖွာပြီးရင်မနာတော့ဘူးခဏသိခံနော်။သူပြောပြီးသူမထဲကိုဖြည်းဖြည်းချင်းအသွင်းထုတ်လုပ်နေလိုက်တယ်။နားတယ်ဦးရဲ့မဖြစ်ဘူးတနေ။သူမကတအားကျက်နေတာမို့သူ့မှာဖြည်းဖြည်းချင်းခရီးဆက်နေရတယ်။ဦးကလေးကလှုပ်နေတယ်နော်။ကျုံးမကြတော့ဘူးမလား။မကြိုးပါဘူးကလေးရဲ့ကျိုးလဲကိုအသက်ပြောင်းဝဲပေးလိုက်မယ်အရန်လုံနေတယ်နော်အိမ်မှာလုံနေပြီကိုမိုးဆွေတို့တည်သွားရင်ရှက်စရာကောင်းပါဦးရဲ့လှုပ်ရုံမကလို့ပြိုကြပါစေကိုလှုပ်ရှာရှိတာဆက်လုံပါပဲကိုကောင်းနေပြီဦးနော်ဦးကဂယုမဆိုင်ပဲသူမကိုစားသုံးဖို့သာကြံနေလေတယ်ဦးကအရန်ညာတာမို့ချီအရန်တော့မနာပါတဖြည်းဖြည်းနဲ့နာကျင်မှုကနေတာယာမှုဖြစ်ပြောင်းလာချိန်မှာတော့ချီရဲ့ညီးတန်နဲ့ဦးရဲ့အသက်ရှူတန်ခပ်ပြင်းပြင်းကအခန်းတွင်းမှာလွှမ်းခြုံသွားတော့တယ်ကရင်ကျုံးမှာစိုးရိမ်နေခဲ့ပေမဲ့လည်းတကယ်မကြိုးသွားလို့တော့ပါသေးရဲ့မဟုတ်ရင်အဆက်ပြင်းပြင်းကွဲတော့မှာပဲညကအပြက်ပြက်ကြောင့်ချီမျက်နှာပူပြီးရှက်ရွံ့နေတာနဲ့ပဲဦးနဲ့မျက်နှာချင်းဆိုင်မဆိုင်မိသလိုအခန်းထဲကလည်းလုံးဝမထွက်ပါသူမကမနှက်စာထွက်မစားတော့ဝေဟင်ကပဲသူမအတွက်မနှက်စာယူပြီးအခန်းထဲကိုရောက်လာခဲ့တယ်ဆက်ဆိုင်လီမနှက်စာစားရအောင်မစားဘူးသူမကသူ့ကိုကြောပေးကအိတ်နေရင်ကနေခက်ဆောင်းဆောင်းလေးပြောလာတယ်မစားလို့မရဘူးညကလည်းပင်ပန်းထားတော့ဗိုက်စာနေမှာကိုသိတယ်သူစကားကြတော့ချီရအိယာကနေထားထိုင်လိုက်ပြီးသူ့ကိုပေးဆောင်ဆောင်လေးနဲ့ကြည့်လာတယ်။ဦးကဘာလို့ပြန်အစားပေါ်နေတာလဲ။မရှက်ပါနဲ့ကလေးကဒါရှက်ရမယ့်ကိစ္စမဟုတ်ဘူးလေ။မသိဘူးထပ်မပြောနဲ့တော့နော်။သူမကနှကန်းကိုတထောင်လောက်စုံနေပြီမို့သူ့ရဲ့ပါးစပ်ပိတ်လိုက်ရတယ်။ Okay ကိုထပ်မပြောတော့ထမင်းစားရအောင်။ဒီမှာမနှက်စာကိုထမင်းမဲစားကြတာတဲ့။ဆိုင်ဆိုင်လေးစားတတ်ရလား။ဒါမှမဟုတ်ကိုတခုခုစီစဉ်ပေးရမလား။စားတတ်ပါတယ်။ဟုတ်ပါပြီ။အဲ့ဒါဆိုကိုခွင့်ကြည့်မယ်နော်။ချီပြုံးစိတ်စီလေးနဲ့ကောင်းချင်းပြလိုက်တာနဲ့ဦးကသူမကိုထမင်းခွန်ကြွေးလာတယ်။နေ့လည်ရောက်တော့သူမတို့တွေကိုမိုးဆွေတို့ကိုနှုတ်ဆက်ပြီးထိုရွာကနေပြန်ထွက်လာခဲ့ကြတယ်။အိမ်ပြန်ရောက်ရင်သူမတို့ကိုဘလို့အရာတွေကများကြိုးဆိုနေမှာပါလေ။သူမတို့အိမ်ပြန်ရောက်တာနဲ့ချီရဲ့ရင်ထဲမှာတတိန်တိန်ဖြစ်လာရပြီးကိုနှလုံးခုန်နှံကိုပါပြန်ကြားနေရတယ်။ဦးချီကြောက်တယ်။သူစုပ်ကင်ထားတဲ့သူမလက်လေးတွေကအေးဆက်တုံရင်နေပြီးသူမဘလောက်ထိကြောက်နေမလဲဆိုတာသူသိတယ်။မကြောက်ပါနဲ့ဘာမှမဖြစ်ဘူး။တခုခုဆိုကိုပဲအထိခိုက်ခံမယ်ဆန်းရှားလေးဘာမှဖြစ်စေရအောင်ကိုရှိတယ်နော်ဦးဟာဘလို့ပဲနှစ်သိမ့်နေပါစေချီစိတ်ထဲမှာတော့စိုးရွံ့နေစိတ်ကမပြေသေးပါအဖေရဲ့ဒေါသကိုချီအရန်ကြောက်တယ်
သူမတို့အိမ်ထဲဝင်ခဲ့တယ်ဆိုရင်ပဲအိမ်ကနေမှအရန်တင်ထိုင်ဆောင်နေကြတယ်ဖေဖေနဲ့မမေပြီးတော့ဖွားဖွားနဲ့လေးလေးတို့လင်မယားရဲ့အကြည့်တွေကသူမတို့ထံကိုရောက်လာကြတယ်အားလုံးထဲမှာဖေဖေအကြည့်ကကြောက်စရာအကောင်းဆုံးပဲခွေးမသားချီတို့ဘာမှမစင်စားနိုင်သေးခင်မှာပဲဖေဖေကဥကိုဆဲရေးပြီးသူမတို့စီလွားကနေရောက်လာကဥကိုဆွဲထိုးပစ်လိုက်လေတော့တယ်မင်းကငါတတ်မယ်ခွေးမသားမလုပ်ပါနဲ့အကိုခင်ယူရကောကြံတဲ့သူတွေပါဝင်ဆွဲပြီးမယ်ဒေါသတွေကြီးနေတဲ့ဦးနေလင်းအောင်ကတော့ဝေဟင်ကိုအမိရကိုထိုးနေတော့မှတော်သွားတော့ဖေဖေတမိတောင်းမှပါတယ်ချီပါဝင်ဆွဲတော့ဖေဖေဒေါသကကြည်တန်ရောက်လာတယ်နင့်ကိုလည်းငါတတ်မှနေအောင်ကြီးမိဘကိုအဆက်ခွဲတဲ့ဟာမှဖေဖေကချီကိုမရိုက်စဘူးပါကိုရိုက်လာတယ်ဆန်းဆိုင်လေးမြင်းဖေဖေရဲ့ချက်ကြောင့်ချီကိုလေးကကျမ်းမြမော်ကိုလဲကျသွားရတာတောင်မှဖေဖေကကျင်းတဲ့ပုံမပေါ်ပဲဒုက္ခကပတ်ကိုဆွဲဖြုတ်လိုက်တာကြောင့်ချီအပါဝင်အကုန်လုံးမျက်လုံးပြူသွားခဲ့ရတယ်နေလေးအောင်ကလက်ကိုမြောက်လိုက်တာနဲ့ဝေရင်ကချီကိုလုံးလေးကိုအုံမှုကဖတ်လိုက်ပြီးဝင်ခံလိုက်တော့သူ့လက်ထက်ကကပတ်ကဝေရင်ကြောပြမော်ကိုကြားရောက်သွားတော့တယ်ဟမ်ဥဘာလို့တာလဲဖေပါနေလေးအောင်လဲစိတ်တူနေတာမို့ဘသူ့ကိုဝဲရှိုင်းမိရိုင်းမိလက်ကိုအရှိန်ရှုပ်ဖို့လုံးဝမစင်စားခဲ့ပြီတော်ပါတော့အကိုရက်ပါတော့မောင်နေလေးမင်းဒေါသတွေရှော့ပါမင်းအခုလိုလောက်တော့ရောဘာများပြောင်းလဲတော့မှမို့လို့လဲမင်းသမီးကရောအရင်လိုဖြူဖြူစင်စင်ပြန်ဖြစ်မှာမို့လို့လားလက်လွန်ချီလုံးဖြစ်ကုန်ပါမယ်ရက်ပါတော့ဒေါ်မိုးကြည်ဝင်ပြောမှပဲနေလင်းအောင်လဲလက်ကိုရက်လိုက်တယ်။ဦးရရဲ့လား။ရပါတယ်ဘာမှစိတ်မပူနိုင်တော့။ဝေဟင်ကနေလင်းအောင်ကိုကြည့်ပြီးဖြစ်ခဲ့သမျှအတွက်ကျွန်တော်တောင်းပန်ပါတယ်ကိုအားလုံးကကျွန်တော်အမပါ။ကျွန်တော်အနေနဲ့လေဆန်းဆိုင်လေးကိုမမြတ်နုံနုံချစ်ပေးမှာပါ။ကျွန်တော်တို့ခွင့်ပြုပေးပါကို။နေလင်းအောင်ကတောက်ခောက်ပြီးနေရာကနေလဲထွက်သွားတော့တယ်။မိဘတယောက်အနေနဲ့ကိုယ့်သားသမီးကိုအကောင်းဆုံးတွေပဲဖြစ်စေချင်ပေမယ့်အခုသားသမီးကမိဘရင်ကိုစုံကန်ထွက်သွားတာကိုဘယ်မိဘကများသဘောတူကြည်ပြူနိုင်မှမလဲ။ဒါပေမဲ့ဘလို့ပဲလက်မခံချင်အောင်တော့အရာအလုံးကဘာမှပြုပြင်ပြောင်းလဲလို့မရတော့မှတော့ဖတ်တတ်နိုင်အောင်ပါလေဝေဟင်နဲ့ချီတို့ကနေလေးအောင်ရဲ့ဆန္ဒတခုတဲ့ကြောင့်မင်္ဂလာဝဲကျင်းပမနေပဲရှေ့နေနဲ့ပဲလက်မှတ်ထိုးစီခဲ့တယ်ချီတို့လက်ထက်စာချုပ်မှာလက်မှတ်ထိုးပြီးတာနဲ့ဖေဖေကချီတို့ကတော့တာကိုပဲမခံတော့ပဲကလောကိုပြန်သွားခဲ့တယ်မိမိကလည်းစိတ်မကောင်းဖြစ်ပေမဲ့မတက်နိုင်ဘူးမှာထိုကိစ္စနဲ့ပတ်သက်ပြီးချီစိတ်မကောင်းဖြစ်ကအတော်လေးငိုခဲ့ရတယ်ဖွားဖွားကတော့နှစ်သိမ့်ရှာတယ်မငုံဝါနဲ့မြည်ရဲ့ဖေဖေကစိတ်ဆိုးနေတော့ခဏပါနောက်အချိန်ကြာလာရင်စိတ်ဆိုးပြေမှာပါတဲ့ချီတော့မထင်ပါဘူးဖေဖေအရန်စိတ်ကြီးတာကိုချီသိနေတာပဲဝေဟင်အခန်းထဲဝင်လာတော့သူမကအခုထိအငိုတိတ်ပုံမပေါ်သေးလို့သူတပ်ပြင်းတက်တဲ့ချပြီးခရင်မဝင်ထိုင်လိုက်တယ်ဆန်းဆိုင်လီမငိုပါနဲ့တော့ပင်မမာတဲ့ကလေးရဲ့ဘာမှလာမပြောနဲ့အခုလိုဖြစ်ရတာဥကြောင့်သူမကသူ့ကိုကြောပေးကအိတ်နေရင်ကနေရန်လောက်လာတယ်ဦးကသူ့မလက်မောင်းလေးကိုကင်ပြီးမျက်နှာလေးကိုငုံမိုးကြည့်တယ်။ကလေးဒီညကကိုရမင်္ဂလာဦးညနော်။ဘာဖြစ်လဲ။ကိုကလေးကအရန်ခိုင်တာမှွေရလည်းအကောင်းစားလေ။အဲ့တော့ကြိုက်တဲ့လောက်ကဲလို့ရတယ်။နှာဘူးကြီးဝေဟင်သူမကိုလေးကိုဆွဲလက်ကညဝက်အင်ကြီးကျဲတီလေးတွေကိုဆွဲဖြုတ်လိုက်တယ်။ဒီညပထမတစ်ခေါက်ထပ်ပိုကျန်းကြရင်ကောင်းမလား။ဟမ်ချီအားတင်သွားတော့မှပဲသူမရဲ့ရှင်ဘက်လေးကဟောင်းလောင်းဖြစ်သွားပါပြီ။ဝေဟင်သူမဗရာလေးပေါ်ကနေပြီးရင်သားလေးတွေကိုစောင့်နေကလေတိုင်းလေးတွေကိုတိုးဝေနမ်းလိုက်တော့တယ်။ပြီးတော့သူမအင်ကြီးလေးကိုဆွဲချက်ပြီးကျောင်းအောင်လက်ရှူကဗရာဇီကိုဆွဲဖြုတ်ပြီးကိုပေါ်ကနေဆွဲဖဲကကျမ်းမြတ်မော်ကိုလွန်ပြလိုက်တယ်။နောက်ပြီးသူမရဲ့ရင်သားလေးတွေကိုတိုက်ရိုက်ထိတွေ့ဆုံနေလိုက်ပြီးချိတ်ကလေးတွေကိုပါငုံဆိုးလိုက်တယ်။သူမကတင်တလောက်မဖွံ့ဖြိုးသေးပေမဲ့သူ့လက်နဲ့တော့ကောင်းကောင်းဆက်ပြီးလုံးလုံးကြစ်ကြစ်လေးနဲ့ကိုင်းလို့ကောင်းလာတယ်။ကိုရိုစရအောင်ချီလေဘာမှမပြောတော့ပဲမျက်လုံးလေးတွေကိုမိတ်ချလိုက်ရာဦးကသူမနှကန်းလေးတွေကိုငုံထွေးလို့လာတယ်။ပြီးတော့သူမအောက်ပိုင်းကလည်းဗလာဖြစ်သွားတယ်ဆိုတာချီမျက်လုံးဖွင့်မကြည့်လည်းပဲခံစားလို့ရနေတယ်။ရုတ်တရက်သူမခြေထောက်လေးတွေကဆွဲကားခံလိုက်ရပြီးပူနွေ့နွေ့အရာတစ်ခုကသူမကိုလာထောက်ချိန်မှာတော့ချီကိုလေးကတုံကနေဖြစ်သွားရတယ်။ထို့နောက်မှာတော့ထိုအရာကသူမထဲကိုတရေချင်းတိုးဝင်လို့လာပါတော့တယ်။နားတယ်ဦးရဲ့ခဏလေးပဲသိခံတော့ချီမျက်လုံးလေးမိတ်ထားမှပဲထိုခန်းစားချက်ကြီးကိုပို့ပြီးအာရုံစိုက်မိသလိုဖြစ်နေလို့ချီမျက်လုံးကိုပြက်ခနဲဖွင့်လိုက်တော့ဦးကသူမကိုငုံမိုးကြည့်လို့နေလို့ချီမှာရက်ကိုရက်ကန်ဖြစ်သွားရပြီးမျက်နှာလေးပါထူအန်းသွားရတယ်။ဦးအောက်နေခဏနေဆိုကောင်းလာမှာပါ။ဦးကသူမဘော်ကနေအဆက်မပြတ်လှုပ်ရှားရင်ထိုးနေပြီးချီကလည်းကိုကိုပဲတရိမချမိလောက်ကိုညင်းညူနေခဲ့မိတယ်။တော်ချီပါလို့ပေးရမလဲ။ချီနှုတ်ကမေးရင်းနဲ့လူကလည်းစပွဲမှာဝင်ထိုင်လိုက်တယ်။ရပါတယ်သမီးရဲ့အတော်ကဘာသာလုံနိုင်ပါတယ်။မောင်ဝေဟင်ကသမီးကိုဘာမှမခိုင်းနဲ့လို့မှားသွားတယ်။သူမလည်းလှုပ်เสียလားအဲ့ဦးကိုအမြင်ကိုကတ်တယ်။မောင်ဝေဟင်ကသမီးကိုချစ်ရှာလို့ပါ။မဟုတ်တာဦးကအဲ့ဒါရှောက်ပြောနေတာ။ထို့စဉ်တေချာတာပေါ့သူကမင်းလိုချတိတ်မလေးကိုပဲချစ်မှလေ။အတန်လာရာကိုကြည့်ပြီးတော့အရန်လာတဲ့အမျိုးသမီးတဦးကသူမကိုလက်ပိုက်ခါကြည့်နေရင်းကနေမင်းကဝေဟင်မိန်းမပေါ့အမကဘာတူလဲ။ဒ
သူအမကတော်ဝေရှေခဏရှောင်ပေးပါလားဟူ၍အင်ကိုတော်ကြီးကိုပြောလိုက်တော့တော်ဝေလည်းနှစ်ခါပင်ပြောစရာမလိုပဲနေရာကနေထွက်သွားပေးတယ်ထိုအခါမှသူမကချိဘက်ကိုပြန်လဲကငါဖြူစင်တွေဝင်းရင်နဲ့ဆိတ်ဆက်ထားတဲ့သူရှင်မင်းကလူလေးကြီးတော့လက်တော့လောက်ပဲရှိသေးတယ်ရွာကိုရွာတယ်နော်ငါနဲ့ဆိတ်ဆက်ထားတဲ့ယောက်ျားကိုလူယူရဲတယ်ချီကလူယူတာမဟုတ်ပါဘူးဥကသာချီကိုအတင်းတော်စမ်းမှာငါ့ကိုဘာမှအပေါ်လေးလာပြောမနေနဲ့မင်းဘာသာဘာကြီးပဲဖြစ်ဖြစ်မင်းကစနိုက်ကြော်မှသူများခင်ပေါ်လောက်ခိုးတဲ့လင်းကုန်းမှသူအမရဲ့စကားတွေကြားမှာချီနှလုံးသားကဆက်ဆက်ခါနာသွားရပြီးရှင်ဘတ်တစ်ခုလုံးပြည့်ကျက်သွားရတယ်။မျက်ဝန်းမှာလည်းမျက်ရည်တွေကချက်ချင်းပြည့်ရင်လာပြီးပါးပြင်မော်ကိုလိမ့်ဆင်လာရတယ်။ဦးကသူမကိုဒီအကြောင်းတွေတခါမှမပြောခဲ့ဘူးပါ။ဦးကလူညာပဲ။ဖြူစင်သွဲဆိုတဲ့အမျိုးသမီးရဲ့စကားတွေကိုထက်ခါပြန်ကြားရောက်လာပြီးချီမျက်ရည်တွေမဆယ်နိုင်တာအခုထိပါ။ဦးကိုလည်းအရန်စိတ်ဆိုတယ်။ဦးကသူမကိုတမင်လိန်ညာဖုံးကွယ်ချခဲ့တာပဲ။ဝေဟင်အင်ကိုပြန်ရောက်လာတော့ချီကအခန်းထဲမှာတရှုံရှုံငုံနေတန်ကြလို့သူအထိတ်ထိတ်အပြားနေပြီအခန်းထဲကိုခက်မြက်ဝင်လာခဲ့လိုက်တယ်။ဆန်းရှိုင်းလီဘာလို့ငုံနေတာလဲ။ကျမ်းပြမှာဒူးထောက်ထိုင်နေပြီးနေရမမီကငိုနေတဲ့သူမရဲ့နာမှာခြေပြားထောက်ထိုင်ချပြီးမေးလိုက်တယ်။လာမကြည့်နဲ့ဥကိုမုန်းနေ။ချီကသူ့ရင်ဘက်ကိုတွန်းလို့ပြီးနေရာကနေထားရလိုက်ခါအခန်းထဲကနေပြေးထွက်ဖို့ပြင်နေတာမို့သူလက်ကိုအမိရဆွဲထားလိုက်ရတယ်။ဆန်းရှိုင်းလီဘာဖြစ်လို့လဲခလေးရကို့ဘာရေးစိတ်ဆိုးနေတာလဲ။ဥကလူညာဥမှာစိတ်ဆက်ထားတဲ့သူရှေ့ရသားနဲ့ချစ်ကိုလက်ထပ်တယ်။ဘလို့ဘယ်ကစိတ်ဆက်ထားတဲ့သူလဲ။ကိုဘသူနဲ့မှမစိတ်ဆက်ပါဘူးကလေးရဲ့ကလေးဘာတွေပြောနေတာလဲ။အဲ့ဒါဆိုဖြူစင်သွဲဆိုတာဘာတူလဲ။ तू ကကို့လုပ်ငန်းပါတနာရဲ့သမီးလေကိုနဲ့ तू ကဘာမှမပတ်သက်ဘူး။ညာပြန်ပြီဘာမှမပတ်သက်ဖဲနဲ့ तू ကချစ်ကိုစနိုက်ကြော်လို့ပြောပါမလား။ပြောရင်လည်းသူမကသူ့ရင်ဘက်ကိုထုရိုက်လာတယ်။ तू ကကလေးကိုစနိုက်ကြော်လို့ပြောသွားတယ်ဟုတ်လား။ဒီမိန်းမကွာသူချက်ချင်းမိဘောင်းမီအိတ်ကက်ထဲကနေသူ့ဖုန်းကိုဆွဲထုတ်ပြီးကွန်တက်ထဲကနံပါတ်တစ်ခုကိုနှိပ်လိုက်တယ်။ဟယ်လိုဖြူစင်တွေမင်းကဘာကိစ္စနဲ့ငါဇနီးကိုစော်ကားမော်ကပြောဆိုရဲရတယ်လေ။ကျမပြောတာဘာမှားနေလို့လဲ။ရှင်ကတက်စပေါက်ကောင်မဲဝင်းဟင်။အဲ့လိုပြောအောင်မင်းနဲ့ငါဘာပတ်သက်လို့လဲ။ဘာမင်းမသာအရှက်မရှိပဲငါ့ကိုကတ်တွယ်နေတာလေ။ငါမင်းကိုနည်းနည်းမှစိတ်ဝင်စားတာမဟုတ်ဘူး။နောက်တစ်ခါမင်းအခုလိုထပ်လုပ်မယ်ဆိုရင်ငါအဆိုးမစုံနဲ့သူ့တိတ်ခါကိုအထီးပါမခံနိုင်တဲ့မင်းဖေနာတွေကိုမင်းမကောင်းကြောင်းတွေမရောက်စေချင်အေးဆေးနေလိုက်။သူပြောပြီးဖုန်းချပစ်လိုက်တယ်။သူမိန်းကလေးတယောက်ကိုအခုလိုနစ်နာနာမပြောချင်ပေမဲ့အခုအချိန်မှာသူ့အတွက်ကသူ့ဆန်းရှိုင်းတန်တရားကင်းမှုကအရေးကြီးတယ်။ဆန်းရှိုင်းလေးကြားရနော်ကိုဘယ်မိန်းမနဲ့မှမပတ်သက်ဘူး။ချီကသူ့ရင်ဘက်ကိုတွန်းလွတ်ပြီးကလေးမဆောင်ကြီးအောက်ကြီးဝင်ထိုင်လိုက်တယ်။ဝေဟင်လေးသူ့မဘေးမှာကတ်ထိုင်လိုက်ပြီးမှကလေးကို့ကိုယုံပါကွာကိုတကယ်ဘယ်မိန်းမနဲ့မှအရှုပ်ရှက်မရှိခဲ့ဘူးကလေးရဲ့မယုံဘူးယုံပါဆိုကလေးရောင်ကိုပါနဲ့သက်သေပြရမလဲမပြနဲ့ဥကိုစိတ်ဆိုးတော့မယ်စကားလာမပြောနဲ့ဝေဟင်သူမကိုလေးကိုတင်ကျုံဖတ်တော့ချီကအတင်းယုံနေလွတ်တော့ဘသူကဖတ်ခိုင်းလို့လေမဖတ်ခိုင်းလဲဖတ်ချင်လို့ကို့ကိုစိတ်မဆိုးတော့ဘူးမလားစိုးသေးတယ်ဥကသူမပါလေးကိုဖြတ်ခနဲနမ်းလိုက်တယ်စိုးသေးလားစိုးသေးတယ်သူကသူမကိုထပ်နမ်းပြန်နေစိုးသေးလားချီကပြုံးစိတ်စိတ်လေးနဲ့ခေါင်းရမ်းပြီးမှမဆိုးတော့ဘူးသူမကစိတ်မဆိုးတော့ဘူးပြောတာတောင်မှဥကသူမကိုထပ်နမ်းလာလို့ချီရဲ့နှကန်းလေးကဆူထော်သွားရတယ်ဥနော်စိတ်မဆိုးတော့ပါဘူးဆိုဘာလို့ထပ်နမ်းနေတာလဲကိုမိမအောင်နမ်းချင်လို့နမ်းတာလေချစ်လို့နမ်းတာအသေးရလို့နမ်းတာဦးရလို့နမ်းတာဟာဦးနော်ဘာတွေပြောနေမှန်းမသိဘူးရှက်သွေးဖြာပြီးမျက်နှာတစ်ပြင်လုံးပန်းရောင်တန်းနေတဲ့သူမရဲ့မျက်နှာလေးကိုဦးကငုံကြည့်လာပြီးမှရှက်နေတဲ့ပုံလေးကလည်းချစ်စရာလေးထပ်နမ်းချင်လာပြီမနမ်းနဲ့အမြင်ကပ်စရာကြီးသူမနာကပ်ပြီးသူမကိုမရေပဲမနေနိုင်အောင်အမျိုးစုံလုံးပြနေတဲ့ဦးကိုချီရဲ့စိတ်မှာအတော်လေးခင်တွယ်မိတယ်ဦးကသူမရဲ့အလိုကိုအစွမ်းကုန်လိုက်တဲ့ပထမအဆုံးလူပါကလေးချစ်စရာကလေးငယ်လေးဦးကအိပ်ပျော်လူဖြစ်နေတဲ့သူမရဲ့နာကိုတိုးကပ်လာပြီးသူမရဲ့ခါလေးကိုလာဖက်ကခေါ်လာခြင်းမှာအိတ်ချင်နေပြီလားကိုကမိတ်ချင်သေးဘူးအဲ့တော့ချီကဘာလုပ်ပေးရမှာလဲကိုကိုပင်ပန်းပြီးကောင်းကောင်းအိပ်ပျော်အောင်လုပ်ပေးဟမ်ချီကအိတ်ချင်မှုတူရုပ်လေးနဲ့သူ့ကိုမျက်လုံးဖွင့်ကြည့်လာတယ်ဘယ်လိုမျိုးလဲဦးကသူမအင်ဂျီအောင်လက်ရှုပ်ပြီးမှသူမရင်သားတွေကိုစုံနေဖြစ်ညစ်လာတယ်ဦးကလည်းဘာမှလည်းမသိဘူးချီအိတ်ချင်နေပြီဦးကသူမရဲ့အင်ဂျီလေးကိုဆွဲလန့်ပြီးဗရာလေးကိုပါအပေါ်တင်ကသူမရဲ့ပန်းရောင်ထိတ်ကလေးတစ်ဖက်ကိုငုံဆိုးလာပြီးကြံတစ်ဖက်ထိတ်ကလေးကိုတော့လက်ညှိုးနဲ့လက်မကြားမှာဖိချေပေးလာတာကြောင့်ချီအိတ်ချနေတာတောင်မှဘယ်ရောက်သွားလဲမသိပါအဲ့ဒီနောက်ဦးရဲ့လက်ကသူမရဲ့ညောင်းဝက်ပေါင်းမိတဲ့ဝင်လာပြီးသူမရဲ့ရုပ်ဝန်းလေးကိုအမျိုးမျိုးနှိုးဆွပြီးပုတ်တက်ထုံးမွေလာတယ်။ကောင်းလားကလေး။ဦးတမျိုးကြီးပဲ။ကလေးလိုချင်နေပြီမလား။ကိုပေးမယ်နော်
ဦးကသူမရဲ့ပေါင်းမီလေးကိုဆွဲချွတ်ပြီးအင်ဂျင်နဲ့ဗရာတွေကိုပါချွတ်ကသူ့ကိုယ်ဝကအဝတ်အစားတွေကိုပါချွတ်ပစ်လိုက်တယ်။ပြီးတာနဲ့သူမခြေထောက်လေးတစ်ဖက်ကိုဆွဲကပြီးလူကသူမပုံသားမှနေရာယူလိုက်တော့တယ်။ချက်ချင်းဆိုသလိုပဲပူနေနေအရာကြီးကသူမကိုလာထောက်ပြီးသူမထက်ကိုခပ်ပြေးပြေးချင်းထိုးသွင်းလာပါတော့တယ်။ဦးကသူ့လှုပ်ရှားမှုတွေကိုခပ်ပြေးပြေးချင်းသွားနေရင်းကနေအရှိန်တွေပိုမြန်လာခဲ့တယ်။သူမကဖြည်းဖြည်းလို့ပြောမှဦးကရွက်နေသလားမသိအောင်ပိုမြန်လိုက်လေသေးတယ်။ဝေဟင်ကသူမရဲ့ညီတန်ကိုကြားလေသူ့ရဲ့စိတ်တွေကရှမတ်ပိုးထန်လေးဖြစ်နေလို့သူ့အရှိန်မလျှော့နိုင်ခဲ့တာပါအတန်တေးသေးလေးနဲ့ညီးနေတဲ့သူမရဲ့အတန်လေးကအတော်လေးဆွဲဆောင်မှုရှိလာတယ်သူဒီအတန်လေးကိုနေ့တိုင်းကြားချင်နေဆိုရင်သူအတော်လွန်သွားမယ်တင်နေမကြခင်ပါပဲမြန်မာတနိုင်ငံလုံးစောင့်မျှော်နေကြတဲ့မဟာတကြံတို့ကြောက်ရောက်လို့လာခဲ့ပြီအပေါင်းအသင်းမရှိတဲ့သူမအဖို့ကရက်ကွက်ထိတ်မှာပဲကလေးတွေနဲ့အတူရေကစားခဲ့တယ်ဦးကသူမကိုခေါ်တာကလေးပိုတဲ့ကလေးပိုပြန်လာပြီလားတကူလုံးရေတွေဆိုနေပြီးကြွက်ဆုပ်ရုပ်ပေါက်နေတဲ့သူမကိုဦးကအိမ်ပေါင်းဝါကနေလက်နှစ်ဖက်ပိုက်ကပြန်စီးကြုံနေတယ်။ဟုတ်ဦးပြန်လာပြီ။သူ့ကိုသွားလေးဖြီးပြီးရေပြနေတဲ့သူမလေးကိုဝေဟင်ကြည့်ရင်းနဲ့အသေးရလာရတယ်။လာခဲ့အဝိစာလေးမယ်။ဟုတ်ဦးဆွဲခေါ်ရနောက်ကိုသူမခတ်တော့တုံးနဲ့လိုက်ခဲ့တယ်။အခန်းထဲရောက်တော့ဦးကသူမကိုအဝိစာလဲပြီးတယ်။ရေးစော့တာပြောဖို့ကောင်းလား။ကောင်းတာပေါ့ဦးရဲ့တချမ်းရောက်တိုင်းဖေဖေတို့ကချစ်ကိုရေးစော့ကမပေးကြဘူးရက်ကွက်ထဲမှာရွယ်တူခေါင်လေးတွေရှိလို့ချစ်ကိုစိတ်မချဘူးလေအခုမှပဲကြီးရတချမ်းမရေးစော့တဲ့အရာတာကိုသိတော့တာအဲ့ဒါဦးကြောင့်မဲမလားဦးနဲ့လက်ထက်လိုက်လို့ဦးကဖေဖေတို့လိုမဟုတ်ပဲချစ်ကိုအလိုလိုက်လို့တော်သေးတယ်မဟုတ်ရင်ချစ်တော့တားသေးစမှာပဲတော်ပါသေးကိုစိတ်ထဲမှာဆန်းဆိုင်လေးကကိုလိုဦးလေးကြီးကိုယူလိုက်ရလို့နောင်တရမှာစိုးရိမ်နေတာဦးကဦးလေးမဟုတ်ပါဘူးဦးကချောတယ်အရက်လေးရှိတယ်ခဏကိုလဲတောင်းတယ်ဦးကချစ်ရလွယ်လွယ်နဲ့ရေတူလို့ကိုမထင်ရတာဦးကအများကြီးပုံနူတယ်ပိုကြည့်ကောင်းတယ်ပိုချောတယ်လူကိုရှိထားပြီးချီးကျူးနေတာနေတော့မနေတတ်တော့တကယ်ပြောတာပါဆိုဦးကလေဝေဟင်သူမကောင်းလေးကိုအုံမိုးကင်ပြီးဟုတ်ပါပြီကိုတက်ကလည်းဆက်ဆိုင်လေးကချစ်စရာအကောင်ဆုံးနဲ့အလှဆုံးမိန်းကလေးပဲဟုတ်ဆိုကသူမနှစ်ဖူးလေးကိုနှမ်းပြီးသူမကြောပြန်လေးကိုတိုက်ဖက်ကရင်ခွင်ထဲဖယ်ထားလိုက်တယ်။ဦးညနေကျရင်လည်းသွားဆော့အောင်ပါနော်။အင်းမသွားရပါမယ်။ဆက်ဆိုင်လေးလိုချင်တာမှန်သမျှအားလုံးရစီမယ်။ကျေးဇူးတင်ပါတယ်ဦး။ပြောပြီးသူမကသူ့ခါကိုပြန်တိုင်းဖက်လာပါတော့တယ်။ဦးရေသွားဆော့ရင်ဦးလဲတူလိုက်ခဲ့ပါလား။သူတို့နေ့လည်စာအတူစားနေရင်မှချီကပြောလာခြင်းမလိုက်ချင်မအောင်ကလေးရခမရလေးသာကလေးပို့လို့ပါ။ကလေးပို့ကြီးခေါ်နေတာပဲ။မဟုတ်လို့လား။သူမကနှကန်းလေးကိုစုပြီးသမင်းပကံကိုသာစွန်းနဲ့ထုံးမွေနေတယ်။ကဲပါနှကန်းစုမနေနဲ့သမင်းစားငါရွနှွင်ပြီးဟုတ်ပြီ။ဦးကသူ့သမင်းပကံကိုပေးဖက်ပြီးသူမသမင်းပကံလေးကိုလိုက်ယူလိုက်တယ်။ငါရွကိုတေချာကရုဒီဇိုင်းနှွင်ပေးနေတဲ့ဦးကိုကြည့်ပြီးချီရင်ထဲမှာလိုင်းကလေးတစ်ခုဖြတ်ပြေးသွားရတယ်။အဲ့ဒါကဘာလဲဆိုတာတော့ချီလေးတေချာမသိပါ။သူမကိုဂယူဆိုင်တက်တဲ့ဦးရဲ့ပုံစံကိုတော့ချီအရန်သဘောကျတယ်။သူမကိုပြောတော့ရေမစော့ချင်ဘူးမလိုက်ချင်ဘူးဆိုတဲ့ဦးကသူမညနေပဲရေထွက်စော့တဲ့အချိန်မှာနောက်ကနေမသိအောင်လိုက်လာတယ်။ဟာမမကြီးလာပြီလား။အေးနင်တို့ကငါ့ကိုလည်းမဆောင်ကြဘူး။ကလေးတွေကသူမနောက်ကိုလမ်းကြည့်ပြီးမှဦးလေးကြီးကလည်းတောင်းနဲ့ရေတူစော့မလို့လားဟုပြောလာလို့ချီနောက်ကိုလဲကြည့်လိုက်တော့ဦးကဘောင်းမီအိတ်ကက်တွေနဲ့လက်ထည့်ပြီးသူမကိုပြုံပြုံကြီးကြည့်နေတယ်။ဦးပြောတော့မလိုက်ဘူးဆိုစိတ်ပြောင်းသွားတာကိုရောဆိုရင်ဆက်ဆိုင်လေးပြောပါမလားပြောတာဘောလို့ဦးရဲ့မဟုတ်ရင်ဘာလို့ဦးကိုခေါ်နေမှာလဲသူ့လက်မောင်းကိုခိုတွဲပြီးသူ့ကိုမောကြီးကပြောလာတဲ့သူမမျက်နှာလေးမှာပျော်ရွှင်ချက်အရိပ်ရောင်တွေပြည့်နေလို့နေရှာတယ်ရေစော့ရအောင်ကလေးပေါ့စာတွေကြောင့်မှအတူရေစော့နေရတဲ့ကိုအဖြစ်ကိုပြန်တွေးပြီးတော့သူအတော်လေးရေချင်းမိတယ်သူစနီးလေးကတော့ဖြင့်တကယ်ကိုစိတ်လွတ်ကိုလို့ပြောနေရှာတယ်အဲ့ဒါနဲ့တင်ကိုသူအရန်စိတ်ချမ်းသာနေရပါပြီသူမကိုအမြဲတမ်းပြောနေစေချင်တယ်တကြံကလည်းခဏလေးနဲ့ပြီးသွားပြီဘာလို့များတကြံကို၄ရက်ပဲသတ်မှတ်ထားတာလည်းမသိဘူးတလားတော့သတ်မှတ်ရင်ဘာဖြစ်မှကြလို့ပဲကောင်းပြီးရင်လည်းပါဇက်ကပွားစီပြောနေတယ်သူမရဲ့အနာကိုဝင်းဟင်ပြုံးတီးတီးနဲ့ရှောက်လာပြီးပကုံးလေးတွေကိုစုပ်ကိုင်းလိုက်တယ်ဒီလိုအခါကြီးရဲ့ကြီးမှာစိတ်ကိုအေးချမ်းချမ်းထားရမှာပေါ့ကလေးကချီလက်ထဲကပြီးကိုချပြီးဥကိုမောကြည့်လိုက်တယ်ဥကိုပြောစရာရှိတယ်ဘာများလဲဝင်းဟင်သူမနာမှာခြေပြားထောက်ထိုင်ချလိုက်တော့သူကခြေထက်ပိုနှိမ်သွားပြီးသူမကသူ့ကိုငုံကြည့်လာပြန်တယ်ချီအရင်ကပြောဘူးတော့မှတ်မိလားချီကပန်းလားစတဲ့အလုပ်ကိုလုပ်ချင်တာလို့မှတ်မိတယ်လေအဲ့ဒါချီအခုအဲ့ဒါနဲ့ပတ်သက်တဲ့အလုပ်တစ်ခုတွေ့ထားတယ်။ तू ကမင်္ဂလာပွဲတွေကိုစီစဉ်ပေးတဲ့ကုမ္ပဏီရဲ့အခုအဲ့ဒီမှာဝန်ထမ်းခေါ်နေတယ်။ချီအဲ့ဒီမှာအလုပ်လုပ်ချင်တယ်။ဖြစ်ပါမလားကလေးရဲ့တော်ကြာကလေးပင်ပန်းနေပါအောင်မေးပြီးတော့ကြောင်းလေးတက်ရအောင်မအောင်ဖြစ်ပါတယ်ဦးရဲ့ဒါချီရဲ့ဝါသနာလေးကြောင်းတက်ဖို့ကလည်းအဝေးကြီးလိုပါသေးတယ်။အောင်စင်ရင်တော့မထွက်သေးတဲ့ဟာကိုလောက်ပါဦးရဲ့ခွင့်ပြုပေးနော်။ဟုတ်ပါပြီဆန်းဆိုင်လေးကဆန္ဒရှိနေမှာတော့ကိုခွင့်ပြုပါမယ်။တကယ်တော့ဦးတကယ်ပေါ့ဦးကအရန်ချက်စရာကောင်းလိုက်တာပြောဆိုနဲ့သူမကသူ့လေပင်ကိုတိုင်းဖက်လို့လာတယ်ဘလို့ပြန်ပြောပါဦး
ပေါ့လေဦးကသူမကိုသူ့စီကပြန်ခွာပြီးမျက်လုံးချင်းဆောင်အောင်စိုက်ကြည့်လာလို့ချိမျက်နှာလေးရှိန်ကနေဖြစ်သွားရတယ်ချစ်စရာကောင်းနေဆိုတာလေအဲ့ဒါတကယ်လားဦးကတကယ်ချစ်စရာကောင်းလို့ချစ်စရာကောင်းနေပြောတာပါချစ်စရာပဲကောင်းတာလားချစ်ရောမချစ်ချင်ဘူးလားဦးကလည်းချီမအဲ့ဒါတွေနားမလဲတာသူမကသူ့စီကအကြည့်လွဲပြီးနေရာကနေထကသူ့ကိုကြောပေးရလိုက်တယ်ကိုသိပါတယ်ဆန်ရှာလီနားလဲလာမယ့်အထိကိုစိတ်ရှိလက်ရှိစောင့်မယ်ဦးရဲ့လက်တွေကသူမပိုက်လေးပေါ်ရောက်လာပြီးဦးရဲ့ရင်ပတ်နဲ့သူမရဲ့ကြောပြန်ထိသွားချိန်မှာတော့ချီရဲ့ခန္ဓာကိုယ်ကရှိန်တိမ်ပိန်တိမ်ဖြစ်သွားပြီးဦးကသူမပခုံးလေးကိုနမ်းလာချိန်မှာတော့ချီချက်သီးလေးတွေပါထသွားရပါတယ်ဦးနော်ဒီနေ့က21ရက်နေ့ကြီးဒီလိုရက်ကြီးမှာဖုန်ကြီးချောင်းသွားပြီးဥပုပ်တောင်ဆောင်ရအောင်မှာတောင်နှောက်ဘူးလားကြားမနေနဲ့ကိုဘာလို့လို့လဲကိုကဖက်ပြီးနိုင်ရုံလေးပါဆန်ဆိုင်လေးကိုမဟုတ်တာတွေအတွဲလွန်နေတာသူမမျက်နှာလေးရှုံ့မဲ့သွားရပြီးဦးရဲ့လက်တွေကိုဆွဲဖယ်ကအခန်းထဲကနေပြေးထွက်ခဲ့လိုက်တော့တယ်ရှက်စရာကောင်းလိုက်တဲ့ဖြစ်ချင်းဝီဟင်ကတော့သူမရဲ့ပုံစံလေးကြောင့်သဘောတကျရင်ရင်ကြမ်းခဲ့တယ်သူမနဲ့ပတ်သက်ရင်မျက်တောင်ခတ်တာလေးကအစားသူကအသေးရပြီးချစ်မဝဖြစ်နေမိတာမျိုးဦးစီကခွင့်ပြုချက်နဲ့အတူချီလဲသူမအလုပ်လုပ်မဲ့ကုမ္ပဏီကိုအလုပ်ရှောက်ဖို့ရောက်လာတယ်အလုပ်ကလူလူကိုမှခေါ်မယ်ဆိုတာကြောင့်အဲ့ဒီအကြောင်းကိုဦးကိုပြောပြတော့ဦးကသူမရဲ့ CV ဖောင်ထဲမှာအိမ်အောင်မရှိလူလို့ဖြည့်ခိုင်းခဲ့တယ်။ဒါပေမဲ့ဦးရဲ့မျက်နှာကတော့လုံးဝမကောင်းခဲ့ပါ။စိတ်ဆိုးလို့ဒေါသထွက်လို့မဟုတ်ပဲစိတ်မကောင်းဖြစ်ပြီးဝမ်းနည်းတယ်လို့မျိုး။ဦးကအဲ့လိုဖြစ်နေတာမြင်ခဲ့ရချိန်မှာချစ်ရင်လည်းလုံးဝနေလို့မကောင်းခဲ့ပြီ။ဦးနဲ့ပတ်သက်ပြီးသူမစိတ်ထဲမှာဘာတွေဖြစ်နေလဲမသိ။ချီအတွေးလုံရင်းနဲ့ရှောက်လာနေတော့တက်လေကားတကားပိတ်တော့မှကိုမြင်လိုက်ရလို့ခဏဆောင်မအောင်။လှမ်းអော်ပြီးတက်လေကားစီကိုခက်မြန်မြန်ပဲပြေးလာခဲ့လိုက်တယ်။သူမတက်လေကားရဲရောက်တော့အထိတ်မှာကတက်လက်ပိုင်းအမျိုးသား2ဦးသာရှိတယ်။ကျေးဇူးပါရှင်။ပြောပြီးချီလဲသူတို့ရှိမလန်မကန်းမှရက်ပြီးပတ်စံအိတ်ထဲကမိတ်ကပ်ဘူးကိုထုတ်ကကိုမျက်နှာရဲ့လိုအပ်ချက်တွေကိုဖုံးပြီးဖို့လုပ်နေတော့ခုနကလူ2ယောက်ထက်ကရုပ်ပိုချောတဲ့အမျိုးသားကသူမကိုလာကြည့်နေတာကိုမှန်ထဲကနေတဆန်ချီမြင်လိုက်ရတယ်။သူကြည့်နေတာကိုချီသိသွားတာတောင်မှသူကမျက်နှာမလွဲသလိုလက်ပြမလုံးနဲ့အရိပ်ရောင်လည်းမပြပဲမှန်ထဲကမြင်နေရတဲ့ချီရဲ့မျက်ဝန်းတွေကိုခက်ဆိုင်ဆိုင်ကြည့်လာတယ်။ချီလေးမိတ်ကပ်ဘူးကိုပြန်သိမ်းပြီးသူနဲ့ခက်ခွာခွာတို့ပို့ပြီးတိုးရွှေ့လိုက်တယ်။ဖြစ်ချင်တော့ချီနဲ့သူတို့သွားနေတာကတလွားလေးပါ။ချီလေးသူတို့ထက်အရင်ကတ်တက်တက်ရှောက်လာပြီးရုံးခက်ရှိရာကိုအမြန်လာကခုံမောင်ဝင်ထိုင်လိုက်တယ်။အလှလျှောက်တဲ့သူတွေကများလို့ချီစိတ်တက်ပင်ကျသွားခြင်းတလို့ပါပဲ။ဘာမှမကြောက်နဲ့နော်ကလေးအကောင်းဆုံးကြိုးစားခဲ့။ဦးကလည်းချီအင်တာဗျူးဖြေတဲ့ဒီလိုက်ဆောင်ပေးပါဆို။လက်ဆောင်ပေးကြပါလေဒါပေမဲ့ဆန်ဆိုင်လေးကိုအားကိုပြီးတတိရှိစေခြင်းလို့ကိုရိုင်းကပဲကိုယ့်ရဲ့စိတ်ကိုအားပေးနိုင်တာဆန်ဆိုင်လေးရဲ့ဦးရဲ့စကားတွေကိုပြန်ကြားရောက်လာတော့ချီရဲ့နှကန်းတွေကအလိုလိုနေရင်ပြုံးသွားရတယ်ထို့စဉ်သူမတို့ရှေ့ကနေဖျက်လျှောက်သွားတဲ့သူကြောင့်ချီရဲ့မျက်ဝန်းလေးတွေကတိတိတသာလှုပ်ရှားသွားရတယ်တလေကားတွေကလူချီစိတ်ထဲကနေပြီးတီတိုးရီရွနေတော့မှပဲထိုလူကသူမကိုလဲကြည့်လာတယ်တလေကားထဲမှာကြည့်ခဲ့တော့ကအကြည့်မျိုးနဲ့လေထိုလူကသူမတို့အင်တာဗျူးဖြစ်ရမယ်ရုံးကန်နဲ့ဝင်သွားတော့သူကဒီကုမ္ပဏီရဲ့ယာရုကြီးပိုင်းတွေကဖြစ်မယ်လို့ချီထင်လိုက်တယ်ချီတင်ထားသလိုပါပဲသူကယာရုကြီးပိုင်းတွေကဖြစ်ပြီးသူ့ယာသူက CEO တဲ့သူမအင်တာဗျူးဖြေတော့လေသူကထုံးစံတိုင်းလာကြည့်ပြန်တယ်သူရဲ့အကြည့်တွေကဒီပလိုကြီးမန်းကိုမသိတာပါတကယ်ကိုတင်းတင်းစီစီကြီးဆူးရှာပြီးညှို့ယူနေသလိုအကြည့်ပေမဲ့ဦးရဲ့အကြည့်လောက်တော့ရင်ခုန်မှုမကောင်းပါဦးရဲ့အကြည့်တွေကကျနာချင်းမျက်နှာချင်းချစ်ခင်ယူရခြင်းတွေအပြည့်နဲ့ဖြစ်ပြီးတင်စီချင်းကင်းမဲ့ကသူမအတွက်ဆိုအရာအလုံးကိုအလျှော့ပေးထားတယ်ဆိုတဲ့အကြည့်မျိုးဦးကသူမအတွက်ခင်ပွန်းလိုဖြစ်တယ်မှုမျိုးအပြင်အဖေလိုအကိုလိုတငယ်ချင်းလိုမျိုးသူမကိုကာကွယ်စောင့်ရှောက်ပေးပြီးပျော်ရွှင်ခြင်းတွေယူဆောင်လာပေးသလိုသူမရဲ့ခံစားချက်တွေကိုအလေးထားပေးတတ်တဲ့သူဟာဦးကိုလက်ထပ်ရတာကိုချီလုံးဝနောင်တမရပြီညနေဦးအိမ်ကိုပြန်လာတော့ချီကဦးကိုအပြေးလေးထွက်ကြိုလိုက်တယ်ဆန်ဆိုင်လေးအင်တာဗျူးဖြေခဲ့တာအဆင်ပြေခဲ့ရလားဦးကချီပကုံးလေးကိုဖတ်ပြီးမေးလာခြင်းမှာပြေတယ်ဦးပြောသလိုမျိုးချီအကောင်းဆုံးစူးစမ်းခဲ့တာပဲရတာမရတာအပထားလေအကောင်းဆုံးလုပ်နိုင်ခဲ့လို့ကြည်နဲ့တယ်ကြည်စမ်းမအောင်ကွာငါစနေလေးကအရွယ်နဲ့မလိုက်အောင်ကိုတွေးခေါ်တက်လိုက်တာဦးကသူမပကုံးလေးကိုဖတ်ရင်းနဲ့အိမ်မော်ကိုခေါ်လာလိုက်တယ်အဲ့လိုဆိုမှချီမွေးနေရောက်တော့မှနော်ဦးဘာလုပ်ပေးမှလဲဆန်ဆိုင်လေးကဘာတွေစိတ်ကူးထားလို့လဲကို့ကိုပြောပါအောင်ဦးစစ်စင်ပေးရတွေအားလုံးချီကလက်ခံမှာပါဦးကချီကိုမွေးနေ့လုပ်ပေးမှာပေါ့နော်လုပ်ပေးမှာပေါ့ဗျာကိုယ့်ရဲ့ကလေးလူကြီးစားဖြစ်ခြင်းပဲလေကိုကအမတ်တရကောင်းလေးတွေဖန်တီးပေးမှာဦးကလည်းချီပေါ်မှာအရန်ကောင်းတာပဲနော်ချစ်လို့လေချစ်တော့စိတ်ချမ်းသာစေခြင်းမိတာပေါ့ဦးရဲ့စကားကိုကြားတော့ချစ်ရင်ထဲမှာတိတိတသာလောက်ခတ်သွားရတယ်ဦးရဲ့အပြုတ်မှုတစ်ခုချင်းစီတိုင်းကသူ့မနှလုံးသားကိုအမြဲနှွေးထွေးနေတာပဲအခန်းငယ်လေးထဲမှာအနမ်းချင်းပလဲနေတဲ့အသက်ရှူတန်းနှကန်းချင်းစုပ်တန်းတွေကိုလွှမ်းချောင်လို့နေလေတယ်နှစ်ယောက်လုံးကလည်းအဝတ်အစားပလာတွေနဲ့သူ့ရဲ့လက်တွေကသူမရဲ့ရင်သားလေးတွေကိုဖြင်းညှက်ဆုံနေရင်နှကန်းလေးကိုပါအလွတ်မပေးဘဲအနမ်းချမ်းချမ်းတွေချွေနေလိုက်တယ်
ဦးကသူမရဲ့နှကန်းတွေကိုနိုင်ရမှာလဲတိုင်းစီကူပြောင်းသွားပြီးအနီရောင်အမတ်သားလေးတွေဖန်တီးပေးလိုက်ပြန်သေးတယ်။ဦးရဲ့ရှာသူမရေုံမော်လေးရောက်လာချိန်မှာတော့ချိတကုံလုံးတုံရင်သွားရတယ်။ဦးကသူမချိတ်ကလေးကိုသူ့ပါဇက်ထဲမှာငုံခဲ့ပြီးရှာနဲ့ရစ်ပတ်စော့ကစားနေပြန်သေးတာမို့ချီရဲ့ခန္ဓာကိုယ်ကနေရတာအဆင်မပြေတော့ပဲတခုခုကိုတောင်းတလာတယ်လို့ပဲ။ဦးချီမနေတတ်တော့ဘူး။သူမလေးကတောင်းတနေပြီဆိုတာကိုသိတာနဲ့သူလည်းသူမအောက်ပိုင်းလေးစီကျူးကျော်လိုက်ပြီးသူ့လက်နဲ့အုံမိုးကိုင်ကသူမထဲကိုလက်တစ်ချောင်းထိုးထည့်လိုက်တယ်။သူ့လက်နဲ့အတွင်းထုတ်ခက်ကြကြလှုပ်ပေးပြီးမှသူ့လက်ကိုရှက်လိုက်ပြီးသူ့ရဲ့ကောင်ကိုသူမပေါက်ငယ်လေးမှတိတ်လိုက်ပြီးတရစ်ချင်းထိုးသွင်းလိုက်လေတော့တယ်။ဆက်ကလေးနောက်လန်ပြီးရှင်ဘက်လေးကော့တက်သွားတဲ့သူမကိုသူ့အပေါ်စီးကနေငုံကြည့်ပြီးစပင်လေးတွေကိုတယူတရတက်ပေးလိုက်တယ်။ပြီးတာနဲ့သူ့ဟာကိုပုံမှန်လှုပ်ရှားပြီးသူမညီးစံလေးတွေကျဲတဲ့ကျဲလာအောင်သူအစွမ်းကုန်စူးစမ်းမိတော့တယ်။သူ့ဘက်မျက်နှာမူပြီးပင်မစွာအိမ်မောကျနေတဲ့သူမရဲ့မျက်နှာလေးကိုဝေဟင်မျက်နှာစွာငိမ့်ဆိုင်ကြည့်ရင်ပါးပြင်းနုနုလေးကိုလန့်ကိုင်လိုက်တယ်။အိမ်နေတဲ့ပုံစံလေးကအစချစ်မြတ်နိုးစရာကောင်းတဲ့သူ့ရဲ့ဇနီးငယ်လေးဘယ်တော့ခါမှသူချစ်မဝနိုင်တဲ့သူ့ဇနီးငယ်လေးသူအယမ်းချစ်ရပါတယ်သူ့ချစ်ဇနီးငယ်လေးသူမနဲ့သာဝေးရရင်သူခံနိုင်မရှိမှချင်းသေးတယ်။သူကြည့်နေတော့သူမမျက်ခွန်လေးတွေကလှုပ်ခတ်လာပြီးမျက်လုံးလေးတွေကခပ်ပြေးပြေးပွင့်လာလေတယ်။ဦးမအိတ်သေးဘူးလား။ကလေးအိတ်နေတာလေးကိုကြည့်နေတာ။ဘာလို့ချက်လို့လေပြောပြီးဦးကသူမရဲ့နှဖူးလေးကိုနမ်းလာတယ်။ဦးကလူဆိုးကြီးချစ်ကိုအမြဲနိုင်ကျင်နေ။ကိုကဒီထက်မကအနိုင်ကျင့်ကျင်သေးတာ။အချိန်တိုင်းနေ့တိုင်းညတိုင်းပဲ။ဦးနော်အကျင့်ကိုကဦးကသူမကိုပြုံးတုံးလုံးကြည့်လာပြီးသူမကိုလေးကိုသူ့ရဲ့ရင်ခွင်နဲ့ဆွဲတွင်းကဆောင်းကိုတေချာဆွဲချုံပေးလာတော့တယ်။အဲ့တော့ပင်မထားတာလေ။ဟုတ်ဦးလည်းအဲ့တော့နော်good night babyဝေဟင်နှကန်းလေးတွေကိုဖိကက်နမ်းလာပြီးသူမကိုပို့တိုးဘက်ကမျက်လုံးတွေကိုမိတ်ချလိုက်တော့တယ်။ရှင်ဟုတ်ကဲ့ပါရှင်ကျေးဇူးပါနော်။ချီဖုံးချလိုက်တာနဲ့အခန်းထဲကနေပြေးထွက်လာခဲ့လိုက်တယ်။အောက်ထပ်ကိုရောက်တာနဲ့ဦးရှိနေမဲ့ရေကူးကန်စီကိုအပြေးလေးထွက်လာခဲ့လိုက်တယ်။ဦးသူမအတန်ကိုကြတော့ဝေဟင်ရေကူးနေရာမှာရက်လိုက်ပြီးရေကူးကန်ပေါင်းစီကိုကူးကသူမကိုစောင့်နေလိုက်တယ်။ဦးဘာဖြစ်လာတာလဲကလေးရဲ့အလန့်တကြားနဲ့သူမကသူ့ရှိမှဒူးလေးတုတ်ခါထိုင်ချပြီးဦးချီအလုံးရပြီးတပတ်ခါကျရင်အလုံးစစင်လို့ရပြီတဲ့။တကယ်လားတကယ်ပေါ်လို့ချီအယောင်ဝမ်းတာတာပဲဦးလည်းဝမ်းတာတယ်မဟုတ်လားယင်ဝမ်းတာပါတယ်ဗျာကိုကလေးကတော်ပြီးသားပဲ။ဦးကရေကန်ပေါင်းပေါ်မှာထောက်ထားတဲ့သူမလက်ကလေးကိုဆွဲယူလိုက်ပြီးသူမကိုခါးကနေအသာပွေးကရေကူးကန်ထဲကိုဆင်းစေလိုက်တယ်။ဦးချီကရေချိုးပြီးသားသိပါတယ်ဒါပေမဲ့ကိုတို့ကတခါမှရေတူတူမချိုးဘူးလေကလေးဟုတ်အခုအလုံးလုံးရတော့မယ်ဆိုတော့အလုံးမှာကောင်းလေးချောချောလေးတွေရှိကြမှာပဲကိုစိတ်မချခြင်းမူကိုစီကနေဆန်းရှိုင်းလေးကိုတယောက်ယောက်ကလာလူယူသွားမှမျိုးကိုလုံးဝလက်မခံနိုင်ဘူးဦးစိတ်ချပါနော်ချီကကုတ်ကိုအိမ်အောင်တယ်ဆိုတာကိုဘယ်တော့မှမေ့ချမှာမဟုတ်ပါဘူးဦးပေါ်မှာလည်းချီကဖောက်ပြန်မှာမဟုတ်ဘူးအဲ့ဒီကိစ္စနဲ့ပတ်သက်လို့ကတော့ဦးဘက်ကရန်လုံးပြေယုံကြည်ထားလို့ရပါတယ်သူမရဲ့စကားလေးတွေကသူ့ရဲ့စိတ်ကိုအတော်လေးကျဉ်နေစေတယ်ဒါပေမဲ့သူ့ရဲ့စိုးရိမ်စိတ်တွေကတော့လျှော့ပါမသွားပါသူမကိုမယုံလို့မဟုတ်ပဲကံကြမ္မာကိုမယုံတာပါသူတို့အိမ်တော်ကြီးကသူမဘက်ကအချစ်မပါခဲ့တဲ့အတွက်တစ်ချိန်ချိန်မှာသူမရင်ထဲကနေချစ်မြတ်လို့ရမယ်သူပေါ်လာရင်သူ့ကိုထားခဲ့မှကျင်းသေးတယ်အကယ်၍အဲ့လိုသာဖြစ်လာရင်သူဘလို့များဆုံးဖြတ်မိမှာပါလေဦးကသူမအလုပ်ရတဲ့အထိမ်းအမှတ်အနေနဲ့သူမကိုဆွဲချိုးလေးတကုံလက်ဆောင်ပေးတယ်ကြိုက်လားကလေးကြိုက်တယ်ဦးကျေးဇူးတင်ပါတယ်နော်လင်မယားเจ้าကအဲ့ဒါတွေပြောဖို့မလိုပါဘူးကလေးကလေးစိတ်ချမ်းသာနေရင်ကိုရပြီကိုအတွက်တကယ်ပြည့်စုံပြီဦးကတကယ်ကိုချီအတွက်တကြားမင်းကြီးပဲသိလားနှက်သားမဟုတ်ဘူးလားတကြားမရနှက်သားထက်အဆင့်မြင့်နေလေဦးကချီရဲ့တကြားမင်းကြီးပဲချီကရောဦးအတွက်ပါလေဦးကသူမခါလေးကိုအသာတိုင်းပတ်ပြီးသူမမျက်နှာလေးကိုမေးပြားကနေဆွဲမော်လိုက်တယ်ဆန်းရှိုင်းလေးကကိုယ့်ရဲ့ဘယင်မကိုယ့်ရဲ့နှက်သမီးကိုယ့်ရဲ့ဇနီးလေးပြောပြီးတာနဲ့ဦးကသူမရဲ့နှကန်းလေးကိုတိမ့်ပိုက်လာပါတော့တယ်ဒီနေ့ချီအလုံးဆောင်ဝင်တဲ့နေ့ဖြစ်ပြီးဦးကသူမကိုကုမ္ပဏီအရှိတ်ထိလိုက်ဖို့ပေးခဲ့တယ်။အပြန်ကြရင်ကိုဝင်ကြုံမယ်နော်ကလေး။ဟုတ်ကဲ့ဦးကားကိုဖြည်းဖြည်းမောင်းတော့တတဦးနဲ့အပြန်လဲနှုတ်ဆက်ပြီးတာနဲ့ချီလဲကုမ္ပဏီထဲကိုဝင်ခဲ့လိုက်တယ်။သူမလေးသူ့မြင်ကွင်းထဲကပျောက်သွားပြီးဆိုမှဝေဟင်လဲကားဆက်ကိုပြန်လို့ပြီးနေရာကနေမောင်းထွက်လာခဲ့လိုက်တော့တယ်။ချီကုမ္ပဏီပဲရောက်တယ်ဆိုရင်ပဲသူမအတွက်စီစဉ်ပေးထားတဲ့စပွဲမှာဝင်ထားလိုက်တယ်။ခဏကြာတော့သူမတို့ရဲ့ boss ရောက်လာပြီးသူမတို့ဝန်ထမ်းနေရာကနေဖျက်လျှောက်သွားရင်းနဲ့ပဲ boss ကသူမဘက်ကိုလှည့်ကြည့်သွားပြန်တယ်။မင်္ဂလာပါ boss ဝန်ထမ်းတွေအကုန်လုံးကနေရာကနေထားပြီးနှုတ်ဆက်လိုက်မှပဲချီလဲရောင်ရောင်ကန်းကန်းနဲ့နေရာကနေကမန်းကနန်းထားလိုက်တယ်။ boss ကသူမပုံစံကိုကြည့်ပြီးပြုံးလိုက်သလားပဲမသိပါ။သူရုံခန်းထဲကဝင်သွားပြီးဆိုတော့မှချီတို့အားလုံးနေရာမှာပြန်ထိုင်လိုက်ကြတယ်။ boss ကတကယ်ပဲဘလို့လူပါလိမ့်။ boss ရဲ့နာမည်ကအထွတ်မြတ်တဲ့တင်စည်းချက်ပဲနော်ဦး။
သူမကအဲ့ရကိုတခြားပြန်ပြူးနေအောင်ခင်းနေရင်မှညဝက်အင်ဂျီလဲနေတဲ့သူ့ကိုအတင်းတုံနေခြင်းမင်းလူကရောချောလားလူကတော့ချောပါတယ်အသက်ကအခုမှ20ခုပဲရှိသေးတာတဲ့။အော်ချောတယ်ပေါ့ချောပါတယ်ဆိုမှပဲဦးကလည်းသူကတဝင်းကြိုပြီးရွှဲမိတာကိုသူမကချောတယ်ကြီးထက်နေလို့ဝေဟင်းစိတ်ထဲမကျေနပ်ချင်းသူအဝတ်စားလဲပြီးတာနဲ့သူမကိုဘာမှမပြောတော့ပဲအဲ့ရဝတက်လဲပြီးသူမကိုကြောပေးထားလိုက်တယ်။ဦးအဲ့တော့မလား။နောက်တော့တောင်းလေခဏတော့ခြေသွားယူလာခဲ့မင်း။နေပါစေတော့မယူနဲ့တော့မတောက်တော့ဘူး။ခြေကသူ့ဘက်ရောက်လာပြီးမှကလေးမဝင်ထိုင်လိုက်ခါဘာလို့လဲနေမကောင်းလို့လား။သူ့ရဲ့နဘူးကိုလာဆန်းကြည့်တယ်။ကိုလည်းမပူပါဘူး။ချက်ချင်းကောက်ကငင်ကာကြီးဘာဖြစ်သွားတာလဲဦးရဲ့။ကိုတဝင်းတုံနေတာဆန်ဆိုင်လေးကတခြားယောက်ျားကိုချောတယ်ပြောလို့ကိုမကြင်မနှက်ဖြစ်နေတာ။အော်အဲ့ဒါကြောင့်လား။ဘာများလဲလို့ဦးရဲ့ကလေးဆန်လိုက်တာ။အဲ့ဒါတွေကချစ်မိသွားတဲ့သူတွေပဲနားလေမှာဆန်ဆိုင်လေးရဲ့ကိုချစ်ရတဲ့သူကိုကလွယ်ပြီးတော့ဘသူ့မှာအယုံမဆိုင်စေချင်တာချစ်မိသွားတတ်ကြတဲ့သူတိုင်းမှာရှိတဲ့အတ္တပဲ။တဝင်းတူတဲ့စိတ်မချခြင်းဘူးမဆုံးရှုံးခြင်းဘူးအဲ့ဒါတွေကဆန်ဆိုင်လေးကိုချစ်လို့ဖြစ်လာတဲ့ကိုရဲ့အတ္တတွေလေ။သူ့စကားဆုံးတော့ချီမျက်နာလေးကပျောက်စီးစီလေးဖြစ်သွားရတယ်။သူကချောရမှန်ပေမဲ့သူ့ပုံစံမအေးချမ်းဘူး။ချီရဲ့အမြင်မှာချောရခြင်းတူတူဥကပို့ပြီးအေးချမ်းနေ။ဦးကချက်ချင်းပဲထိုင်ရမှထပြီးသူ့မလက်လေးကိုကင်ကတကယ်လားဆန်ဆိုင်လေးတကယ်ပြောတာလား။အင်းဘောချဲတွေ့ဘူးသမားယောက်ျားတွေထဲမှာဖေဖေပြီးရင်ဦးကအခန့်ဆုံးနဲ့လေးစားစရာအကောင်းဆုံးပဲ။ဒီအခါမှာဦးကကျင်းနဲ့သွားတဲ့ဟန်နဲ့သူ့မကိုလေးကိုခက်တက်ချင်းပွေးဖွက်လာပြီးချစ်ဖို့ကောင်းလိုက်တဲ့ကိုစနေလေးသူမမျက်နှာလေးအနှံ့ကိုအနှမ်းတွေပေးလာပါတော့တယ်။ဦးရဲ့အနှမ်းတွေကြောင့်ချီရင်တွေခုန်နေတာဘာကြောင့်မှလဲ။နေအောင်ကြီးဘော့စ်ခေါ်နေတယ်။သူမရဲ့စီနီယာအမတယောက်ကလာပြောတာမို့ချီလဲနေရာကနေထပြီးရုံးခန်းစီကိုဦးတည်လာခဲ့လိုက်တယ်။ရုံးခန်းရှင်ရောက်တာနဲ့တကားကိုအသာခောက်ပြီးအခန်းထဲကိုဝင်ခဲ့လိုက်တယ်။ boss ချီကိုခေါ်ရဲဆိုလို့ပါ။ထိုင်ပါ။ချီလဲဆိုဖာမှာခက်ရွရွဝင်ထိုင်လိုက်တယ်။အလုပ်လုပ်ရတာအဆင်ပြေရဲ့လား။ပြေပါတယ် bossမနေ့ပြန်ကြရင်တော့ဒီလောက်ကောင်မှကျင်းပမဲ့မင်္ဂလာပွဲတစ်ခုအတွက်ခေါင်းဆောင်တဲ့တူလိုအပ်တာတွေစပြီးပြင်ဆင်ရတော့မှာပါ။ကိုသိထားပါတယ်။မင်းကဒီရဝန်ထမ်းတွေထဲမှာအသက်အငယ်ဆုံးဆိုတော့မင်းဒီအလုပ်တွေကိုလုပ်နိုင်ပါမလားလို့တွေးပူနေမိတာ။လုပ်နိုင်ပါတယ်။ဒီအလုပ်ကချစ်ရဝါသနာလေး။ तू ကဘာမှဆက်မပြောဘဲနှုတ်ဆက်သွားတော့ချီလဲဘာပြန်ပြောလို့ပြောရမလဲမသိ။မနေ့ကမင်းကိုလာကြိုတာဘာတူလဲ။ရှင်။ तू ကဘာမှဆက်မမေးပဲချီမျက်နှာကိုသာစိုက်ကြည့်လို့နေတယ်။ဟုတ်ဦးလေးပါ။အဲ့လိုပြောလိုက်ရတဲ့ချီရဲ့ရှင်ထဲမှာအတော်လေးအောက်မြက်သွားရပြီးဦးကိုလည်းအာနာတနာသွားရတယ်။အော်နှုတ်တယ်နော်။ဦးကလေးလေးကအရန်နှုတ်ပြီးချော်တယ်။မင်းမရီစားရှိလား။မင်းကလာတော့ရီစားရှိလားလို့မရှိပါဘူး။အော်ထင်ပါတယ်။ဟိုအဲ့ဒါတွေမေးဖို့ခေါ်တာလားယင်။ဟုတ်တယ်။ဟမ်မင်းနဲ့ပတ်သက်တာတွေကိုသိကြလို့ဘာလို့လဲ။နောက်မှပြောမယ်သွားလို့ရပြီ။ချီလေးနှစ်ခါပြောစရာပဲမလိုပဲထိုအခန်းထဲကနေမပြေးရုံတမဲထွက်လာခဲ့လိုက်တယ်။ boss ပြောခဲ့တဲ့စကားတွေကလည်းသူ့မနားထဲကနေလုံးဝမထွက်နိုင်ပဲရှိနေတော့တယ်။ဖွားဖွားကြီးချီတို့အလဲလာတယ်။ရုံးပေးရမို့ဦးနဲ့ချီတို့အဖွားဖြစ်သူထံကိုအလဲရောက်လာခြင်းမှာအမလေးပေါ်လာကြသေးတယ်တမျိုးရဲနေလို့ပဲ။ဖွားဖွားကသူမတို့ကိုရွှဲတယ်လို့လေးပြောပြီးအနားကိုရောက်လာလေတယ်။ချီကအလုံးနဲ့မို့ပါ။ဖွားဖွားအလကားနောက်တာပါလာကြ။တော်မိုးကြီးကမြီးတွေကိုအေကန်ထဲကိုခေါ်လိုက်တယ်။ငါမြင်လေအလုံးမှာအဆင်ပြေရလားပြေးပါတယ်ဖွားဖွားရဲ့ချင်လေးဒီနေ့ပဲအားတယ်ဟိုနေ့ကတောင်မှမြည်ရဲ့မေမေကဖုန်းဆက်သေးတယ်မြည်အလုံးလုံးနေတာကိုတော့မပြောလိုက်ဘူးဒါပေမဲ့မကြခင်အောင်စင်းတွေထွက်တော့မှဆိုတော့သူတို့လည်းရန်ကုန်လာကြမှာအဲ့ခါကျရင်ငါမြည်လုံးလုံးနေတာသိမှာပဲငါမြည်ဘလို့စဉ်းစားထားလဲကြည်ဦးအာကိုတကြီးလဲကြည့်လိုက်တော့ဦးကသူမလက်လေးကိုလာကင်နေကျွန်တော်တို့အမှန်တိုင်းပဲပြောလိုက်မှာပါအခုချီကအိမ်ရှင်မတယောက်ဖြစ်နေပြီချီကိုကျွန်တော်ပဲပိုင်တာသူနဲ့ပတ်သက်သမျှကျွန်တော်နဲ့ပဲဆိုင်နေဦးရဲ့စကားကချီအားအတော်လေးအားတက်စေပြီးတတိတွေပါရှိလာစေသလိုပါပဲဦးကပဲသူမရဲ့အားကိုးရပါတကယ်ကိုခဏလေးဆိုသလိုပဲအောင်စင်းရင်ထွက်မဲ့ရက်ကိုရောက်ရှိလာတယ်ချီတင်ထားသလိုပဲချီကအော်ဒီပါခဲ့တယ်ထို့အခါမှပဲသူမရဲ့မိဘတွေကရန်ကုန်ကိုထွက်လာကြတယ်သူမမိဘတွေမရောက်ခင်တရက်အလုံးမှာချီလည်းအလုံးမသွားပဲခွင့်ရက်ရှည်ယူထားလိုက်တယ်ဖေဖေနဲ့မေမေတို့ရောက်လာရင်အတိုက်ခံတွေဖြစ်ရအောင်ပါလေအမတ်စင်းရင်ထွက်လို့စေးကြောင်းတာမိရင်သူမမိဘတွေနဲ့သူမကြားမှာဘာတွေဖြစ်လာမလဲမပြောတတ်ပါသူမအလုံးမသွားပြီမဲ့ boss ကသူမကိုဖုန်းနဲ့ကွန်ပျူတာစကားလမ်းပြောတယ် congratulation ပါကြီးတကယ်ဆိုရင်ကိုကအလုံးဝင်တာမကြသေးတဲ့ဝန်တန်းကိုခွင့်ရရှိမပေးတတ်ဘူးမင်းမို့လို့ကျေးဇူးတင်ပါတယ် boss မင်းတို့ကိုလက်ဆောင်စီစဉ်ထားတယ်အဲ့ဒါမင်းအိမ်ကိုလာလို့ရမလားမလာပါနဲ့ချီအလုပ်ပြန်ဆင်းမှာပဲလက်ခံပါမယ်โอเคလေမင်းအလုပ်ပြန်ဆင်းမဲ့အချိန်ကိုစောင့်နေမှာကြီးဟုတ်ကဲ့သူမ boss နဲ့ခြံထဲမှာဖုန်းပြောပြီးအိမ်ထဲပြန်ဝင်လာတော့ဦးကဘယ်သူနဲ့ဖုန်းပြောနေရလဲကလေးဟိုးရင်မေးလာတယ် boss နဲ့လေချီကိုကွန်ပျူတာစကားလမ်းပြောတာ
အော်ဟိုချောရဲဆိုတဲ့တယောက်လား။ဦးကလေတောင်အခုထိပြောလို့မပြီးသေးဘူး။ချိတက်တောင်ကလေးဆန်နေသေးတယ်။ဆန်းရှားလေးရဲ့အလုပ်ကလူတွေကဆန်းရှားလေးကိုလူလွတ်လွတ်ပဲထင်နေကြတာလေ။တယောက်ကလာပိုးပန်းရင်ဘယ်လိုလုပ်မလဲ။အဲ့လိုပိုးပန်းတိုင်းချိကပါသွားမယ်ထင်လို့လား။မထင်ပေမဲ့စိတ်မချတာပဲလေ။ဦးရဲ့မုံတိတ်တဲ့ရုပ်ကြီးကိုကြည့်ပြီးချိမာရဲ့ချင်းစိတ်ကိုမနှဲထိန်ထားရတယ်။ကဲပါဦးရဲ့အဲ့ရုပ်ကြီးလုံးမနေပါနဲ့ထမင်းသွားစားရအောင်။ချိကိုထမင်းခွန်ကျွေးနော်။ဦးနော်။သူမကကတ်ချွေးနေပြန်တော့သူ့မှာချက်ချင်းအေးပြောသွားရတယ်။ဟုတ်ပါပြီလား။ဦးကချိပခုံလေးကိုဖတ်ပြီးထမင်းစားခန်းထဲကိုခေါ်လာခဲ့လိုက်တယ်။ဦးခွန်ကျွေးတဲ့ထမင်းလောက်တိုင်းဟာခြေစားဘူးခဲ့သမျှထဲမှာအရသာအရှိဆုံးပါပဲ။တွေ့လားငါသမီးကတကယ်တော်တာပါဆိုမိဘတွေလိုချင်တဲ့အတိုင်းဖြစ်အောင်လုပ်ပေးတယ်။အမစင်းထွက်လာချိန်မှာသူမရဲ့အမကစိတ်မက်မိနေလို့အဖေကအပျော်ကြီးပျော်နေပြီမဲ့ခြေကတစ်စက်ကလေးမှမပျော်နိုင်။ခြေမလုံးချင်တဲ့အရာတွေကိုလုပ်ရတော့မှမို့လူကအသက်ရှူကျက်လာတယ်လို့ခံစားရပြီးငိုပါငိုချင်နေတယ်။ငါသမီးကစိတ်ချောင်းသူကြီးဖြစ်တော့မှပြီးရင်ဆံဝင်မကြီးဖြစ်လာမှာဝေဟင်ကမျက်နှာမကောင်းနေတဲ့ခြေကိုတစ်ချက်ကြည့်ပြီးမှကျွန်တော်ခြေကိုစိတ်ချောင်းပေးမတတ်ဘူး။ခြေဦးကိုမျက်လုံးဝိုင်းလေးနဲ့အထိတ်တလန့်မောကြည့်မိလိုက်တယ်။ဒါပြင်ဒေါ်မိုးကြီးခင်ယူရနဲ့မြတ်သူရရဲ့အကြည့်တွေကပါဝေဟင်တန်တို့ရောက်လာကြတယ်။သူ့ဆံဝင်ပေးမလို့ဘူး။ဘာကွနေလေးအောင်ကနေရာကနေချက်ချင်းထားရက်ပြီးဝေဟင်ရဲ့အင်ဂျီလေပင်ကိုစောင့်ဆွဲလိုက်တယ်။မင်းဘာစကားပြောလိုက်တယ်။ခြေကိုဆံဝင်ပေးမလို့ဘူး။ तू ကဆံဝင်ပြစ်ချင်တာမဟုတ်ဘူး။အဲ့ဒါတွေငါစိတ်ဝင်စားဘူး။ငါတစ်ချိန်လုံးငါသမီးကဆံဝင်ဖြစ်ရမယ်လို့ကြွေးကြော်ထားတာကွ။အကူကသူ့ဆန္ဒကိုမေးဘူးလို့လား။ तू ဘာဖြစ်ချင်လဲမေးဘူးလို့လား။ तू ကရောဆံဝင်ဖြစ်ချင်ပါတယ်လို့ပြောခဲ့ဘူးလို့လား။အကူတို့ဘာသာတတ်မှတ်ခဲ့ကြတာမလား။ကျွန်တော်က तू ဖြစ်ချင်တာတွေကိုပဲဖြည့်ဆည်းပေးမှာ။ तू ကဆံဝင်ဖြစ်ချင်ပါတယ်ဆိုရင်တော့ကျွန်တော်အစွမ်းကုန်ပန်ပိုးမှာပါ။ဒါပေမဲ့ तू ကမှဆံဝင်မဖြစ်ချင်တာ။ तू မလုပ်ချင်တဲ့အရာကိုစလုပ်ခိုင်းပြီးသူ့ကိုစိတ်ဆင်းရအောင်မလုပ်နိုင်ဘူး။နေအောင်ကြီးက तू ဝါသနာပါရအောင်လုပ်ရမယ်။ तू ဖြစ်ချင်တာကိုပဲအကောင်ကျဲဖော်ရမယ်။ဒါကသူ့ခင်ဘိုးအနေနဲ့ကျွန်တော်ရဲ့ဆုံးဖြတ်ချက်ပဲ။အာဒီကောင်ကွာနေလင်းအောင်ရဲ့လက်သေးကဝေးဟင်းရဲ့ပါယူပေါ်ကိုအရှိန်ပြင်းစွာကြားရောက်သွားတယ်။ဦးမြေချီကသူ့ကိုဆွဲထုတ်ပြီးမှသူ့ရှေ့မှာပိတ်ရက်ကအဖေဖြစ်သူပန်းမျက်နှာမူ၍သမီးတောင်းပန်ပါတယ်ဖေ။သမီးဆောင်ဝယ်မဖြစ်ချင်အောင်။ဘာလူတွေရဲ့အသက်ကိုအားကျုံမှတက်ခဲ့ရင်းနဲ့တခုခုချွတ်ချော်ပြီးလူတက်မိမလားလို့စိုးရိမ်နေရမယ့်အစားပန်းတွေကိုပဲတယူတရပြိုးထောင်ခြင်းနဲ့သမီးရဲ့ကိုယ်ပေါ်မှာစိတ်အနှံ့တွေစားပန်းအနှံ့တွေနဲ့ပဲဆွဲစီခြင်းနဲ့စိတ်ရုံလျှောက်တဲ့လမ်းထက်ပန်းကင်းကိုပိုသဘောကျတယ်။သမီးဆရာဝယ်မဖြစ်ချင်အောင်ဖေ။သမီးကပန်းတွေကိုအလားဆင်နေသူပန်းတွေကိုပြိုးထောင်သူကိုဖြစ်ချင်တာ။သမီးကလေးဖေစီကနေဒုတိယကြိမ်ပါရိုက်ခံရခြင်းမှာမွေးရကြုံမနဲ့တဲ့ဟာမပြောပြီးဖေကသူမတို့အိမ်ထဲကနေဒေါနဲ့မောနဲ့ထွက်သွားပါတော့တယ်။သမီးအမေဖြစ်သူစကားမဆုံးခင်မှာပဲခြေလဲအိမ်မော်ကိုပြေးတက်လာခဲ့လိုက်တယ်။သူမရဲ့ဆန္ဒကိုထုတ်ပြောမိတာဒီလောက်ထိအပြစ်ကြီးသွားတာလား။သားသမီးကိုအကောင်းဆုံးတွေပဲရစေချင်တဲ့မိဘတွေရဲ့စိတ်ကိုနားလဲပေးမယ်။မိဘတွေကလည်းသားသမီးတွေရဲ့စိတ်ကိုနားလဲပေးရင်ကောင်းမယ်။ကိုယ့်ရဲ့ကိုယ်ပိုင်ဘဝမှာတပားသူရဲ့ဆန္ဒတစ်ခုတည်းကြောင့်နဲ့ကိုမဖြစ်ချင်တဲ့အရာတွေကိုလုပ်ရင်မွန်းချက်ပိတ်လောင်နေရမယ့်အဖြစ်ကိုလုံးဝမလိုချင်ပါ။ဝေးရင်အပေါ်တက်ကိုတက်လာတော့ချီရအခန်းတကားဘက်ကိုကြောပေးပြီးအခုထိတရှော့ရှုံငိုနေသေးပါ။သူ့လက်ထက်ရေခဲအိတ်ကိုစပွဲပေါ်တက်ပြီးသူမနောက်ကျောဘက်မှာကတ်ထိုင်ပြီးလက်မောင်းလေးကိုအသာကင်လိုက်တယ်။ဆန်းဆိုင်လေးဘာ့ကိုရေခဲကတ်ရအောင်ထ။သူဆွဲတူတော့လေသူမကအလိုက်တင်လေးပါလာတယ်။အရန်နာနေတာလား။ဟမ်ဒီတိုင်းစိတ်မကောင်းဖြစ်အောင်ပါ။ပြောရင်လည်းသူမကမျက်ရည်တွေထက်ကျလာတော့ဝေဟင်ကသူမမျက်ရည်တွေကိုအသာအရာတုပ်ပေးလိုက်တယ်။မငိုပါနဲ့တော့ကိုရှိရလေ။ဆန်းဆိုင်လေးရဲ့ရှိမှကိုမမရှိနေပြီမယ်။ဆန်းဆိုင်လေးရဲ့ဘဝမှာမလုံးချင်တဲ့အရာတွေလုပ်ရတယ်။လုံးချင်တဲ့အရာတွေလုပ်ခွင့်မရဘူးဆိုတာမျိုးဘယ်တော့မှရှိမလာစေရဘူး။ကို့ပဲအပြေးဝါရှုံထား။အခုဆန်းဆိုင်လေးကကိုပိုင်တဲ့ကလေးပဲနော်မငိုနဲ့တော့မငိုနဲ့ဆိုမှသူမကသူ့ရင်ခွင်နဲ့မျက်နှာတိုးဝင်ပြီးပုံငိုပါတော့တယ်။မငိုနဲ့လို့ကိုကဆန်းဆိုင်လေးကိုဝမ်းမနှဲစေချင်ဘူးလေ။ကျေးဇူးတင်ပါတယ်ဦးရဲ့ဦးကြောင့်သာမဟုတ်ရင်အခုချိန်မှာချီကအရာရာကိုကိုယ်ဆန္ဒမပါပဲကောင်းညရတော့မှာ။ဦးကရှေ့ကနေလမ်းကြောင်းပေးခဲ့လို့သာချီအခုလိုမျိုးပြောခွင့်ရခဲ့တာ။ဦးကချီအတွက်တကယ်အားကိုးရပဲ။ဦးကြောင့်သာချီကအခုလိုတတ်တည်ရရှိလာတာ။ချီပေမှာဦးရှိနေတယ်ဆိုတာနဲ့တင်ချီပါဦးမှမကြောက်တော့ဘူး။အဲ့ဒီစကားနဲ့တင်ကိုကချိန်နဲ့နေပါပြီ။လာပေါ့ကိုရေခဲဝစ်ကတ်ရအောင်။ဦးကသူမကိုလေးကိုခွာပြီးစပွဲပေါ်ကရေခဲအိတ်ကိုလိုက်ယူကသူမဘာပေါ်ကလက်ဝါးရကိုရေခဲနဲ့ခပ်ပွားပွားကပ်ပေးလာတယ်။မြောင်ဝမ်းမှာသူမကိုစိုးရိမ်နေဟန်ပြည့်နေတဲ့ဦးကိုကြည့်ရင်သူမရဲ့နှလုံးသားကတိတိတတ်တာအခုံမြန်လာရတယ်။ဦးနဲ့အခုလိုနီးကပ်နေတာကိုသူမကဘာလို့ရင်တွေခုံရှက်သွေးတွေဖြာပြီးလူကပူထူနေရတာလေ။ဦးကတခြားသူလည်းမဟုတ်ပဲသူမရဲ့ခင်ပွန်းမဲကိုဦးရဲ့ကိုငွေကသူမကိုလာရောက်ထိခတ်နေတာကိုကလည်းတမျိုးရင်တုံစရာကောင်းနေပြန်နေ။ဦးရဲ့လဲပင်ဦးရဲ့ရှင်ဘက်လက်မောင်းတွေကိုကြည့်ပြီးစိန်နေရင်တိုင်ရင်နဲ့လူကရှိန်တိန်ဖိန်တိန်ဖြစ်လာရတယ်။
ဦးဟုတ်လေသူမကတခုခုပြောဖို့တွန်းဆုံနေဟန်မို့ဝေဟင်ကသူမမျက်လုံးလေးတွေကိုစိုက်ကြည့်လိုက်ပြီးဘာလဲကလေးပြောလေဟိုချီတို့ဘာမှမဟုတ်ပါဘူးထားလိုက်ပါတော့ပြောပါကလေးရဲ့ဘာပြောမှလဲဟွန်းသူမကတခုခုကိုရှက်ရွံ့နေပုံနဲ့ကောင်းကုန်သွားတယ်ဘာလဲလို့ဘာမှမဟုတ်တော့ဘူးချက်ချင်းပဲဝေဟင်ကတခုခုကိုသဘောပေါက်သွားပြီးသူမမျက်နှာလေးကိုမေးပြားကနေဆွဲမောလိုက်တယ်မဟုတ်မှကို့ကိုတွေးဖို့လေးချိန်ကလှုပ်စေချင်နေတာလားဟုတ်လားမသိဘူးဦးရဲ့ဘာတွေမင်းနေတာလဲမသိဘူးအဲ့ဒါဟုတ်တယ်မလားလို့မရှက်ပါနဲ့ကိုတို့ကလင်မယားတွေပဲဒါမျိုးကိစ္စတွေမှာပွင့်လင်းရတယ်ရှက်စရာမလိုကိုပြောတဲ့ဟာဟုတ်တယ်မလားသူမကကောင်းလေးငုံသွားပြီးမှမတိမတာလေးခေါင်းငိမ့်ပြတယ်ဝင်းရင်လေသူမကိုလေးကိုခက်တင်းထွေးပွေကားဖက်လိုက်ပြီးနှကန်းလေးကိုငုံတွင်းနှမ်းဆိုင်လိုက်ပါတော့တယ်ဦးကနှကန်းကိုနမ်းနေရင်ကနေလေတိုင်းလေးစီတိုးရွှေလာပြီးလက်ကလည်းသူမအင်ကြီးတဲ့လက်ရှိုးသွင်းကသူမရဲ့ရင်သားလေးတွေကိုခပ်ဖွားဖွားစုပ်နေလာတယ်အဲ့ဒီနောက်ဦးကသူမဗရာကျိတ်လေးကိုဆွဲပြုတ်ပြီးအင်ကြီးကိုပါဆွဲလန့်ချက်လာတော့တယ်အထင်းကိုမရှိတော့တဲ့သူမရင်သားလေးတွေကရုံးကြဆူထွက်လို့နေတယ်ဦးကသူမနဖူးနဲ့သူ့နဖူးကိုတိတ်ကကိုပုံမှန်ချက်ကျန်းလို့ရလားခက်တူတူမေးလာတယ်ဦးသဘောဦးကသူမကိုအိယာပေါ်တွန်းလဲပစ်ပြီးသူမရင်သားထိတ်လေးတွေကိုငုံဆိုးလာပါတော့တယ်လက်ကလေသူမရဲ့ဘောင်းမီတိုလေးကိုဆွဲချက်ပြီးသူမရဲ့ရဝတ်လေးကိုအတွင်းကန်ပေါ်ကနေပွတ်ဆွဲကလေးလာတယ်သူမကမျက်လုံးလေးတွေမိတ်ထားပြီးသူ့လက်မောင်းကိုလည်းဖိကုတ်ထားပြန်သေးတယ်ဦးချီတမျိုးကြီးပဲနေလို့မရတော့ဘူးသူမကတောင်းတနေပြီးမှသိတော့လေဝေဟင်လေသူမအတွင်းကဘောင်းမီလေးကိုဆွဲချက်ပြီးပေါင်နှစ်ဖက်ကိုအသာဆွဲကားကသူ့ရဲ့လက်ကလေးလေးနဲ့သူမရဲ့အထိမခံနေရလေးကိုဖိချေပေးလိုက်တော့သူမကရင်မက်လေးကော့တက်သွားပြီးလူကပါတွန့်လိန်သွားတယ်။ဘာတွေလုပ်နေတာလဲဦးရဲ့ချီတကယ်မနေတတ်တော့ဘူးလို့လိုချင်နေပြီလားကလေးဝေဟင်ကကိုမတ်လိုက်ပြီးသူ့ဝင်စားတွေအကုန်လုံးကိုချစ်ပစ်လိုက်တယ်။အဲ့ဒီနောက်သူမဒုနှစ်ဖက်အောက်လက်လျှော်ပြီးပေါင်နှစ်ဖက်ကိုဆွဲကားကသူ့ရဲ့ကောင်းကြီးကိုသူမစီမှာတိတ်ကတဖြည်းဖြည်းချင်းထိုးသွင်းလိုက်တော့တယ်။ဦးရဲ့ဆောင်ချက်တွေကအရင်ကတက်ပိုးပြီးကျန်းနေပေမဲ့လေချစ်စိတ်ထဲမှာသဘောကျနေမိတယ်။ချီဘာလို့အခုလိုပြောမိလဲမသိ။ဦးမြန်လေးဒါပေမဲ့လေသူမမှရှက်ချိန်မရခဲ့ပါ။ဦးကသူမချက်တော်လေးတွေကိုသူ့ပခုံးပေါ်တင်ပြီးမရက်မနာတမ်းထိုးသွင်းနေခဲ့လေတယ်။သူမကညီလေးဦးကပိုချမ်းလိမ့်မို့သူမတို့ရဲ့ရမတ်တွေကတော်တော်နဲ့အတော်မတတ်နိုင်ခဲ့ပါကြီးဦးကသူမခါလေးကိုဖတ်ပြီးလက်မောင်းလေးကိုခပ်ပွားနမ်းလာတယ်ပြင်ပန်းသွားပြီလားနည်းနည်းပါချီကသူ့ကိုမကြည့်ပဲဖြေလာတယ်ကြည့်ရတာအခုမှပြန်တွေ့ပြီးရှက်နေတဲ့ပုံပါပဲကိုတို့ရေချိုးရအောင်လေလူတွေလည်းညစ်ပတ်နေပြီဦးကသူမကိုလေးကိုပွေ့ကြည့်ပြီးရေချိုးကန်နဲ့ခေါ်လာတယ်အခန်းထဲရောက်တော့နှစ်ယောက်သားရေပန်းအောက်မှာရက်လိုက်ကြပြီးဦးကရေပန်းကိုဖွင့်ချလိုက်တယ်ရေစက်တွေကသူမတို့ကိုယ်ပေါ်ကိုအရှိန်နဲ့ပြေးဆင်းလာတဲ့အတိုင်းဦးနဲ့သူမရဲ့ခန္ဓာကိုယ်တွေကပူးကပ်နေတော့မှာပဲကလေးဟုတ်ချစ်တယ်ချီရဲ့ပါလီနှစ်ဘက်ကရှိန်ကနေဖြစ်သွားပြီးရင်တွေကပါအစမတန်အခုံမြန်လာတယ်ဝေဟင်ကသူမရဲ့မေးပြားလေးကိုဆွဲမော့ပြီးနှကန်းလေးကိုငုံထွေးနှမ်းဆိုင်လိုက်တယ်သူမကလည်းသူ့ရဲ့အနမ်းတွေကိုမတိမတာလေးတုံ့ပြန်နေခဲ့တယ်ဖေဖေကသူမတို့ကိုလမ်းခေါ်လို့ဦးနဲ့ချီတို့ဖွားဖွားစီကိုရောက်လာခဲ့ကြတယ်သူမတို့ရောက်သွားတော့ဖေဖေကသမီးကတကယ်ပဲဆုံးဖြတ်ချက်ကိုမပြင်တော့ဘူးလားဆိုပြီးမေးလာတယ်။ဟုတ်မပြင်တော့ဘူးဖေဖေ။ကောင်းပြီလေ။သမီးရဲ့ဆန္ဒကိုဖေဖေလိုက်ရောပေးမယ်။ဟမ်တကယ်လားဖေဖေ။ချီဖေဖေဘေးမှာပြောင်းထိုင်လိုက်ပြီးဖေဖေခါကိုဘက်ကရင်ဘက်မှာမေးလိုက်တယ်။ကျေးဇူးတင်ပါတယ်ဖေဖေရဲ့တကယ်ကျေးဇူးတင်ပါတယ်။ဖေဖေကိုအယမ်းချစ်တာပဲ။သမီးစိတ်ချမ်းသာရင်ပြီးတာပါပဲ။ပြီးတော့သမီးကအိမ်တော်သေးဖြစ်နေပြီ။သမီးနဲ့ဖေဖေတို့ကဆိုင်မဲဆိုင်တာမပိုင်တော့ဘူး။သမီးရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုဖေဖေတို့ကဝင်ဆွတ်ဖက်လို့မရတော့ဘူးလေ။နေလေးအောင်ကဝင်းဟင်ကိုလမ်းကြည့်ပြီးမင်းပြောရနော်ငါသမီးဖြစ်ချင်တာကိုအစားကုန်ပန်ပိုးပေးမယ်လို့မင်းစကားမတည်ရင်ငါမင်းကိုလာတတ်မှာစိတ်ချပါအခုယုံထားလို့ရတယ်ပြီးတာပဲဒေါ်မိုးကြီးနဲ့ခင်ယူရကလည်းတယောက်မျက်နှာတယောက်ကြည့်ပြီးပြောင်းလိုက်ကြတယ်သူမရဲ့ခင်ပေါ်အခုလိုစိတ်လျှော့သွားဖို့သူမနဲ့မေမေကအတော်လေးနားချခဲ့ရသည်လေသမီးကအိမ်အောင်ရှင်မဖြစ်နေပြီမို့သမီးနဲ့ပတ်သက်သမျှကသမီးရဲ့ခင်ပေါ်နဲ့ပဲသက်ဆိုင်တော့တာမလားသူမတို့ကကို့သမီးရဲ့ကိစ္စအဝါဝါမှာနေရာတကာဝင်ဆွတ်ဖက်ခွင့်မရှိတော့ဘူးလေဒီနေ့ခွင့်ရပြည့်သွားပြီမို့လို့ချီအလုပ်ပြန်ဆင်းခဲ့တယ်။သူမရဲ့ခြေလမ်းတွေကလည်းဒီနေ့မှတိတိတသားတက်ကြွနေတယ်။အပြုံးတွေကလည်းပိုပြီးအသက်ဝင်နေပြီးမျက်နှာလေးကလည်းကြည်လင်လို့နေတယ်။ချီဘာသာဆောင်ကုန်လို့ပါတယ်ဆိုဂုံယူပါတယ်နော်။စီးမှန်လည်းမိရဲဆိုစီးချောင်းသူကြီးဖြစ်တော့မှာပေါ့။ချီရုံးခန်းထဲဝင်လိုက်တာနဲ့သူမရဲ့စီနီယာအကိုတွေအမတွေကဝိုင်းပြီးဂုံမြူကြတယ်။ချီလေးကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ပါတယ်ကလွဲပြီးတခြားကိစ္စတွေကိုမရှင်းပြမိပါ။သူမကို CCTV ကနေကြည့်နေတဲ့အထွတ်မြတ်ကသူ့ဘေးကသူ့တပည့်တွေကိုနေအောင်ကြီးကိုသွားခေါ်လာခဲ့ဟုပြောလိုက်ရာ
သူတပိတ်ကချက်ချင်းမဲ့အခန်းထဲကထွက်သွားတယ်ခဏကြာတော့ချီကအခန်းထဲဝင်လာပြီးသူကလည်းအန်ဆွဲရဲကပူလေးတပူးကိုယူပြီးနေရာကထကဆိုဖာမှာသွားထိုင်လိုက်တယ်ချီကိုခေါ်ရဲဆိုလို့ပါ boss ထိုင်လေချီကသူ့နဲ့မျက်စောင်းထုံးမှဝင်ထိုင်လိုက်တယ် boss ကအနက်ရောင်ပူလေးတပူးကိုသူ့မရှိမှချပေးလာတယ်ဒါကမင်းတို့ကွန်ပျူတာဆောင်ပါအဲ့ဒါတွေမလိုပါဘူးကို့ကိုစိတ်နာထားပြီးပေးတာကိုမငင်းရအောင်လေမင်းရဲ့အောင်မြင်မှုအတွက်ကိုကဂုဏ်ပြုပေးတာပါကျေးဇူးတင်ပါတယ် boss ချီလဲထပ်ပြီးအထွန်းတက်မနေတော့ပဲသူမရှိကပူလေးကိုလှမ်းယူလိုက်တယ်ဖွင့်မကြည့်တော့လားချီပူလေးကိုဖွင့်ကြည့်တော့နိုင်လေးတစ်လုံးမိန်သဘောကျလားနိုင်ကအညိုရောင်တရေနဲ့ဖြစ်ပြီးဈေးလဲကြီးပုံမှာပဲဟုတ်သဘောကျပါတယ်ကျေးဇူးတင်ပါတယ် boss လောက်ဆရာရှိရတော့လို့တော့ဟုတ်ကဲ့ချီ boss ရဲ့ရုံခန်းကထွက်ခဲ့ပြီးသူမစပွဲကိုရောက်တာနဲ့ boss ပေးလိုက်တဲ့နိုင်ရီကိုသူမပစိုင်ထဲထည့်လိုက်တယ်အထွတ်မြတ်ကလည်းသူ့စပွဲအန်ဆွဲရဲကသူမနဲ့စင်တိုနိုင်လေးကိုယူပြီးသူ့လက်မှာပတ်လိုက်တယ်ချီကိုသူသဘောကျတယ်စတွေ့ကလေးကသဘောကျခဲ့မိတာပါသူ့ဘဝမှာပထမဆုံးအနေနဲ့အာယုံဆိုင်မိပြီးသဘောကျမိတဲ့မိန်းကလေးကသူမတယောက်တည်းပါပဲတိတ်မကြခင်မှာသူမကိုသူ့ခံစားချက်တွေဖွင့်တော့မယ်သူမဘက်ကလက်ခံမှုမျှော်လင့်မိတာပါပဲချီအိမ်ပြန်ရောက်တာနဲ့ boss ပေးလိုက်တဲ့နိုင်ရီကိုအเจ้าမဲ့တသက်ထိုင်ကြည့်ရင်အတွေ့တွေများနေခဲ့ရတယ်မိန်းကလေးတွေရဲ့စတမအာယုံရ boss ကသူမအပေါ်မှာတခြားစိတ်ရှိနေမယ်ဆိုတာကိုသူမစိတ်ထဲအလိုလိုသိနေလိုက်တယ်ဒါပေမဲ့သူ့ဘက်ကမလှရှာသေးတဲ့ချီကလည်းဘာကိုမှပြောလို့မရပေအကယ်၍များသူကသာပေါ်တင်ချိကက်လာရင်ချီဘက်ကပြတ်သားတဲ့ဆုံးဖြတ်ချက်ကိုချဖို့အစင်သင့်ဖြစ်နေပြီးသားပါနေရန်ကြီးလည်းပွင့်သွားပါဦးမယ်ဦးရဲ့အတန်ကိုကြားလိုက်လို့ချီနောက်ကိုလဲကြည့်လိုက်တော့ဦးကသူမစီကိုခပ်ပြုံပြုံနဲ့ရှောက်လာနေတာကိုတွေ့လိုက်ရတယ်ဦးရဲ့ပြုံနေကအမြဲတမ်းချုံမြိန်နေပါရောလားဘာတွေများအလောက်တပြင်းတွေချနေရတာလဲဝေဟင်နှုတ်ကမေးရင်လူကလည်းသူမဘေးမှာဝင်ထိုင်လိုက်တယ်သူ့မျက်လုံးကသူမလက်ထဲကနာရီကိုမြင်တော့အဲ့ဒီနာရီကဘသူပေးရလဲကလေးတိလို့စိန်ပြင်းပြကမေးလိုက်တယ် boss ပေးလိုက်တာအော်အဲ့ဒီ boss ပေးလားသူကချီကိုကွန်ပျူတာဆောင်ပေးတာတဲ့ဒါပေမဲ့ချီမပတ်ပါဘူးချီမနာရီပတ်ရတာမကြိုက်တာပတ်ချင်လဲပတ်ပါကိုဘာမှမဖြစ်ဘူးတဝင်လဲမတူဘူးမနာလဲမလို့စိတ်ထဲမှာရှင်းနေဦးနော်ချီကမပတ်ဘူးလို့ပြောနေတဲ့ဟာကိုချီကနှကန်းကိုဆူချိတ်ပြီးလက်နှစ်ဖက်ပိုက်ကသူ့ကိုကြောပေးသွားတယ်ကိုစတာပါကလေးရဲ့ဦးကသူမကိုလေးကိုနောက်ကနေတိုင်းဖက်ပြီးပကုံးမောင်မေးတင်လာတယ်ဖေပါဦးကိုအမြင်ကက်လို့ဦးကသူမဘာလေးကိုဖိကက်နှမ်းပြီးမှအမြင်ကက်သေးလားတော့ပါအခုမှ6တလို့လာလုံးနေနဲ့ဦးကသူမကိုဖတ်ထားရမှလွတ်ပေးလိုက်ပြီးချီကိုသူနဲ့မျက်နှာချင်းဆိုင်စေလိုက်တယ်ကိုလိုဦးလေးကြီးကဆန်းဆိုင်လေးလိုပြပြချောချောစနီးငယ်လေးကိုစိတ်မချဖြစ်မိတာကိုမလားစိတ်မချရအောင်ကချီကဦးကိုဖောက်ပြန်မဲ့သူမှမဟုတ်တာပဲဦးရဲ့ပြီးတော့ဦးကဦးလေးကြီးမဟုတ်ပါဘူးနော်ဦးကအရန်ချောတာဟို boss ကောင်တက်ချောလားဒါပေါ့ဦးရဲ့ရှင်းလို့တောင်မရတော့ဒီနှကန်းလေးကိုစုချရတော့မယ်ပြောရင်းနဲ့ဦးကသူမမျက်နှာနာတိုးကပ်လာတော့ချီဦးရဲ့မျက်နှာကိုတွန်းထားလိုက်တယ်ဦးနော်အဲ့လောက်မကဲနဲ့အေကန်ကြည့်ရမအောင်တခါလေးပဲမရဘူးမရလေနမ်းပါပဲကွာဦးကသူမကိုလေးကိုတင်းကျုံဖတ်ပြီးမျက်နှာအနမ်းတွေချွေလာပါတော့တယ်ဦးကတကယ်လူညစ်ကြီးဒီနေ့ဖေဖေတို့ကလောကိုပြန်တော့မှမို့ချီမနဲ့အစောကြီးထားပြီးဖေဖေနဲ့မမေကိုသွားကြတော့နေခဲ့တယ်ဦးကသူ့လဲလိုက်မယ်ပြောပေမဲ့ညတော့ကဦးကသူ့အလုပ်ကစရင်တွေပြန်လုပ်နေရတာနဲ့ညနေသွားတာမို့မနက်ခင်းမှာပါစောစောထားရရင်အေးရေးပြတ်မှာဆိုလို့မခေါ်ခဲ့တာပါအဲ့ဒီကနေတက်စီငါပြီးကုမ္ပဏီကိုတန်းလာခဲ့လိုက်တယ်သူမကုမ္ပဏီကိုရောက်တော့ boss နဲ့ကုမ္ပဏီရှိမှလာဆောင်နေမင်္ဂလာပါ boss မင်္ဂလာပါအထွတ်မြတ်သူမလက်ကိုကြည့်လိုက်တော့နာယီမပတ်ထားလို့သူ့လက်ကိုလည်းသူမမမြင်အောင်နောက်ကိုပြစ်လိုက်မိတယ်သူဘာလို့အခုလိုလုံးမိတာပါလဲသူမကရောနာယီကိုဘာလို့မပတ်တာလဲသူတို့နှစ်ယောက်တက်လီကားထဲဝင်ခဲ့တော့တခြားဝန်ထမ်းတွေလည်းရှိနေလို့သူမဘာလို့နာယီမပတ်တာလဲဆိုတာကိုသူမေးချင်ပေမဲ့မေးခွင့်မရခဲ့ပါသူတို့တက်လီကားထဲကထွက်ပြီးရက်ကွန်းစီသွားနေရင်မှအထွတ်မြတ်ကကြည့်လက်ကိုလက်ဆက်ပြီးချီမင်းဘာလို့နာယီမပတ်ထားတာလဲဟူ၍မနေနိုင်စွာမေးမိတယ်ဟုတ်ဈေးကြီးတော့ပတ်ရမှာနှမျောလို့ပါဟုတ်လို့လားမင်းသဘောမကျတာလားကိုပြန်လဲပေးမယ်မဟုတ်ပါဘူးသဘောကျပါတယ်ချီခုနပြောသလိုပဲပတ်ရမှာနှမျောလို့ပါထားပါတော့ဒီနေ့ကိုရိုနီလေစာတူစားရအောင်ကိုအခံပါမယ်ဘာလို့လဲကိုတရေရစေနာထားတာကိုဝမ်းသာအားရမဖြစ်ဘဲနဲ့ဘာလို့ပြန်မေးနေတာလဲဟုတ်ကဲ့ပါ boss သဘောပါပြောပြီးတာနဲ့ချီလဲသူ့တက်ရင်ထွက်လာခဲ့လိုက်တယ်သူဘာလို့ချီကိုနေ့လည်စာဖိတ်ကြွေးရတာလဲမသိချီတင်ထားတဲ့ကိစ္စမဟုတ်ရင်ကောင်းမယ်အထက်မြတ်ဒီလေသူမကြောပြန်လေးကိုလိုက်ကြည့်ပြီးနှကန်းကိုတွန့်ချိုးစွာပြုံးလိုက်တယ်သူ့ဘက်ကဆလိုက်ရင်ဝမ်းသာအားရနဲ့ပါလာမဲ့မိန်းကလေးတွေအများကြီးပေမဲ့သူမကတော့သူ့ဘက်ကဒီလောက်ထိခါရနေတာတောင်မှစိတ်မပါလက်မပါသဘောတူခြင်းမျိုးကိုသာပြန်လည်ရရှိခဲ့တယ်
သူကလည်းအဲ့ဒါလေးတွေကိုပဲသဘောကျနေခဲ့တဲ့သူမို့ပဲတက်နိုင်ပါမလဲ။နေ့လေထမင်းစားနားချိန်မှာပဲချီကားပါကင်ကိုထွက်လာခဲ့လိုက်တယ်။ဘော့စ်ကသူမကိုအရန်သင်းဆောင်နေခဲ့ပြီးချီရောက်သွားတာနဲ့သူတပည့်ကချီကိုကားတကားဖွင့်ပေးလာတာမို့ချီလေးကားထဲကိုဝင်ထိုင်လိုက်တယ်။ဘော့ဆောင်နေရတာကြာသွားပြီလား။မင်းတို့စိတ်ရှည်ပါတယ်။မောင်းတော့ရဲမယ်။သူစကားဆုံးတာနဲ့ကားလေးကနေရာကနေစတင်ထွက်ခွာသွားပါတော့တယ်။စားတော့ဆိုင်တစ်ဆိုင်ရှိရောက်တော့သူတို့ကားလေးကထိုးရက်သွားပြီးသူတို့နှစ်ယောက်လည်းကားပေါ်ကဆင်းလိုက်ကြတယ်။ဆိုင်ထဲရောက်တာနဲ့စားစရာတွေမှအပြီးမှာဘော့စ်ကဒီလာရဲ့မင်းမွေးနေ့ရှိတယ်မလားဟုတ်ပါတယ်အဲ့ဒီနေ့ကျရင်မင်းရဲ့မိသားစုကိုအချိန်ပေးပြီးလို့ကြံနေတဲ့မင်းရဲ့ချိန်တွေကိုကိုယ့်ကိုပေးနိုင်မလားရှင်ဘာလို့လဲကိုမင်းကိုပြောစရာတွေရှိသေးအသက်မမေ့နိုင်မဲ့အမတ်တရားတွေလည်းဖန်တီးပေးခြင်းနဲ့မင်းကအချိန်လေးပေးရုံပဲဟုတ်ဖြစ်နိုင်ပါမလားမသိဘူးအဲ့ဒီနေ့ကျရင်ချစ်အချိန်ပေးခြင်းတဲ့သူကတသက်ရှိလို့ပါဘာတူလဲ personality အသေးစိတ်ပြောဖို့မလိုဘူးထင်နေ sorry ကိုစွတ်ပတ်တယ်လို့ဖြစ်သွားတယ်မင်းတကယ်ပဲကိုကိုနိုးလို့ပဲပြောမလားတောင်းမမာတဲ့ boss ရပါတယ်ကိုယ့်ရဲ့အစီအစဉ်ကိုတော့မပြောင်းတော့ဘူးနော်ကိုအဲ့ဒီဟိုတယ်မှာမင်းတို့မွေးနေ့စီစဉ်ထားပေးမယ်အကယ်၍များမင်းစိတ်ပြောင်းလို့ပြောင်းကြပေါ့ဖြစ်နိုင်ရင်ဖြတ်လိုက်ပါလားချီကစိတ်ပြောင်းမှာမဟုတ်ဘူးအဲ့ဒါကို personal ပါသူကအဲ့လိုဆိုမှတော့ချီဘာမှမတတ်နိုင်ချီအတွက်အတိတ်ပဲရှိတဲ့နေလေးမှာချီအတွက်အတိတ်ပဲရှိတဲ့ဥနယ်ပဲအတူတူရှိကြတာပါဥကိုပဲအချိန်ပေးမယ်လို့အစာကလေးကဆုံးဖြတ်ထားတာမို့သူမထိုဆုံးဖြတ်ချက်ကိုမပြန်နိုင်ပါဘာလို့လို့နဲ့ချီမျောလင့်ထားတဲ့နေလေးကိုရောက်ရှိလာခဲ့ပြီသူမမွေးနေ့လေးမှာမနက်စောစောထပြီးဖျားပန်းလေးဖျားစွန်းတော်နဲ့ဖျားတောက်တော်ရေးချမ်းတွေကတ်လို့ပြီးသူမမိဘတွေကိုလည်းဗီဒီယိုကောနဲ့ပဲကြောခဲ့ပါတယ်ဖေဖေကသူမအတွက်မွေးနေ့လက်ဆောင်ဆိုပြီး10သိန်းလွှဲပေးတယ်ပြီးတော့ဦးနဲ့အတူဖဖကိုလည်းသွားကြောခဲ့ပြီးဖဖရဲ့လေးလေးတို့မိသားစုရဲ့နဲ့အတူဖျားကိုလည်းသွားခဲ့သေးတယ်ဖျားကပြန်มาစားတောက်ဆိုင်တစ်ဆိုင်မှာဝင်ပြီးစားတောက်ခဲ့ကြတယ်သူမရဲ့မွေးနေ့မနက်ခင်းလေးကတလောက်နဲ့ပဲပြီးပြည့်စုံခဲ့တယ်ညရောက်တော့ဦးချီမသိအောင်ဘာတွေလုပ်ထားတာလဲဦးကသူမမျက်လုံးကိုပဝါနဲ့စီပြီးသူမတို့အိမ်ရဲ့အပေါ်ဆုံးအထက်ကလေးသားဆောင်ဖို့ခေါ်လာတာပါကလေးကို surprise လုပ်မလို့ပေါ့ဗျအပေါ်ထက်ကိုရောက်တာနဲ့ညလေပြေလေးတွေကသူတို့နှစ်ဦးကိုဖျက်တိုက်သွားကြတယ်ဦးချီအရန်သိကျင်နေပြီသိရမှာပေါ့ဦးကသူမမျက်လုံးကပဝါကိုဆွဲဖြုတ်လိုက်တာနဲ့ချီမျက်လုံးကိုဖွင့်ကြည့်လိုက်ရာသူမရဲ့မျက်လုံးလေးတွေကအယောင်တလက်လက်တောက်ပသွားခဲ့ရတယ်ရောင်စုံမီးလုံးလေးတွေကိုဟိုဘက်ဒီဘက်တန်းထားပြီးထုံမီးကျိုးပေါ်မှာသူမရဲ့ပုံလေးတွေကိုချိတ်ဆွဲလိုထားတယ်။ပုံတွေကသူမကိုယ်တိုင်တောင်မသိလိုက်ပဲကိုရိုက်ခံထားရတဲ့ပုံတွေပါ။ဦးဘယ်တော့ကိုရိုက်ထားရလဲချီတော်မသိဘူး။ဦးကသူမကိုပြုံးပြီးသားကြည့်နေခဲ့တယ်။စပွဲပေါ်မှာလည်းကိတ်လေးတစ်လုံးရဲ့လက်ဆောင်ဘူးလေးရဲ့နဲ့အနီရောင်နှင်းစီပန်းစီလေးရဲ့ကိုတွေ့လိုက်ရတယ်။ချီကပန်းစီလေးကိုကောက်ယူနှမ်းရှာလိုက်တော့ဦးကသူမအနာကိုပို့တိုးလာပြီးနှင်းစီပန်း12ပွင့်ရဲ့အတိတ်ပဲကတနေ့ထက်တနေ့ပို့တိုးပြီးချစ်တယ်တဲ့တနေ့ထက်တနေ့ပို့ပြီးချစ်တယ်သူတို့နှစ်ယောက်ပြိုင်တူပြောလိုက်ပြီးမှတယောက်မျက်နှာတယောက်ကြည့်ပြီးရေလိုက်မိကြတယ်ဦးကသူမကြော်လေးကိုတိုင်းဖက်ကကိုကဆန်ဆိုင်လေးကိုတနေ့ထက်တနေ့ပို့တိုးပြီးချစ်နေမှာကိုမှချစ်စရာလူနဲ့တွေ့တာစရာလူကဆန်ဆိုင်လေးပြင်ဘယ်သူမှမရှိဘူးကိုအသက်သေးဆုံးသွားမယ့်အချိန်ထိဆန်ဆိုင်လေးကိုကိုရင်ထဲမှာနေရာအပြည့်ပေးထားမှာအဲ့ဒါကိုရှုံတော့ဟုတ်ကဲ့ပါဦးချီရလဲဦးရဲ့ဘေးမှာပဲတစ်သက်လုံးအတူနေသွားမှာပါဦးကသူမနဘူးလေးကိုခပ်ဖွားဖွားနမ်းလာလေတယ်။ကဲကိတ်ခွဲရအောင်။ဦးကကိတ်မုံမှာဖျောင်းနိုင်ဆိုင်ပြီးကိတ်လေးကိုကန်ကချီရှိကိုတိုးပေးလာတယ်။ဦးရဲ့မွေးနေ့ဆူတောင်းပြီးမှချီကဆူတချို့တောင်းပြီးဖျောင်းနိုင်မိကိုမှုတ်လိုက်တော့တယ်။အဲဒီနောက်နှစ်ယောက်တူကိတ်ခွဲခဲ့ပြီးသူမရဲ့မွေးနေ့လေးကလည်းပြီးဆုံးသွားခဲ့ရပါတယ်။ဦးကမွေးနေ့လက်ဆောင်အနေနဲ့စိန်လက်စွပ်လေးတစ်ကွင်းကိုသူမလက်သက်ကျွဲမှာဆွတ်ပေးခဲ့ရတယ်။လက်ထက်တုံးကမပေးခဲ့ရလို့တဲ့။အားလုံးပြီးစီးသွားတော့ဦးကသူမကိုပွေ့ကြည့်ပြီးအခန်းထဲကိုခေါ်လာတယ်။အခန်းထဲရောက်တာနဲ့သူမကိုအိပ်ရပေါ်အသာတင်ပြီးသူ့ရဲ့လက်ပင်ကိုတိုင်းဖက်ထားတဲ့သူမရဲ့လက်မောင်းလေးတွေကိုဖိကတ်နှမ်းလာတယ်။ကလေးကိုခွင့်ပြုနော်။ချီကောင်းကြီးပြလိုက်ပြီးမျက်လာလေးတွေမိတ်ချလိုက်ပါတော့တယ်။ချီမသိခဲ့တာကသူမဝင်နေမပြီးမချင်းသူမကိုစောင့်နေခဲ့တဲ့သူရှိတယ်ဆိုတာပါပဲ။သူက12နာရီ10မိနစ်သူမရဲ့မွေးနေ့ကုန်လွန်သွားမှပဲထိုနေရာကနေလှည့်ပြန်သွားခဲ့တာပါ။သူမအတွက်ပြင်ဆင်ထားတဲ့အရာတွေကိုသူမမမြင်လိုက်ရတာတော့စိတ်မကောင်းဘူး။စပွဲပေါ်မှာကြံနေခဲ့တဲ့အနီရောင်နှင်းစီလေးတစ်ပွင့်ကတော့အထီးကျန်စွာနေပါ။နှင်းစီတစ်ပွင့်ရဲ့အထိပ်ပဲကရှင်ထဲမှာမင်းမဲရှိပါတယ်တဲ့။ဖြူစင်သွဲ့ရဲ့ကားကအထုမြတ်တို့ရဲ့ကုမ္ပဏီကားပါကင်မှာထုတ်ရက်သွားတယ်။ကားပေါ်ကစင်တာနဲ့သူမကပတ်စံရေးကျဖုန်းကိုထုတ်ပြီးနံပါတ်တစ်ခုကိုနှိပ်လိုက်တယ်။ဟယ်လိုမမေတွဲရောက်ပြီနော်။တွဲပါတာပဲကြည့်စီစဉ်လိုက်မယ်။CEOရဲ့ဖုန်းနံပါတ်လည်းတွဲစီမှာရှိပါတယ်။ဟုတ်မမေသူမကဖုန်းချပေးတာနဲ့ကုမ္ပဏီတဲကိုဝင်ခဲ့လိုက်တယ်။သူမဒီကိုရောက်လာတဲ့အကြောင်းရင်းကမကြခင်မှာသူမမိဘတွေရဲ့မင်္ဂလာနှစ်ပတ်လည်ပွဲအတွက်အလုပ်လာအပ်ခြင်းမှာ
သူမကုမ္ပဏီထဲဝင်ခဲ့ပြီးလမ်းကျိုးတစ်ခုကိုအရောက်မှာပဲဝေဟင်းရဲ့ဇနီးကိုလူတစ်ယောက်နဲ့အတူမြင်လိုက်လို့သူမချက်ချင်းပဲအကွယ်မှာရက်လိုက်တယ်။ထိုလူကနေအောင်ကြီးရဲ့ပကုံးတွေကိုဖိကန်ပြီးနေရာမှာတွန်းကတ်ထားတာကြောင့်မှဒါဘာလို့တာလဲ boss မနေ့ကငါမင်းကို12နာရီထိုးရတဲ့စောင့်နေခဲ့တာဟမ်မင်းကစီကိုလာမယ်လို့ထင်ခဲ့မိတာဘို့ချီအစကလေးကပြောခဲ့ပါတယ်စီစဉ်ထားသမျှဖြတ်လိုက်ပါလို့ချီမင်းလည်းရိမ့်မိမှာပါမင်းပေါ်ထားတဲ့ငါစိတ်ကို boss ဒါလူသားလူလာလမ်းကြီးပါချီကိုအခုလိုမလုပ်ပါနဲ့မင်းစကားလမ်းကြောင်းမလွဲနဲ့ငါမင်းကိုပိုးမလင်းလင်းပဲပြောမယ်ငါမင်းကိုချစ်တယ်ရှင်စတွေ့ရသဘောကျခဲ့မိတာဟမ်မဖြစ်နိုင်ဘူး boss ချီကိုလာချစ်လို့မရဘူးဘာလို့ချစ်လို့မရတာလဲထိုစကားကိုကြားတော့ဖြူစင်တွေကသူမလက်ထဲကဖုန်းကိုအမြန်ဖွင့်ပြီးနံပါတ်တစ်ခုကိုနှိပ်လိုက်တယ်ဘာလို့လဲဆိုတော့ချီကအိမ်သူမဘာမှမပြောရသေးခင်မှာပဲ boss တန်ဖုန်းဝင်လာလို့သူမစကားကပြတ်တောက်သွားရတယ်ဟယ်လိုစီယိုလားရှင်ဟုတ်ပါတယ်ကျမဖြူစင်တွေပါပွဲတစ်ခုအပ်ဖို့အတွက်ရှင်တို့ကုမ္ပဏီကိုရောက်နေပါတယ်အဲ့ဒါကျမဘယ်ကိုလာရမလဲဟုတ်ကဲ့လေးလောတက်ခဲ့လိုက်ပါအဲ့ဒီမှာကျွန်တော်ရုံငန်းရှိပါတယ်ဟုတ်ကဲ့ပါဖုန်းချပေးတာနဲ့အထွတ်မြတ်ကချီကိုမင်းကိုဒီတစ်ပတ်စတေးအချိန်ပေးမယ်အဲ့ဒီနေ့ကျရင်ကိုမင်းနဲ့အေးဆေးဆေးစကားပြောချင်တယ်မင်းစီကအဖေကိုလည်းကြားချင်တယ်အဲ့လိုပြောပြီးသူလည်းချီရှိကနေထွက်လာခဲ့လိုက်တယ်ချီကလည်းလက်ရှိအခြေအနေကိုတော်တော်လေးစိတ်ညစ်သွားရတယ်သူမအရင်ကတွေးထားခဲ့ဘူးတလိုမျိုးဆုံးဖြတ်ရတော့မှာပါလားဖြူစင်တဲ့တယောက်ကတော့ဝေဟင်ကိုအထိနာစေဖို့အတွက်လက်နက်တစ်ခုကိုတွေးလိုက်ရပြီးမှနှကန်းကိုတွန့်ချိုပြီးကောက်ချစ်စွာပြုံးလိုက်လေတော့တယ်ဝေဟင်ချီအတွက်အမတ်တရလက်ဆောင်လေးဝယ်ပေးချင်လို့မြတ်သူရနဲ့အတူလက်ဝဲရတနာဆိုင်ကိုရောက်လာခဲ့တယ်သူကငါ့ကိုကူရွေးပေးစမ်းပါကွာဆန်းရှားလေးနဲ့လိုက်ဖက်ပါလေရှာပေးစမ်းပါမင်းကသူ့ကိုဘာဝယ်ပေးချင်တာလဲငါသူ့ကိုဖူးချင်းတစ်ခါမှမဝယ်ပေးဘူးဖူးချင်းဝယ်ပေးရင်ကောင်းမယ်ပြီးရင်သူ့ချစ်ချင်းဝယ်လီမှငါကိုယ်တိုင်ဝတ်ပေးမယ်ဆန်းရှားလေးလည်းအရန်ပျော်သွားမှာငါကသူပြောရင်ကိုချိန်နဲ့နေရတာငါတူမကိုချစ်တယ်မင်းရဲ့ချစ်ကတော့ပြိုင်ဆိုင်ရှာပဲပြောပြီးမြတ်သူရကဖူးချင်းတွင်ထည့်ထားတဲ့မှန်ကောင်နာစီသွားပြီးအထဲထဲကိုငုံကြည့်ရင်မှကလိုဗာရွက်နဲ့ပင်ကိုခြေချင်းလေးကိုလက်ညှိုးထိုးလိုက်ကဒီဖူးချင်းလေးပေးပါလူတယောက်ကသူ့ထက်အရင်ဦးသွားလို့မြတ်သူရရောဝေဟင်ကပါသူ့ကိုမောကြည့်လိုက်တယ်ဒါအကိုတို့အရင်တွေ့တာငါညီထိုလူငယ်ကဝေဟင်ကိုမြင်တော့ချစ်ရဲ့ဦးလေးပဲကျွန်တော်ကချစ်ရဲ့အလုပ်ရှင်မှာအထွတ်မြတ်လို့ခေါ်ပါတယ်ဟူ၍သူ့ရဲ့လက်ကိုကမ်းပေးလာတယ်မြတ်သူရကဘာတွေပြောနေရလဲ तू ကမြတ်သူရမင်းအသားနေ तू အခုလိုတားလိုက်တာကသူ့ရဲ့လက်မှာချင်းနဲ့စင်တူနာရီလေးကိုဝတ်ထားလို့ပါဝေဟင်မှာတွေ့ရတာဝမ်းသာပါတယ်ဟုတ်ကဲ့ဒီဖူးချင်းရဘသူ့အတွက်လဲဆန်းရှိုင်းလေးအတွက်ပါချီကိုပြောရမလားအဲ့ဒါဆိုလေအကိုပဲယူလိုက်ပါကျေးဇူးပါပဲပြီးတော့အကိုနဲ့တွေ့ခဲ့တဲ့အကြောင်း तू မသိပါစေနဲ့ဟုတ်ကဲ့ရပါတယ်အကျွတ်မြတ်ကသူ့ရှိကနေအေးအေးလူလူထွက်သွားပြီးတခြားပစ္စည်းတွေကိုလိုက်ကြည့်နေပြီမင်းဝေဟင်ကတော့အသက်မဲ့သွားခဲ့ရတယ်စိတ်နဲ့ကိုယ်နဲ့ကလည်းတနေရာစီရောက်သွားတယ်လို့ပါပဲဝေဟင်မင်းဘာလို့ဘာမှမပြောလိုက်တာလဲ तू ကဘာမှပြန်မဖြေပဲခုနက Folly Clover လေးနဲ့ဖူးချင်းလေးကိုယူကငွေမြန်မြန်ရှင်းလိုက်ပြီးဆိုင်လေးကနေထွက်ခဲ့လိုက်တော့တယ်ဝေဟင်မင်းမဖြေတော့ဘူးလားမြတ်သူရက तू မဖြေမချင်းနောက်ကနေလိုက်မေးနေတယ်သူ့အလုပ်ကလူလူကိုမှအလုပ်ခံမှာမို့ तू ကသူ့ကိုယ်သူအပြိုလို့ပြောပြီးအလုပ်ဝင်ထားတာဟုတ်ပြီအဲ့ဒီတင်ငါလက်ခံတယ်ဒါပေမဲ့မင်းကိုဦးလေးလို့ဘာလို့ပြောတာလဲတခြားပြောစရာတွေအများကြီးပါကွာ तू ကအခုမှစိတ်ချောတက်လေးပဲရှိသေးတာလေ तू ဘာကုန်မှလည်းရှိရှိဝေးဝေးစဉ်းစားနိုင်ရှာမှာမဟုတ်ဘူး तू ပါစက်တည်းရှိတာကိုပြောလိုက်တာပဲနေမှာပါမင်းဘာမှမခံစားရဘူးလားမင်းစိတ်မတူလားဦးလေးဖြစ်တဲ့ငါတောင်မှငါတူမအောင်စိတ်တူနေတာကိုစိတ်တူစရာဘာရှိလို့လဲကွာမင်းတို့ဘာမှသွားပြောမစင်စားနဲ့မင်းပြောလိုက်ရင် तू စိတ်ညစ်သွားရမှာစိတ်လဲဆင်းရဲပြီးသူ့ကိုယ်သူအပြစ်တင်နေလိမ့်မယ် तू စိတ်ဆင်းရဲမှငါမလိုချင်ဘူးအဲ့လိုသာဆိုရင်ငါမင်းကိုခွက်လို့မှမဟုတ်ဘူးမင်းမြောက်ခွက်နဲ့ငါလက်သေးမိတ်ဆက်သွားမယ်မက်ဟာဝေဟင်ကသူ့ကိုပလိုင်းကြီးမှန်မဲသွားလို့မြတ်သူရကကောင်းကုန်ရင်သူ့နောက်ကနေမပြေးုံတမဲလိုက်လာကကားရဲကိုဝင်ထိုင်လိုက်လေတယ်သူ့စိတ်ထဲမှာတော့မရထိုက်တာဆန်နဲ့လာတွေ့နေတယ်ဟူ၍အချွတ်မြတ်နဲ့တွေ့ခဲ့ပြီးနောက်ပိုင်းသူ့အနေနဲ့ဆန်းရှိုင်းလေးကိုအပြစ်မမြင်တော့ညာလေသူ့စိတ်ထဲမှာတော့မတင်မကြကြီးဖြစ်နေတော့မှမြတ်သူရပြောသလိုတခြားပြောစရာတွေအများကြီးရှိတဲ့ကြားကဘာလို့ဦးလေးလို့ပြောရတာလဲမသိပြီးတော့စင်တူနာကြီးကိစ္စကလည်းရှိနေသေးတယ်ဆန်ရှိုင်းလေးကအချစ်အကြောင်းလည်းမသိပဲသူနဲ့ဘူးမသိပါမသိလက်ထပ်ခဲ့ရတာမို့အခုကြောင့်မှသူ့အချစ်ကိုတွေ့သွားတာလားမပြောတတ်ပါ။အိုးသူကအခန်းထဲဝင်လာပြီးကရင်ချင်းရင်နောက်မှာခြေချထိုင်နေတဲ့သူ့ဘေးနားကိုရောက်လာတယ်။အိုးနေမကောင်းလားယင်။ကောင်းပါတယ်ဘာဖြစ်လို့လဲ။ဦးကညစာမစားလို့လေဒါမှမဟုတ်ထမင်းမစားချင်လို့လား။ထမင်းမစားချင်ရင်ဘာစားမလဲ။ခြေပါလို့ပေးရမလဲ။ကိုဘာမှမစားချင်ပါဘူး။အိုးတခုခုဖြစ်နေတာလားယင်။ခြေကိုပြောပြလေအလုပ်ကိစ္စလားလူမှုရေးလား။ဆန်းရှိုင်းလေးကကိုယ့်ကိုစိတ်ပူနေတာလား
ဒါပေါ့ဦးရဲ့စိတ်ပူလို့မေးတာပေါ့စိတ်မပူရင်ဘာလို့အခုလိုမျိုးမေးနေမှာလဲဦးကသူမကောင်လေးကိုကျနာစွာအုံမိုးကန်ပြီးနှစ်ဖူးလေးကိုအနမ်းပေးလာတယ်ကိုဆန်းဆိုင်လေးကိုပေးစရာရှိတယ်ခဏလေးနော်ပြောပြီးဦးကနေရာကနေထသွားပြီးမန်တင်ကုံအန်ဆဲရဲကဘူးလေးတစ်ခုကိုယူကာသူမထံကိုပြန်ရောက်လာတယ်အဒီနောက်သူမရှိမှဒူတစ်ဖက်ထောက်ထိုင်ကြပြီးသူမချက်တော်လေးကိုအသာဆွဲယူကာသူ့ရဲ့ဒူးဘော်ကိုတင်လိုက်တယ်ဦးမဟုတ်မဦးကချီကိုမောကြည့်ပြီးပြုံးပြလာတယ်ချီထင်ထားတဲ့အတိုင်းပါပဲဦးကသူမချီချင်းဝလေးမှာဖူချိန်လေးတစ်ခုဆင်မြန်းပေးလာတယ်ဘာအတွက်ပေးတာလဲဦးဘာအတွက်ရလို့မရှိပါဘူးဒီတိုင်းပဲဆန်းဆိုင်လေးကိုချစ်လို့ဆန်းဆိုင်လေးကိုမျက်နှိုးလို့ဒီတိုင်းလက်ဆောင်ပေးတာပါဦးကချီကိုအရန်ချစ်တာပဲလားပြောပြလို့တောင်မတက်ပါဘူးကလေးရဲ့စတွေကလေးကဟော်ရီကပေါက်စနာလေးကကို့အာယုံတွေကိုရောကိုယ့်ရဲ့နှလုံးသားကိုရောတိမ့်ပိုက်ဆိုးမိုးသွားတာချီရမျက်ရည်ကြီးလေးတွေဝေ့တည်နေတဲ့မျက်ဝန်းတွေနဲ့သူ့ကိုစိုက်ကြည့်လာပြီးမှသူ့ရဲ့ပါးနှစ်ဖက်ကိုကင်ပြီးနှစ်ဖူးကိုလာနှမ်းလို့သူခဏတော့ကြောင်အသွားရတယ်ကလေးဘာလို့နမ်းတာလဲအကြောင်းပြချက်ပေးဖို့လိုလို့လားဒါမှမဟုတ်မနှမ်းစီခြင်းလို့လားမဟုတ်ဘူးသူချက်ချင်းပဲထိုင်ရာကနေထပြီးသူမဘေးမှာဝင်ထိုင်ကလက်ကလေးနှစ်ဖက်ကိုဆွဲယူလိုက်တယ်ကိုကဘာလို့မနှမ်းစီခြင်းရမှာလဲဖြစ်နိုင်ရင်နေတိုင်းတောင်နှမ်းစီခြင်းသေးတယ်ဒါဆိုရင်ချီရဦးရဲ့ဆန္ဒကိုဖြည့်ဆည်းပေးမယ်လေဘလို့အခုဘာပြောလိုက်တာဦးကနေတိုင်းနှမ်းစီခြင်းနေတိုင်းနှမ်းမယ်လို့တကယ်နော်သိကြတယ်နော်ကလေးအင်းမဆိုကိုဘာပြောအောင်လဲတောင်မသိတော့ဘူးကိုရမ်းဝမ်းတာပဲကလေးရဲ့ဦးကသူမရဲ့ကိုလေးကိုရင်ခွင်ထဲကိုတင်းကျပ်စွာထွေးပွေလာတယ်ဒီစကားလေးတကုန်းကသူ့ရင်ထဲကအဆိုင်ခဲတွေကိုခြေပြတ်နိုင်နေဆိုရင်တတိအပြင်မှာဧည့်သည်ရောက်နေပါတယ်သူ့အတွင်းရင်မူကဖုန်းကနေတဆင်ပြောလာခြင်းမှာဘာတူလဲမဖြူစင်တွေပါဝင်ခဲ့ခိုင်းလိုက်နော်ဟုတ်ကဲ့ခဏကြာတော့ဖြူစင်တွေကသူ့ယုံကန်ထဲကိုဝင်လာတယ်မတွေ့တာကြာပြီနော်ပြောရင်လည်းသူမကသူ့စပွဲရှိရာခုံမှာဝင်ထိုင်လိုက်တယ်ဘာကိစ္စရှိလို့လဲအထွေထူးမဟုတ်ပါဘူးဖိတ်စာလာဖိတ်တာအန်ကဲငါ့ကိုပြောထားပါတယ်သူတို့မင်္ဂလာနှစ်ပတ်လည်ပွဲရှိတယ်တဲ့အဲ့ဒါလားဆိုပါတော့အဲ့ဒါအပြင်တခြားအရေးကြီးတဲ့ကိစ္စပြောစရာရှိသေးတယ်ပြောပါအောင်ကျမတို့ပွဲအတွက်အလုပ်သွားတဲ့ကုမ္ပဏီကရှင်မိန်းမလှုပ်နေတဲ့ကုမ္ပဏီလေကျမအဲ့ဒီကိုသွားရင်လည်းရှင်မိန်းမနဲ့အဲ့ဒီကတတိရဲ့ကျင်းနှုတ်ပဲမြင်ကွင်းလေးကိုမြင်ခဲ့ရတယ်ဘာသူကရှင်မိန်းမကိုချစ်ခွင့်ပန်နေတာရှင်မိန်းမကလည်းလုံးဝမငြင်းဘူးနော်မနှက်ပြန်ကြရင်အပြေပေးမှာတဲ့မင်းကအပေါ်ရီလာမပြောနဲ့ဖြူစင်တွေမင်းပြောသလိုလုံးဝမဖြစ်နိုင်ဘူးဒါကတော့ရှင်စောင့်ကြည့်နေလိုက်ပေါ့ကျမကစေနာနဲ့တတိလာပေးတာတော့ကြာရှင်လင်ကြီးရာထူးနေရနေမှာဆိုလို့မင်းပစ္စကိုပိတ်ထားမင်းကဇနီးကိုစော်ကားပိုင်ခွင့်မရှိဘူးမင်းထပ်ပြောရင်ငါပင်မျက်နှာအောင်မှထောက်မှာမဟုတ်ဘူးနော်ဖြူစင်တွေကထိုင်ရာကနေထားရလိုက်ပြီးမှအဲ့လောက်ထိဖြစ်ပြမနေနဲ့ဝေဟင်ရှင်လက်ခံတာလက်မခံတာကိုကျမစိတ်ဝင်စားအောင်ကျမစေနာနဲ့လာပြောပြတာရှင်မိမကိုအချိန်မီထိန်းလို့ရအောင်လို့တသက်လုံးထိန်းသိမ်းလာတဲ့ရှင်သိခါတွေပျက်စီးကုန်မှာဆိုလို့ကျမပြောချင်တာဒါပဲကျမသွားတော့မယ်ပြောပြတာနဲ့ဖြူစင်တွေကသူ့ရှိကနေခြာကနေလက်ထွက်သွားပါတော့တယ်သူစပွဲပေါ်ကဖုန်းကိုဆွဲယူပြီးချီမသိအောင်ယူထားခဲ့တဲ့အထုပ်မြတ်ရဲ့ဖုန်းနံပါတ်ကိုနှိပ်ဖို့လက်ရွယ်လိုက်မိတယ်ဒါပေမဲ့သူအတော်တွန့်ဆုတ်နေခဲ့တယ်သူမိလိုက်လို့ရလာမယ့်အဖြေကသူ့နှလုံးသားကိုအစိမ့်လိုက်ခွဲလိုက်မှကိုသူကြောက်နေတယ်ဒါပေမဲ့အခုလိုတွေးကြောက်နေလို့မဖြစ်တာမို့သူအထုပ်မြတ်ချောင်းဖုန်းဆက်လိုက်ပါတော့တယ်ချီငားလာတဲ့တက်ဆီကသူတို့ကသူမတို့ချမ်းရှိမှထိုးရက်သွားတာနဲ့ချီပစံရှင်ပြီးကားပေါ်ကနေဆက်လိုက်တယ်သူမခြံထဲကိုကြည့်လိုက်တော့ခြံထဲမှာဦးရဲ့ကားကိုတွေးလိုက်ရတာကြောင့်သူမမျက်ခုံးလေးတွေစွကြုံသွားရတယ်ဒီညနေဦးကသူမကိုလာမကြိုတလို့ဖုန်းဆက်တော့လည်းမကင်လို့သူမတက္ကစီငားပြီးပြန်လာရတယ်ဦးလာကြုံမဲ့တင်တဲ့လှုပ်ဖို့ကင်ဘက်အမတွေကလိုက်ပို့မယ်ပြောတာတောင်မှအကုန်ငင်းခဲ့ပြီးရုံးစင်းချိန်နဲ့တနားရီနောက်ကျပြီးမှသာအိမ်ကိုပြန်ရောက်ခဲ့တယ်ချီလဲစိတ်ဆိုးစွာနဲ့ပဲအိမ်ထဲကိုခတ်တဝင်ခဲ့ပြီးအပေါ်တက်ကသူမတို့အခန်းစီတက်လာခဲ့လိုက်တယ်အခန်းထဲရောက်တော့ဦးကပြတင်းပေါက်နားမှာရက်ခါစိတ်လိတ်တောက်နေတယ်ဦးဖေချိန်နဲ့အိမ်ပြန်ရောက်နေတာလေမင်းနေတယ်လေဦးကပြန်မဖြေတော့ချီစိတ်မရှိစွာနဲ့ပဲဦးရဲ့ပကုံးကိုဆွဲလဲပစ်လိုက်တယ်ချီမင်းနေတာကိုရောကြားရဲ့လားကိုကြားတယ်ကြားတာကိုဘာလို့မဖြေတာလဲချီကိုရောဘာလို့လာမကြိုတာလဲချီအခုတက္ကစီငားပြီးပြန်လာရတယ်လမ်းမှာချီဘလောက်ကြောက်နေခဲ့ရလဲသိလားဦးဘာလို့ချီကိုမျက်နှာလဲကဲပြစ်လောက်ရတာလဲချီကိုနည်းနည်းလေးမှစိတ်မပူဘူးလားပြောရင်းနဲ့ချီကငိုချလိုက်လို့သူ့လက်ထဲကစိတ်လေးကိုဖိချပြီးအောက်ကိုပစ်ချကချီရဲ့ပကုံးလေးတစ်ဖက်ကိုစုပ်ကန်လိုက်တယ်မဟုတ်ဘူးကလေးရဲ့ကိုကလေတော်ပြီဦးကိုအရန်စိတ်ဆိုးတယ်ချီကိုလာမထိနဲ့ချီကသူ့လက်တွေကိုဖြုတ်ချပြီးရင်ဘက်ကိုစောင့်တွန်းလို့ကအခန်းထဲကနေပြေးထွက်သွားပါတော့တယ်ကလေးသူနောက်ကနေလိုက်ဖို့ပြင်လိုက်ပေမဲ့အထုံးမြတ်ပြောလာတဲ့စကားတွေကိုပြန်ကြားရပြီးသူ့ရဲ့ခြေလမ်းတွေရက်တန့်သွားခဲ့ရတယ်သူအထုံးမြတ်နဲ့ဖုန်းပြောခဲ့တော့ကဟယ်လိုအကိုပါချစ်ရဲ့ဦးလေးပါ
ကျွန်တော်ဖုန်းနံပါတ်ကိုဘယ်ရရလဲချိစီရပါအခုမင်းကိုမေးစရာရှိလို့ဟုတ်ကဲ့မေးပါမင်းရဲ့အကိုတူမနဲ့အခြေအနေကိုသိကြလို့ပါနားနဲ့မနာဖွားဖွားနေတာပါကိုအကိုတူမကိုကျွန်တော်ချစ်မိနေတာပါသူ့ကိုလည်းပြောပြပါပြီမနှက်ပြန်ကြရင် तू ကမင်းကိုအဖြေပေးတော့မှာဆိုအကိုဘလို့သိတာလဲမဟုတ်မှချီပြောပြထားတာလား तू ကအကိုကိုတိုင်ပင်ထားတာလားအကိုမေးတာကိုအဖြေပေးပါလားဟုတ်တယ်ကိုမနှက်ပြန်ကြရင်ကျွန်တော်ကိုချီကအဖြေပေးတော့မှာဘလို့အဖြေဖြစ်မလဲတော့မသိသေးဘူးအော်အင်းမအကိုကတေချာသိချင်လို့မေးကြည့်တာသူ့ကိုဘာမှသွားမမေးနဲ့နော်ဟုတ်ကဲ့ပါကိုသူ့အတွေးဆုံးတာနဲ့မျက်နှာကိုဖိပုတ်လိုက်ပြီးကရင်စီလာကခြေပြက်လက်ပြက်လဲချလိုက်တယ်မနှက်ပြန်သူဘာတွေကြုံလာရမလဲမသိပါဆန်ရှိုင်းလေးသာသူ့ကိုထားခဲ့ရင်သူ့ရဲ့ဘဝသူ့နှလုံးသားတွေကတစားစီကျိုးပဲပျက်စီးသွားတော့မှာဖြစ်နိုင်ရင်အချိန်တွေကိုဒီမှာပဲရပ်ထားလိုက်မိတော့တာပါပဲဒီနေ့ဦးကိုစိတ်ဆိုးနေတာနဲ့ပဲချင်းအခန်းထဲမှာမအိပ်ပဲအိမ်ကိုတော်ကြီးနဲ့သွားရိုက်ခဲ့တယ်ဦးကသူမကိုလာချော့မယ်လို့ထင်ထားပေမဲ့လည်းထင်သလိုဖြစ်မလာခဲ့ပါဦးကသူမပြီးဘာလို့ချစ်ကိုလာမချော့ရတာလဲဦးကသူမကိုမချစ်တော့တာလားအဲ့လိုအတွေးဝင်လာတော့သူမရဲ့နှလုံးသားကဆက်ဆက်ခါနာကျင်သွားရပြီးမျက်ရည်တွေကအဆက်မပြတ်စီးကျလာခဲ့ပြန်တယ်ဦးကတကယ်ပဲသူမအပေါ်မှာဘာလို့ချက်ချင်းစိန်ကားသွားရတာလဲမသိပါနောက်တနေ့ညကလည်းကောင်းကောင်းအိမ်မပြောခဲ့တဲ့ချီကမနဲ့ကြတော့လေအစောကြီးနိုးနေတယ်အိယာနိုးတာနဲ့ချီအခန်းထဲပြန်လာပြီးရေချိုးကန်းထဲကိုတောင်းဝင်ခဲ့လိုက်တယ်ဦးကတော့အခုထိအိယာကမထသေးပါချီရေချိုးပြီးအခန်းထဲကထွက်လာတော့ဦးကအိယာကနိုးနေပါပြီဒီနေ့ရုံးပေးရမလားဘာလို့ရေတွေအစောကြီးချိုးနေတာလဲသူမကိုတွေ့ရတဲ့ဦးကမေးလာတယ်သွားစရာရှိလို့ဘယ်လဲဘဲနေနေပေါ့ဦးကချီကိုကြည့်ဆိုင်တာမှမဟုတ်တာဘာလို့မေးနေသေးလဲချီကကျက်ဆက်ဆက်ဆိုပြီးဘီရိုထဲကအဝတ်စားတစ်စုံကိုထုတ်ယူလိုက်တယ်ကိုစီကိုပြန်လာမယ်မလားချီကသူ့စကားရဲ့အတိတ်ဘယ်ကိုနားမလည်ဟန်နဲ့သူ့ကိုလဲကြည့်လာလေတယ်ချီကသူ့စကားရဲ့အတိတ်ဘယ်ကိုနားမလည်ဟန်နဲ့သူ့ကိုလဲကြည့်လာတယ်ဦးဘာလို့ဆိုလိုတာလဲချီကဒီကိုပြန်မလာလို့ဘယ်ကိုသွားရမှာလဲဝေဟင်သူမထံသွားလိုက်ပြီးသူမရဲ့ကိုလေးကိုဆွဲဖက်လိုက်တယ်ကိုစီပြန်လာပြီးကိုဘေးမှာပဲနေမယ်မလားဟုတ်တယ်မလားကလေးချီကသူ့ကိုတွန်းဖယ်လိုက်ပြီးမှမနေ့ကကိစ္စအတွက်ဦးကိုချီစိတ်ဆုံးမပြေသေးဘူးကိုချော့မယ်ကိုချော့ပါမယ်ကိုစီကိုတော့တေချာပေါက်ပြန်လာပြီးကိုဘေးမှာပဲနေပေးပါကလေးရဲ့ကိုတောင်းဆိုပါတယ်မနေ့ကလေးကချော့ခဲ့တဲ့နယ်လို့မထင်ဘူးလားကလေးချီအစားကတော့ဦးကိုအားလုံးဝန်ခံရှင်းပြခဲ့ပြီးသူမနဲ့ဘော့စ်ဂျာကနားလည်မှုလွဲနေတာကိုရှင်းလိုက်ဖို့ပါဒါပေမဲ့အခုချီရဲ့စိတ်အခြေအနေကဦးနဲ့စကားပြောဖို့နေတာဦးရဲ့မျက်နှာကိုပဲမကြည့်ချင်ဒါကြောင့်ဦးကိုဘာမှပြောမနေတော့ပဲအဝတ်အစားမြန်မြန်ဝတ်ပြီးမျက်နှာကိုနှုတ်ရည်သားလေးတွေနှကန်းနီခပ်ပါပါစုကအခန်းထဲကထွက်လာခဲ့လိုက်တယ်ကြံနေခဲ့တဲ့ဝေဟင်ကတော့နိုင်ပိုင်းအတွင်းမှာသူ့ဘဝကတခုခုပြောင်းလဲသွားမလားဆိုတဲ့စိုးရိမ်စိတ်သာကြီးစိုးနေခဲ့တော့တယ်သူမနောက်ကနေလိုက်သွားတဲ့လားဒါမှမဟုတ်အိမ်မှာပဲသူမပြန်လာကိုစောင့်နေရမလားဘော့စ်နဲ့ချိန်ထားတဲ့ဆိုင်ကိုချီရောက်သွားတော့ဘော့စ်ကသူမတက်အရင်ကြိုရောက်နေတယ်သူမကိုမြင်တော့ဘော့စ်ကနေရာကနေလက်လန်းပြတယ်ချီလဲသူ့စီတနမ်းမမတ်သွားလိုက်ပြီးသူနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်တယ်ရောက်နေတာကြာပြီလားဘော့စ်မကြသေးပါဘူးမနေ့စာစားခဲ့ပြီလားမစားခဲ့ရသေးဘူးဘာစားမလဲကိုမာပေးမယ်ဘော့စ်ချီအလုပ်ထွက်တော့မယ်ဟမ်ဘာလို့လဲကို့ကိုစိတ်ဆိုးလို့လားကို့ကိုလက်မခံနိုင်လို့လားအဲ့ဒါဆိုရင်အလုပ်ထွက်ဖို့မလိုပါဘူးချီသူမကစပွဲပေါ်တင်ထားတဲ့သူမရဲ့လက်ကလေးတွေကိုခက်တင်းတင်းဆုပ်လိုက်ပြီးမှချီကဘော့စ်တင်ထားသလိုအပြုံမဟုတ်ဘူးအော်ကိုကအကိစ္စတွေနဲ့ပတ်သက်ပြီး sensitive မဖြစ်တတ်ပါဘူးဘာတွေပြောနေတာလဲဘော့စ်ချီပြောချင်တာချီကအပြုံမဟုတ်ဘူးအိမ်အောင်တယ်လို့ဟမ်ချီကို့မနောက်ပါနဲ့တကယ်ပြောနေတာပါချီအိမ်အောင်ကြတာလပိုင်းလောက်ရှိပါပြီချီအလုံးမဝင်ခင်ကလေးရပါချီကိုလိမ့်လဲပြီးအလုံးရှောက်မှုနဲ့တရားစွဲခြင်းလည်းရပါတယ်ချော်ကြီးပေးဆိုလဲပေးပါမယ်ချီတကယ်ပြောနေတာလားတကယ်ပါချီမျိုးသားတခြားသူမဟုတ်ပါဘူးဘော့စ်ကိုပြောဦးတယ်ချီရဲ့ဦးလေးဆိုတဲ့သူပါဟာချီတောင်းမှမှာတဲ့ဘော့စ်ဟာသွားပြီတကယ်ကိုသွားပြီကွာမင်းချောက်ကချီချင်းကသူငါနဲ့အတူလူဝဲခဲ့တာအဲ့ကလေးကမင်းကိုသူ့ဦးလေးဆိုပြီးငါနှုတ်ဆက်ခဲ့သေးတယ်ရှင်ပြီးတော့မနေ့ကလည်းသူငါ့ကိုဖုန်းဆက်သေးတယ်မင်းနဲ့ငါအကြောင်းမေးလို့ငါလည်းအမှန်တိုင်းပဲပြောလိုက်တယ်အခုမင်းကစီလာတာကိုလည်းသူသိတယ်သူမင်းကိုဘာမှမမေးဘူးလားချီရဲ့ငယ်လေးတက်ကိုမိုးချိုးအပြစ်ခံလိုက်ရတယ်လို့ပါပဲဦးကအလုံးကိုသိနေခဲ့တာပါပဲဟမ်ဦးကချီကိုဘာမှမပြောဘူးဦးကဘာလို့အခုလိုမသိကြအောင်စောင့်နေရလဲသူမင်းကိုမမေးရလို့နေမှာပေါ့ချီချက်ချင်းပဲဆိုင်ထဲကနေပြေးထွက်လာခဲ့လိုက်တယ်ဦးကအလုံးကိုသိနေခဲ့တာတောင်မှသူမကိုဘာလို့ပုံဝင်လဲမမေးခဲ့ရတာလဲဦးကသူမကိုစိန်ကားသွားတာမဟုတ်ပဲစိတ်မကောင်းဖြစ်နေခဲ့တာအခုမှပဲဦးရဲ့စကားတွေကိုချီနားလေတော့တယ်ဦးကသူမကိုဆုံးရှုံးလိုက်ရမှာကိုတိတ်တိတ်လေးစိုးရိမ်နေခဲ့တာပဲတကယ်တမ်းမားခဲ့တာကသူမကိုယ်တိုင်ဖြစ်နေတာတောင်မှဦးကိုစိတ်ဆိုးမိနေသေးတယ်ချီကတကယ်ကိုမကောင်းတာပဲ
ဝေဟင်အိတ်ခန်းထဲမှာတောင်းချောင်းမြောက်ချောင်းနဲ့ကနာမငိမ်ဖြစ်နေတယ်။ချီပြန်အလာကိုမျောနေပေမဲ့သူမကလုံးဝပေါ်မလာသေးပါ။ချီရဲ့ရွေးချယ်မှုတွေထဲမှာသူကဦးစားပေးဖြစ်မနေမှာကိုသူအတော်ကြောက်နေမိတယ်။ချီသာသူ့ဘေးကထွက်သွားဖို့ရွေးချယ်လိုက်ရင်ရောအဲ့ဒီအချိန်ကျရင်လေသူမပြောရှင်မှုအတွက်သူကရင်ကွဲခံပြီးတေချာပေါက်လက်လွတ်ပေးမှာပါ။ထို့စဉ်စပွဲပေါ်ကသူ့ဖုန်းကမြည်လာလို့သူ့ဖုန်းကိုကောက်ကြည့်လိုက်တော့ချီဆက်လာတာဖြစ်မယ်။ဟယ်လိုဆန်ရှိုင်းလီ။အိုးဘာဖြစ်တာလဲကလေးဘာလို့ငိုနေတာလဲကို့ကိုပြောချီအခုဆေးရုံရောက်နေတယ်ဟမ်ဘယ်ဆေးရုံမှာလဲကို့ကိုမြန်ပြောသူဆေးရုံကိုသိရတာနဲ့အိမ်ထဲကနေချက်ချင်းပဲပြေးထွက်လာခဲ့လိုက်တယ်သူစိတ်ထဲမှာသူမဘာမှမဖြစ်စေဖို့သာဆူတောင်းနေခဲ့မိတယ်သူဆေးရုံကိုရောက်တော့ချီရှိတဲ့ခန်းကိုမင်းမြန်ပြီးသူမထံအပြေးတစ်ပိုင်းနဲ့ရောက်လာခဲ့ရတယ်သူရောက်သွားတော့ချီရကရင်ပေါ်မှာထိုင်နေပြီးဆရာဝန်တဦးကသူမရဲ့တန်ရာတွေကိုစိတ်ထည့်ပေးနေတယ်ကလေးဦးသူ့ကိုတွေ့တာနဲ့ချီရငုံမဲမဲနဲ့လက်ဆံပေးလာလို့ဝေဟင်သူမထံသွားကသူမရဲ့ကိုယ်လေးကိုပွေးပတ်ထားလိုက်တယ်ဘလို့ဖြစ်ရလဲကလေးရဲ့ကို့ကိုတေချာပြောစမ်းချီငားလာတဲ့ကပရိပေါက်ပြီးမိနိဖြတ်မောင်းမိသွားတာအဲ့မှာတစ်ဖက်ကလာနေတဲ့ကားနဲ့တိုက်မိတာဟာမတေကောင်းမပြောက်ကောင်းကကို့ကိုပြစမ်းပင်သားထိသွားသေးလေဦးကသူမကိုယ်လေးကိုစုံကြည့်ဆန်းကြည့်လာတယ်ဒီတိုင်းပုံပဲ့သွားရုံမှာဘာမှကြီးကြီးမားမားမရှိပါဘူးသူ့ကိုစိတ်ထည့်ပေးထားပါတယ်အိမ်ပြန်ခေါ်သွားလို့လည်းရပါပြီဆရာဝန်ကကိုစားဖြေပေးလိုက်တယ်ကျေးဇူးတင်ပါတယ်ဆရာဝန်အခန်းထဲကောက်ထွက်သွားတာနဲ့ဦးကကလေးမဝန်ထိုင်ပြီးသူမလက်ကလေးတွေကိုစုပ်ကင်လာတယ်တော်ဝါသေးရဲ့ကလေးရဲ့ကလေးသာတကူကူဖြစ်သွားရင်ကိုတော့ရင်ခွဲမှာအခုကတကယ်ပဲဘာမှဖြစ်တော့ဘူးလားနာနေတဲ့နေရာတွေရှိသေးလားသူမကိုစိုးရိမ်စိတ်ကြီးစွာမေးနေတဲ့ဦးကိုချီစင်းမကောင်းတယ်လို့ကြည်ရင်းကနေဦးချီအလုံးထွက်ခဲ့ပြီဟမ်ဦးအလုံးသိနေတာတောင်မှချီကိုဘာလို့တခေါမှမမေးခဲ့ရလဲကလေးသိသွားပြီလားဘော့စ်ကအကုန်ပြောပြလိုက်တာချီကိုမေးခဲ့တဲ့နာပေါ့ဦးရဲ့ဘာလို့ငါ့ကိုဦးလေးလို့ပြောရလဲဆိုပြီးရန်တွေ့ခဲ့တဲ့နာပေါ့ကိုကဘယ်တော့မှကလေးကိုအပြစ်မြင်ခဲ့ဘူးလို့လဲကလေးကိုလည်းစိတ်မငြင်းစေချင်ဘူးကလေးကမှကိုကိုမချစ်ခဲ့တာအဲ့တော့ကလေးမှချစ်ရမယ့်သူတွေ့လာမျိုးဖြစ်လာရင်ကိုဘက်ကလက်ခံနိုင်မှုအောင်းမေးထားပြီးသားပါဥစိတ်ထဲမှာချီရဖောက်ပြန်တတ်တဲ့မိန်းကလေးလို့ထင်နေတာလားဟုတ်လားမဟုတ်ပါဘူးကိုကကလေးအတွက်တွေးပြီးခဲ့တာပါကိုကကလေးကိုအညွှန်းချိုးသလိုဖြစ်ခဲ့တော့ကိုကအရာအလုံးကိုအလျှော့ပေးဖို့ဆုံးဖြတ်ထားခဲ့လို့ပါအယူကြီးတကယ်အယူကြီးချီပေတော့ကမှမဖောက်ပြန်ခဲ့ဘူးဥပေါ်မှာစိတ်နဲ့တောင်မှမဖောက်ပြန်ခဲ့ဘူးသိလားဦးကိုချီရဲ့ဦးလေးလို့ပြောမိတာကိုလည်းတောင်းပန်ပါတယ်အဲ့လိုဖြေလိုက်မိတာကဒီလောက်ထိပြဿနာကြီးသွားမယ်လို့မထင်ထားခဲ့မိဘူးပြီးတော့ boss နဲ့ကိစ္စကိုလည်းချီအပြတ်ပြတ်ဖို့အတွက်အလုပ်ပါထွက်လိုက်ဖို့စဉ်းစားထားပြီးသားအဲ့ဒီအကြောင်းကိုလည်း boss နဲ့သွားမတွေ့ခင်ဦးကိုအရင်ပြောပြဖို့ဆုံးဖြတ်ထားတာဒါပေမဲ့မနေ့ကဦးကချီကိုပြစ်ထားလို့စိတ်ကောက်ပြီးဘာမှမပြောခဲ့တာကိုတောင်းပန်ပါတယ်ကလေးရဲ့ကိုတကယ်တောင်းပန်ပါတယ်မနေ့ကကိုစိတ်တွေအရန်ရှုပ်ထွေးနေခဲ့တာကလေးကသူနဲ့နိုင်စင်တူဝတ်တဲ့အချိန်လေးဒီဆိုတော့ကလေးကလည်းသူ့ပေါ်မှာစိတ်ရှိနေမှထင်ခဲ့တာဟမ်စင်တူနိုင်ကလေးကိုသူပေးထားတဲ့နိုင်မျိုးကသူ့စီမှာလည်းရှိနေတယ်လေကိုတကယ်တောင်းပန်ပါတယ်ကွာကိုခဏစိတ်လွတ်သွားခဲ့မိတာကိုဘလို့အပြစ်ပေးခြင်းလဲချီကသူ့လက်ကိုဆွဲယူပြီးလက်ပြန်ကိုသွားချွန်ချွန်လေးနဲ့ဖိကိုက်လာတယ်စက္ကန့်ပိုင်းလောက်ကြာအောင်ကိုက်ပြီးတော့မှချီကသူ့ကိုလွတ်ပေးလာပြီးသူ့ရဲ့လေပင်ကိုတိုင်းဖက်လာခဲ့တယ်ချီရဲ့မရင်ကျတဲ့အတွေ့တွေကြောင့်ဥစိတ်စင်ရဲခဲ့ရရင်ချီတောင်းပန်ပါတယ်နော်ဦးစိတ်ချပါဘော့စ်နဲ့ချီကြမှာဘာမှမရှိခဲ့ဘူးချီချိန်တွယ်ပြီးတောင်ပြောရည်တယ်ချီသာဦးပေါ်မှာဖောက်ပြန်ခြင်းနဲ့စိတ်ရှိခဲ့ရင်ချီအသေးဆုံးနဲ့တော်ကလေးဦးကသူမကိုလေးကိုအသာဆွဲဖယ်လိုက်ပြီးအဲ့လိုရှောက်မချိန်နဲ့ကိုယုံတယ်ကလေးကိုအပြေးဝယုံတယ်ဟုတ်ပြီလားဦးချီရလေဦးနောက်မှာပဲတသက်လုံးတွေ့ကက်နေမှာတခြားဘယ်သစိမ့်နဲ့ပဲရှင်းရှင်းဦးကိုပဲထက်ခါရွှေးမှာအဲ့ဒါကဦးကချီကိုအနနာခံလို့လည်းမဟုတ်ဘူးအရန်ချစ်ပေးနေလို့လည်းမဟုတ်ဘူးသူ့လောက်ငါ့ကိုသိခံနိုင်တဲ့သူမရှိဘူးလို့တွေးမိလို့လည်းမဟုတ်ဘူးချီကိုတိုင်းကဥကိုချစ်လို့ပါအင်းမဥဘာအင်းမလဲဥကိုချစ်တယ်လို့ပြောနေတယ်လေဟမ်ဘာကြီးဥကိုချစ်တယ်လို့ဥနော်စိတ်ပေါက်လာပြီကိုနားကြမတယ်မှတ်လို့ပါကလေးရဲ့ကိုချစ်တယ်ဟလားတကယ်လားကလေးတကယ်လားကိုနောက်နေတာမဟုတ်ဘူးမလားဟမ်နောက်နေတာမဟုတ်ဘူးဥကိုတကယ်ချစ်တာကလေးရဲ့ဦးကသူမရဲ့ကိုလေးကိုသူ့ရဲ့ရင်ခွင်ထဲထွေးပွေလာတယ်။ကိုအရန်ပြောလိုက်တာကွာဒီစကားကိုကြားရဖို့ကိုစိတ်ကူးတောင်မရင်ရဲခဲ့ဘူးကလေးရဲ့ဒီတစ်သက်တော့ကလေးဘက်ကကိုချစ်ကိုတုံ့ပြန်လာမယ်လို့မထင်ထားခဲ့မိဘူး။အဲ့ဒါကြောင့်ဦးကိုအယူလို့ပြောတာပေါ့။ဦးကသူမကိုသူ့စီမှာဆွဲဖယ်လိုက်ပြန်တယ်။ကိုကဆန်းရှားလေးနဲ့ပတ်သက်လာရင်အမြဲယူသွားတတ်တာပဲ။ချလွန်းလို့ယူခဲ့တယ်။ဆုံးရှုံးရမှာတွေးကြပြီးယူခဲ့တယ်။ကလေးရဲ့နှလုံးသားကိုပိုင်ဆိုင်ရလို့လည်းယူပြန်တယ်။နောက်လေကိုကအမြဲယူနေအောင်ပါပဲ။ကိုချစ်တယ်လို့ထပ်ပြောပါအောင်လားကလေး။ကိုအရန်ကြားကျင်သေးတယ်။ဦးကိုအရန်ချစ်တယ်။
ကိုကအစာပေါင်းများစွာပိုးပါတယ်ကလေးကိုမိုးလုံးမကချစ်တယ်ပြောပြီးဦးကသူမရဲ့နှကန်းလေးထက်မှအနမ်းတွေထွေလာပါတော့တယ်ချီကလည်းမျက်လွှာလေးတွေကိုဖိပိတ်ရင်ဦးရဲ့အနမ်းတွေကိုပြန်တုံ့ပြန်နေမိပါတယ်ချီကားအက်ဆီဒန့်ဖြစ်တဲ့တဲ့ရင်ကိုကြတော့ဖေဖေကမစီမဆိုင်မဲ့ဦးကိုလမ်းပြီးမှန်မိတယ်မင်းဟာလေအပျော်တစ်မျိုးအလုပ်တစ်မျိုးကငါသမီးလေးထိခိုက်ရတာမင်းကြောင့်ကွငါသမီးကိုငါပြန်လာခေါ်မယ်ဟဲ့အခုအဲ့ဒါကသူပြောကိုပါဇက်ပြင်နေတော့မှချီကသူ့လက်ထဲကဖုန်းကိုဆွဲယူလိုက်တယ်ဖေဖေပြန်လာခေါ်လဲချီကလုံးဝမလိုက်ဘူးပြီးတော့ချီဘာမှဖြစ်ဘူးဖေဖေရဲ့တောင်းတောင်းမြင်နေရောပဲသမီးဒါပဲတော့ဖေဖေစိတ်မပူနေသီလားချီရမ်းကြမ်းပါတယ်ဖေဖေစိတ်ချနော်သမီးသူမအဖေဘာမှမပြောခင်မှာပဲချီလဲဖုန်းချပစ်လိုက်တော့တယ်ဖေဖေကတော့အရန်စိတ်ပူတတ်တာပဲအဲ့ဒါကတော့ဆန်းရှိုင်းလေးရဲ့ဖေဖေကဆန်းရှိုင်းလေးကိုချစ်လို့ပေါ့ကိုလည်းအဲ့လိုစိတ်ပူရမယ်ပပကဲလေးတယောက်တော့လိုချင်လိုက်တာဦးကချီကိုကလေးမွေးခိုင်းနေတာလားအော်အခုချက်ချင်းမဟုတ်ပါဘူးတစ်ချိန်ပေါ့အဲ့တစ်ချိန်ချင်းကရှိလာမှာမဟုတ်ဘူးဘာလို့လဲကလေးရဲ့ကိုယ့်ရဲ့ရင်သွေးလေးကိုမမွေးပွေးနိုင်လို့လားချီကဦးကိုစိုးလို့မဝသေးတာချီကဦးရဲ့ကလေးလေးဖြစ်အကြာကြီးနေကြသေးတာကလေးမွေးပြီးရင်ကလေးကိုပဲဦးစားပေးရတော့မှာချီအဲ့လိုဖြစ်မခံနိုင်ဘူးနော်ဦးရဲ့ဦးစားပေးကချီတယောက်ပဲဖြစ်ချင်တာသူ့လက်မောင်းကိုခိုတွဲ၍ပခုံးမှာမိကဆိုလာတဲ့ချီကိုသူ့ရဲ့ကောင်းလေးကိုဖိကန့်နှမ်းလိုက်တယ်အဲ့ဒီနောက်သူ့လက်မောင်းဖတ်ထားတဲ့သူမလက်ကလေးကိုအသားဖဲပြီးပခုံးလေးကိုဆွဲဖက်ပြီးရင်ခွင်ထဲမှာပွေးဖက်ထားလိုက်တယ်အဖိုးကြီးပွားကြီးဖြစ်တဲ့ဒီကိုယ့်ရဲ့ဦးစားပေးကဆန်းရှိုင်းလေးပဲဖြစ်နေမှာစိတ်ချနော်ခလေးချက်ပို့ပြီးဦးစားပေးရမယ်သူဆိုတာမျိုးကိုဘွားမှာရှိလာမှာမဟုတ်ဘူးကိုသွေးသားနဲ့ရှန်လာတဲ့တောင်ကလေးကပထမကလေးကအခရာပဲချီကိုတိတ်ချစ်တာပဲလားယင်အရန်ချစ်တယ်ကိုဘွားနဲ့လင်းနိုင်တဲ့ဒီပဲချီလဲဦးကိုအရန်ချစ်တယ်ဦးကသူမကိုသူ့စီမှာခွာလိုက်ပြီးသူမနှကန်းလေးကိုထိကပ်နေရင်အချိန်တွေကြာကြီးနှကန်းချင်းဂေးဆက်လာပါတော့တယ်သူမတို့နဲ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့အထွတ်မြတ်ကိုကြည့်ပြီးချစ်စိတ်ထဲမှာအာနာမိသလိုအထွတ်မြတ်လည်းသူမလိုပဲခံစားနေရမယ်ထင်တယ်ကျွန်တော်တောင်းပန်ပါတယ်ကိုအခုဇနီးပေါ်မှာကျွန်တော်ကမယိုးမသားစိတ်တွေဝင်ခဲ့မိလို့ပါကျွန်တော်တကယ်အားနာပါတယ်မျက်နှာတောင်ဘလို့ပြရမလဲမသိတော့ပါဘူးရှင်နဲ့ကျွန်တော်ကြောင့်မလဲဘာဆိုဘာမှမရှိပါဘူးကျွန်တော်ဘက်ကသာတစ်ဖက်သက်ဖြစ်ခဲ့တာပါအခုနားလေပါတယ်အခုစိတ်ထဲလည်းဘာမှမရှိတော့ပါဘူးဒီကိစ္စကနားလည်မှုလဲသွားကြတာပါမင်းစိတ်ထဲမထားပါနဲ့ပြောရရင်မင်းကြောင့်သာအကိုကဆန်းရှိုင်းလေးစီကချစ်တယ်ဆိုတဲ့စကားကိုကြားခဲ့ရတာအကိုကကျေးဇူးတော်တင်သေးတယ်အခုမှပဲသူ့စိတ်ထဲမှာနေသားထိုင်တာရှိသွားတယ်လို့ပဲချီကတခြားသူရဲ့ဇနီးဆိုတာသိလိုက်ရချိန်မှာသူမအပေါ်မှာထားတဲ့စိတ်တွေကချက်ချင်းဆိုသလိုပဲပြတ်သုံးသွားခဲ့ပြီးသူမကိုတမတ်စိတ်ကမြူတမုံစားတောင်ကြံမနေခဲ့ပါသူ့ကြောင့်သူများရဲ့နောင်ရင်ပျက်စီးရတယ်ဆိုတာမျိုးကိုသူနည်းနည်းလေးမှဖြစ်မခံနိုင်ပြီကျေးဇူးတင်ပါတယ်ကိုတကယ်ကိုကျေးဇူးတင်တာပါဟုတ်ချီရရောတကယ်အလုပ်ထွက်မှာလားထွက်ရမှာပေါ့ချီလေးပြမလုံးလေအကယ်၍လင်းပြီးအလုပ်လျှောက်ခဲ့ပြီလို့ကျွန်တော်မျက်နှာပူလို့ဆိုရင်တော့အလုပ်ထွက်ဖို့မလိုပါဘူးကျွန်တော်က CEO ပါပြီးတော့ဒီအိမ်ကနေပြန်သွားတာနဲ့ကျွန်တော်တို့ကြားမှာဘာမှမဖြစ်ခဲ့ဘူးတလို့သဘောချလိုက်မှာပါအဲ့လိုမှမဟုတ်ပဲကိုဝင်းကသဘောမတူလို့အင်တာမှုတွေနဲ့မို့လို့ဆိုရင်တော့ကျွန်တော်ဘာမှမပြောလို့ပါဘူးချီဦးကိုလဲကြည့်လိုက်တော့ဦးကသူမလက်ကလေးကိုစုပ်ကင်လာပြီးကိုကြောင့်နေတော့ဆန်းရှိုင်းလေးရဲ့အိမ်မက်တွေကိုပြည့်စည်မခံနိုင်ပါဘူးဆန်းရှိုင်းလေးဘာလို့ဘာပဲဆုံးဖြတ်ကိုဘက်ကကြည့်ပြူတယ်တကယ်လားဦးတကယ်ပေါ့ဟင်းချီအရန်ပြောလိုက်တာချီအလုပ်ပြန်ဆင်းပါမယ် boss ဟုတ်ပါပြီ welcome ပါပဲအဲ့ဒါဆိုကျွန်တော်ခွင့်ပြုပါအောင်သူပြောပြီးနေရာကနေထထွက်လာလိုက်တော့တယ်သူအိမ်ထဲကထွက်ခါနေမှာချီတို့ကိုနောက်တစ်ချိန်ပြန်လဲလန့်ကြည့်ပြီးတော့သူတို့ကအချင်းချင်းပွေးဖက်ထားကြတယ်သူတို့ဆောင်တွေကဘေးကလူတွေကိုပါကြည်နူးမှုတွေကိုဆက်စေတာမျိုးကိုဝင်းဟင်းရဲ့ကြည်ပေါ်မှာထားတဲ့မြစ်တာတွေကတကယ်ကိုနှွေးထွေးလွန်းလာပါတယ်သူလဲတနေ့နေ့မှာသူပေးတဲ့မြစ်တာတွေကိုခံယူပေးမယ်စစ်မှန်တဲ့မိန်းကလေးတအုပ်ကိုတွေ့ကျင်မိပါရဲ့လေဒီနေ့ကုမ္ပဏီမှာဝန်ထမ်းအသစ်ခေါ်ယူခြင်းအတွက်အင်တာဗျူးကိုအထွတ်မြတ်တရားကုမ္ပဏီကိုစောစောရောက်လာတယ်သူတက်လေကားတဲ့ဝင်ချင်းမှာပဲမိန်းကလေးတအုပ်ကသူနဲ့ရှေ့ဆက်နောက်ဆက်ဆိုသလိုပဲတက်လေကားတဲ့ကိုပြေးဝင်လာတယ်ဟူတော်ပါသေးရဲ့မမီတော့ထင်တာသူမကအသက်ကိုပြင်းပြင်းရှုပြီးရံပတ်လေးကိုဖိကခတ်တိုးလေးယူရွလိုက်တယ်သူမပုံစံကအသက်ကိုမနှဲရှုနေရပုံမို့သူ့အာယုံတွေကသူမတန်ကိုဆူဆိုင်သွားရလေတယ်မင်းအဆင်ပြေရလားမင်းကိုကြည့်ရတာအယမ်းမောနေသလိုပဲဟုတ်ပြေးပါတယ်ဝတန်းယောဂအခန်းရှိလို့တက်လေကားမီအောင်ပြေးလာရင်လူကနည်းနည်းမောသွားတာပါအော်ထို့စဉ်တက်လေကားတကားပွင့်သွားပြီးသူရောထုံမိန်းကလေးပါအပြင်ကိုထွက်ခဲ့လိုက်ကြတယ်ထို့နောက်သူမကသူ့ရုံးခန်းရှိရာခုံမှာဝင်သွားထိုင်လိုက်လို့အလို့လာလျှောက်တဲ့သူတွေကတယောက်မှသိလိုက်ရတယ်သူမကလည်းသူ့ကိုမြင်တော့အတော်အံ့ဩသွားပုံပါပဲသူကတော့မသိချင်အောင်သာစောင့်ခဲ့လိုက်ပါတယ်တိတ်မကြခင်ပါပဲသူအလုပ်လာလျှောက်သူတွေကိုစတင်ပြီးအင်တာဗျူးခဲ့ပါတယ်သူတယောက်ပြီးတယောက်ကိုအင်တာဗျူးနေရင်မှခုနကကောင်မလေးရဲ့အလဲကဘယ်တော့မှရောက်မလဲဆိုတာကိုမသိစိတ်ကမျှော်နေမိခဲ့တယ်နောက်ဆုံးတစ်ယောက်ပဲကြံတော့တဲ့အချိန်မှာထုံမိန်းကလေးကနောက်ဆုံးကြံတဲ့သူတယောက်ပါသူ့ကိုတွေ့တော့သူမကခက်ရွရွနဲ့ပဲသူ့ရဲ့ရှေ့မှာဝင်ထိုင်လိုက်တယ်
ဝတ်တန်မိုးသိန်းတော့ဟုတ်ခုနကယောဂခံရှိတယ်လို့ပြောရမလားဘာယောဂလဲရှင်သူကကောက်ခေါင်ငင်ကကြည့်မိလိုက်တော့သူမကကြောင်သွားတဲ့ပုံပဲပြီးမှမွေးရပါနှလုံးယောဂပါခက်တူတူဖြေလာတယ်မင်းကဒီလုံးလုံးဖို့ပင်ပန်းခံနိုင်လို့လားအရန်ခံနိုင်ပါတယ်ဟမ်ပင်ပန်းခံနိုင်တယ်လို့ပြောတာပါရှင်သူထုံမင်းကလေးကိုတေချာကြည့်ပြီးအလုံးနဲ့ပတ်သက်တာတချို့ကိုသာဆက်လက်မေးမြန်းခဲ့တယ်သူမပုံစံကလေတိုက်ရင်တောင်လေနဲ့တူပါသွားမလားထင်ရအောင်လူကပိန်သေးသေးနဲ့တက်မှုသူအလုံးကမှုတွန်းဆုံနေခဲ့တယ်လို့တစ်ဖက်မှာလေသူမကိုကျင်းသေးပါအလုံးခန့်ကျင်နေခဲ့တယ်ချီနောက်လာကြရင်ပွဲတစ်ခုစီစဉ်မှုရှိရနော်မင်္ဂလာနှစ်ပတ်လည်ပွဲတဲ့သူမတို့ရဲ့ခေါင်းဆောင်အမကပြောလာခြင်းမှာနောက်လာပေးနေလဲရင်မမ20ရက်နေတဲ့ဘာလို့လဲဟမ်အဲ့ဒီနေရာချီရဲ့အိမ်အောင်သက်တစ်နေ့ပြည့်နေတိုက်နေတယ်ဟုတ်လားအဲ့ဒါဆိုရင်လေချီရဲ့အဲ့ဒီကြရင်အဲ့ဒီပွဲကိုချီမလာနဲ့တော့လေဒါပေမဲ့ပွဲစီစဉ်တာကိုတော့ချီကဥဆောင်ရမယ်ဘော့စ်ကချီကိုခိုင်းထားတာအဲ့ဒီပွဲပြင်ဆင်ကိုချီကကိုယ်စိတ်ကြိုက်ပြင်ဆင်ကိုယ်အကြိုက်ဆုံးပန်းတွေနဲ့ကိုယ်ပွဲလိုသဘောထားပြီးပြင်ဆင်ရမယ်တဲ့ဘဝကလည်းစိုးပါနှစ်ပတ်လည်းရှိတာချင်းအတူတူတောင်မှချီကသူများအတွက်ပွဲစီစဉ်ပေးရမယ်တဲ့ဟုတ်တော့ဟုတ်နေပြီချီအိမ်ပြန်ရောက်တော့ထိုအเจ้าကိုဦးကိုပြောပြတော့ဦးကဘာဖြစ်လဲကလေးရဲ့ဒါအလုပ်ပဲဦးကချီအတွက်ဘာမှစီစဉ်မပေးဘူးလားကိုလည်းအဲ့ဒီကြရင်အလုံးမအားဘူးကလေးရဲ့ဒါဆိုရင်ချီတို့ရဲ့နှစ်ပတ်လဲပွဲကဘာတိတ်ပဲမှမရှိတော့ဘူးပေါ့နော်ဟုတ်လားနှစ်ပြည့်ကြရင်ကိုအတိုးချပြီးတခါတနာလုပ်ပေးပါမယ်နော်ကလေးချီဘာမှပြန်မပြောပဲဥကိုကြောပေးကအိတ်လိုက်တော့တယ်ဥကိုကင်ပေါက်ချန်လိုက်တာအယမ်းပဲဒီနေ့ကဥနဲ့သူမရဲ့မင်္ဂလာနှစ်ပတ်လဲနေပါဒါပေမဲ့ဥကအလုပ်တွေအယမ်းများနေလို့သူမကိုအချိန်မပေးနိုင်ခဲ့ပြီဒါကြောင့်အစကချီစဉ်းစားထားသလိုမျိုးတလဲတွေဖြစ်သွားပြီးချီဥဆောင်စီစဉ်ထားပေးတဲ့ပွဲမှာပွဲရှင်တွေကိုဂုဏ်ပြုဖို့အတွက်ထုတ်ပွဲကိုချီတက်ရောက်ခဲ့တယ်ပန်းနုရောင်ဘော်ဒီဖစ်လေးကမှလက်နဲ့ dress ရဲ့အောက်ခြေအဖျားလေးတွေမှာတောင်းမွေးအနုလေးတွေကိုဒီဇိုင်းထွင်ထားပြီး dress ပေါ်မှာလေ crystal လေးတွေကိုအနုစိတ်ပန်တီးထားတဲ့ဝတ်စုံလေးကိုနုရွလာနေတဲ့ချီရဲ့ပါစပင်လေးကိုရှေးလိုင်းကောက်ပြီးအလဲခွဲလေးခွဲကလက်ပြပန်းကတ်လေးတွေနဲ့ဖန်တီးထားတဲ့စကုပ်လေးကိုတက်ထားပြီးမျက်နှာမှာလည်းမိတ်ကပ်ပါပါလေးကိုလိမ့်ချထားသေးတယ်ငွေမရောင်ဖက်နှက်လေးကလည်းသူမရဲ့အလှကိုအစွမ်းကုန်ပန်ပိုးထားပြီးပြန်နေပြောရရင်သူမကပွဲရှင်အမျိုးသမီးထက်တောင်လှနေမလားမသိပါအဲ့လိုတွေးမိတဲ့ကို့အတွေးကိုမုံမိသလိုဒီပုံစံဒီဒီဇိုင်းဒီဝတ်စုံကိုချိဘက်ကလူလာနဲ့ပြင်ဆင်ခဲ့တာမဟုတ်ပါဘူးပွဲရှင်တွေကသူမရဲ့ပြင်ဆင်ပေးမှုအရန်သဘောကျလို့ကျေးဇူးတင်တဲ့အနေနဲ့သူတို့ပွဲကိုတက်ဖို့အထူးတလဲဖိတ်ကြပြီးဒီဝတ်စုံတဲ့ဖက်နှက်ကိုဘော့စ်ကနေတဆင်သူမအောင်ပေးခဲ့တာပါတကယ်ဆိုရင်ဒီလိုအချိန်မှာချီကဦးနဲ့အတူအချိန်ကောင်းလေးကိုဖျက်ဆီးနေရမှာကိုအခုတော့သူများကိုဂုဏ်ပြုရင်းနဲ့ပဲသူများကိုအားကြရင်လည်းပဲအချိန်ကုန်ရတော့မယ်ဘာလို့လဲချီဘာလို့တပြင်းနေချနေတာလဲဘာမှမဟုတ်ပါဝတ်တန်ရဲ့ဒီတိုင်းပဲငိုကြလို့သိပြီချီအမျိုးသားကိုလွမ်းလို့လားဝတ်တန်သိထားပါတယ်ချီဘာမှစိတ်မကောင်းမဖြစ်တော့နဲ့ပျော့ပျော့နေပါအဲ့အဖိုးကြီးကြောင့်လာမပြောနဲ့သူ့ကိုကိုင်းပေါက်ပစ်ချင်တာမနိုင်လို့ရဲ့မကြခင်ပြောရမှာပါချီရဲ့ချီကိုနှစ်သိမ့်ပေးရင်မှဝတ်တန်စိတ်ထဲမှာသူမကိုတယောက်ယောက်ကြည့်နေတယ်လို့ခံစားရလို့ခေါင်းမော်ကြည့်လိုက်စင်မှာပဲသူမတို့နဲ့ဝိုင်းတဝိုင်းကြော်မှထိုင်နေတဲ့ boss ကသူမကိုလာကြည့်နေတယ်သူမနဲ့အကြည့်ချင်းဆောင်တော့ boss ကအချက်ချင်းအကြည့်လွဲသွားတယ်ထို့စဉ်ပိန်ကားချက်မှာဗီဒီယိုပေါ်လာလို့ဝတ်တန်းကချီကိုလက်တို့ပြီးမော့ကြည့်စေလိုက်တာမို့ချီစိတ်ပြက်လက်ပြက်နဲ့ခေါင်းမော့ကြည့်လိုက်တော့သူမနဲ့ဦးတို့ရဲ့အမတ်တရပုံတွေကိုအက်ဒစ်လုပ်ထားတဲ့ဗီဒီယိုဖြစ်နေတယ်ချီတဟန်တော်နဲ့ပဲထိုင်ရာကနေထားရလိုက်မိတယ်ထို့ခိုက်ဦးကပိန်ကားနောက်ကနေမိုက်ကန်ကထွက်လာတာမို့ချီနေရာကနေပြီးဦးတန်ကိုခပ်ပြေးပြေးရှောက်သွားလိုက်တယ်ဦးကလည်းသူမတန်ရှောက်လာနေရင်းနဲ့မှ Happy Anniversary ပါကလေးကိုဘေးမှာရှိနေပြီလို့ကျေးဇူးတင်ပါတယ်။ကလေးရဲ့နှလုံးသားကိုကို့အပိုင်စားပေးထားတဲ့အတွက်လည်းကလေးကိုကျေးဇူးတင်ရပြီးပို့ပြီးလေးချစ်မြတ်လို့ရပါတယ်။အစားကနေအဆုံးထိကလေးတယောက်တည်းကိုပဲချစ်ခဲ့တယ်ဆိုတာကိုတစ်သက်လုံးအတွက်ယုံပေးပါ။နောက်ထပ်ရတုအဆက်ဆက်တွေမှာလည်းကို့ဘေးနာမှာရှိနေပေးပါအောင်။အရင်ချစ်တဲ့ကိုရဲ့ချစ်မဝလေး။ဦးရဲ့စကားဆုံးတာနဲ့ဦးနဲ့ချီတို့လည်းတနေရာထဲမှာပဲစုံစည်းသွားခဲ့တယ်။ဦးဘယ်ကနေဘလို့သူမိုက်ကိုပိတ်လိုက်ပြီးမှကလေးအတွက်ကိုရဲ့အစီအစဉ်လေးကိုကကလေးကိုအမြဲလေးထားခဲ့တဲ့သူပါကလေးရဲ့ကလေးရဲ့စိတ်ဆန္ဒကိုပဲအမြဲဦးစားပေးခဲ့တာပါချီဝမ်းသာမျက်ရည်တွေကျလာရပြီးဦးရဲ့လေပင်ကိုတိုင်းဖက်လိုက်တယ်ထို့ခိုင်ဦးရဲ့နောက်ကျောဘက်ကနေပြီးသူမရဲ့မိဘတွေကသူမတို့ထံရှောက်လာနေတာကိုတွေ့လိုက်ရတာမို့ချီဝမ်းသာအားရနဲ့ပဲဖေဖေနဲ့မမေထံကိုပြေးသွားပြီးဖက်လိုက်မိပြန်တယ်ဝေဟင်ကလည်းသူမတို့ထံကိုရှောက်လာပြီးချီရဲ့ပကုံးလေးကိုဖက်လိုက်တယ်ဖေဖေနဲ့မမေသမီးစီလာတယ်လာရမှာပေါ့ကိုသမီးလေးကအဓိကမင်းသမီးဖြစ်နေတဲ့ပွဲမှာမမေတို့ကရှစ်ပေးနေရမှာပဲလေချီအယောင်ဝမ်းသာတာပဲဖွားဖွားတို့ရောရင်ဟိုးမှာမမေမေးဆက်ပြက်ရာကိုလမ်းကြည့်လိုက်တော့ဖွားဖွားနဲ့လေးလေးတို့မိသားစုကစပွဲတဝိုင်းမှာအတူထိုင်နေရင်းမှသူမတို့ထံကိုရှောက်လာကြတယ်ချီကိုပါသာစိတ်နဲ့ကိုယ်နဲ့မကပ်လို့ဖွားဖွားတို့ကိုပဲသတိမထားမိပါ Happy Anniversary ပါတူလေးတငယ်ချင်းအေးပါကွာဖွားဖွားမြေလေးကအရန်လာနေတာပဲကွယ်ဖွားဖွားမမီပါဘူး
သမီးပြောနေတာမြင်တော့ဖေဖေတို့ဝမ်းသာတာပဲသမီးအမြဲပြောနေရမယ်နော်စိတ်ချပါကိုဒီနေရောင်ကြီးလေးအမြဲတောက်ပနေဖို့ကျွန်တော်တာဝန်ယူပါတယ်ဦးကသူမကောင်းလေးကိုအုံမိုးကန်ကပြောလာခြင်းမှာမင်းကအကိုလို့ခေါ်တာမသိတော့ဘူးကွမင်းမသာငါတို့နဲ့အသက်သိမ့်မကွာဘူးဆိုငါတို့ကမင်းရဲ့ရောက်ခမတွေဟုတ်ကဲ့ပါအကိုဖေဖေဒီကောင်တော့စိတ်တွေဆိုပြီးမျက်နှာကြီးမုံကုတ်သွားတဲ့ဖေဖေကိုကြည့်ပြီးချီသဘောတကျရေးလိုက်မိပါတယ်ချီလိုချင်တာဒီလိုမျိုးပျော်ရွှင်နေထွေးမှုတွေပါပြီးတော့ဥရဲ့အချစ်ဒါကတော့အထူးတလဲတတ်မှတ်ဖို့လိုတော့မယ်မထင်ပါသူမကမလို့ချင်ရင်တောင်မှဥကလုံလောက်တာချက်ပိုးတဲ့အချစ်တွေမြစ်တာတွေအကျဉ်းတာတွေကိုသူမအတွက်တသက်တာပေးရနေမှာမို့လို့ပါပဲချစ်ရတဲ့ပရိသတ်များအခုနားဆင်ကြရတာကတော့ချစ်စနီးငယ်ဆိုတဲ့ဇလန်းကောင်းလေးရဲ့အစားဆုံးပဲဖြစ်ပါတယ်ဇလန်းလေးပြီးဆုံးသွားပြီဖြစ်လို့နားဆင်ကြရတဲ့ပရိသတ်တို့လည်းကျင်းနဲ့အားရလိမ့်မယ်လို့မျှော်လင့်မိပါတယ်နောက်ထပ်ဇလန်းကောင်းလေးတွေကိုလည်းမလွတ်တမ်းကြည့်ရှုနားထောင်နိုင်မှုအတွက်ကျမတို့ channel လေးကို subscribe လုပ်ပြီးဘေးနားက notification လေးကိုလည်းနှိပ်ပေးခဲ့ကြပါအောင်နော်အဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်